ပြောပြမယ်နောက်ထောင်ပါဒီနေတော့အလုပ်လုပ်နေတယ်နော်ကမ္ပဏီမှာအလုပ်လုပ်နေတယ်အဲ့ဒီကုမ္ပဏီမှာအလုပ်လုပ်နေတဲ့တထေးကမင်းတို့ကိုလိုတယ်ဘာလိုလာလဲဆိုမင်းတို့ရဲ့အသက်အရွယ်ပြူမြင့်ခြင်းအားအင်းအဲ့ဒါကိုသူတို့လိုချင်တော့မင်းတို့ကိုအလုပ်ပါလဲခံတယ်မင်းတို့အသက်ကြီးတော့ကြည့်ပါလားအမရှိကြည့်ပါမင်းတို့ခုံလားမခုံဘူးအဲ့ဒီကကုမ္ပဏီတိုင်းအလုပ်တိုင်းမှာလည်းအဲ့လိုပဲစာသမဏလည်းအဲ့လိုပဲနောက်ပြီးဘုရားသခင်လည်းအဲ့လိုပဲအဲ့ဒါတင်းရဲ့တဲ့ရဲ့နုပလူတွေကိုအဘယ်သူများမထီမဲ့မီမပြုစေနဲ့စကားပြောခြင်းချင်းချံပြုမိခြင်းရဲ့အရာမှာယုံကြည်တော်သူတို့အားပုံသက်တွေကိုပြတော့အဲ့တော့ပုံသက်တွေပြခဲ့တာမယုံကြည်သူတွေကိုပြခဲ့တာမဟုတ်ဘူးဘယ်သူပြရမှာလဲယုံကြည်သူချင်းပြရမှာဟာလေလုယာအာမင်ဘုရားထုံမခုံဘလို့ငါကျွန်တော်ကတော့ဘာပြောချင်လဲဆိုကျွန်တော်ပုံမှန်လေးပဲပြောတယ်ငါအထင်နဲ့မကြည့်ဘူးတချို့တွေကဘာဆိုဒီမှာလေအချင်းချင်းချစ်တာပါအရှေ့အမကောတော့မကွာမကွာဂျင်းနီအပေါ်ကနေအောက်စနာနဲ့ညီကျုံတယ်ခေါ်တော့ဆိုတော့ဘယ်ခုနကမှဒီဘောပါလေချစ်တာပါလို့ချစ်ဆိုလားမင်းလည်းတွေ့မှာကချစ်လားမချစ်ပါလေအဲ့ဒါအလေးဟုတ်လားတက်တည်ဟုတ်လားမဟုတ်ဘူးတခါတလေကျွန်တော်တို့ကဘယ်လိုကြုံလဲဆိုတခါကျရင်တရားဟောချက်တွေလည်းချွတ်ရနားထောင်လို့ကောင်းတယ်စိတ်သက်ခွန်အားတွေအများကြီးရတယ်ဒါပေမဲ့အသက်တာတည်ဆောက်တဲ့နေရာမှာကိုကမလိုက်လျှောက်တဲ့ခါကျတော့အဲ့ဒီနှုတ်ကပတ်တော်ကိုအကျိုးမပေးဘူးဟုတ်တယ်မလားအဲ့တော့ပြောတယ်အခုနင်တို့လည်းအများကြီးပြောမှာပဲကျွန်တော်တကယ်ချင်းပြောကျွန်တော်ဒီတကယ်ချင်းကြောက်ရှိတယ် ANS ယောဂရှိတယ်ယေရှုနာမနဲ့ပြောက်ပြီးတော့အရန်ပြောတာတိတ်မကြောက်တည်ရတယ်ကြွေးကြော်တိုင်းရတာမဟုတ်ဘူးတင်းဒီစားနိုင်ငယ်ရောလည်းအဆုံးနဲ့အလုံးကြီးပွားလိမ့်မယ်လို့ကျောင်းသားမှာကတိတွေအများကြီးရှိတယ်အဲ့ဒီကတိတွေကလည်းပါလဲဆိုရင်ပြောလဲရတာမဟုတ်အဲ့ဒီနှုတ်ကပတ်တော်ပေါ်မှာတီဆောက်ရင်းနဲ့အဲ့ဒီနှုတ်ကပတ်တော်ကလည်းကျွန်တော်တို့ကိုပြန်ပြီးတီဆောက်တဲ့အခါမှာကျွန်တော်တို့အသက်တာထဲမှာကြီးပွားတိုးတက်မှုကိုဖြစ်တာပြောလိုက်မရနားလိုက်မယ်နော်တခါကျတော့လူတွေကဘယ်လိုဘုရားသခင်နဲ့ခေါ်တဲ့ဘုရားသခင်ခေါ်တဲ့ခါတိုင်းဖျားခင်ထူးတယ်အဲ့လိုမပြောဘူးလားယေရမိ33ဆိုတာဘုရားသခင်ဖုန်းနံပါတ်ကိုလည်းမပြောဘူးလားတချို့တွေကပြောတယ်နော်တုတ်တန်ချအခန်းကြီးကိုဖတ်ကြည့်မင်းတို့ခါရောက်တော့ငါ့ကိုခေါ်တဲ့ခါပါလေငါမထူဘူးလို့ပြောတာနော်မင်းတို့ခါအချီးကျင်ရောက်ပြီးငါ့ကိုအော်တဲ့ခါရှာရင်လည်းငါဘင်းကိုပါလေမတွေ့ဘူးလေမင်းကမတွေ့ဘူးလေဆင်းရဲခြင်းတွေဒုက္ခဆင်းရဲတွေမိအိမ်ကိုဝင်လာမယ်ဘယ်လိုလုပ်မလဲပြောဖျားသခင်အချင်းမဟုတ်ဘူးမထားပါဖျားသခင်မှာလည်းအချင်းမဟုတ်ဘူးနားလေလား remote control လို့ဖျားသခင်ကိုဒီလိုနိုင်တော့ပါလေမရဘူးကိုလုံးချင်တာလေရှော့လုပ်ပြီးမှဘုရားသခင်ကိုသွားပြောလို့ပါလေမရဘူးယောဘကိုဘုရားသခင်ပြောတဲ့စကားတစ်ခုအရင်သဘောကျတယ်ကျွန်တော်လေယောဘတဲ့မင်းကဘာကောင်းလဲငါအဖေစကားပြောမယ်ဆိုတော့ငါဒီကဘာမြေကြီးရဲ့တိုက်မြေကိုငါတိဆောက်နေတဲ့ခါမင်းမရောက်နေတာလေဒီမိုးမြေကိုငါဖန်ဆင်းတဲ့ခါငါမြေကိုလာတိုင်တင်လာတယ်မင်းကဘာကောင်းနောက်ဆုံးမှယောဘကဘာလို့ကိုရောတဲ့အိမ်တော်ကိုရောအကြောင်းကိုကျွန်တော်ကြားဘူးတယ်အခုကျွန်တော်မစ္စည်းနဲ့နေပြီကျွန်တော်သိပါပြီကျွန်တော်နောင်တရပါပြီလို့ဝန်ခံလိုက်ရတယ်ဒီပြောပြချင်တာတော့ဗါလဲဆိုနှုတ်ကပတ်တော်လို့ပြောတဲ့ခါမှာလည်းအသက်တာမှာဒီဆောက်ဖို့အတွက်လုပ်ပါတစ်ဖက်ထဲကိုပဲစောင်းပြီးမှပါလေမတွန်းနဲ့နော်အခြေခံချက်နဲ့အသက်တာကိုဒီဆောက်ဖို့လုပ်ရမယ်ဒီကျွန်တော်လူငယ်ဒီမှာလည်းဗါလဲဆိုခုနပုံသက်တည်ပြတယ်ဆိုသူများအတွက်လို့ပြောတာကတိတ်ဟောမဟုတ်နော်နောက်တစ်ခုပြောမယ်ဖျားเจ้าမှာတော့ဗါလဲပကံစိနေစိမဲ့ဒီပဲစိနေလဲမယ်နော်ဘာခွင့်ရတဲ့ကြီးအိမ်မှာဆိုပကံလည်းမစိဘူးတပည့်စိလဲပါလေမလဲဘူးဖျားเจ้าမှာတော့လှုပ်လားမလှုပ်လားဒါဆိုအဲ့ဒီလူကဘယ်မှာအိမ်ပုံသက်တည်ပြရမှာလဲအိမ်မှာမဟုတ်လားဆိုတော့အဲ့ဒါယုံကြည်တဲ့သူကိုပုံသက်တည်ပြပါသူများကလည်းဖျားเจ้าမှာဆိုတော့တရားနဲ့ကြောက်ခေါ်လဲမတည့်တယ်လို့အပြင်မှာရောက်တဲ့ခါတော့အရာချစ်တယ်လို့ဖြစ်တယ်လို့လုပ်ပြတယ်သူများရှိရောဟုတ်တယ်မလားအဲ့ဒါလည်းမဟုတ်ဆိုတော့ဒီနေ့ဒါထားအဲ့ဒါ intro အဲ့ဒါဒီနေ့ကျွန်တော်တို့ဗာလဲဆိုဒီနေ့အိမ်ထောင်ပြုတယ်ဆိုတာကိုမငါကိုတရှိမှာအိမ်ထောင်ပြုတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီအိမ်ထောင်ပြုခြင်းနဲ့ဆက်ဆိုင်ပြီးမှဒီမှာလူငယ်တွေကိုလည်းပြောမယ်အဲ့တော့ရီးစားထားတယ်ဆိုတော့ခုနကတချို့တွေကအပျော်ထားတယ်ပြောတယ်နော်တချို့တွေကပျော်လို့ထားတယ်အပျော်ဆိုတာကလည်းငါတို့ကိုလေရီးစားထားတယ်အိမ်ထောင်ပြုတယ်ဆိုအပျော်မဟုတ်အပျော်ပါလေမဟုတ်ဘုရားသခင်ကအာဒမ်ကိုဖန်ဆင်းပြီးတဲ့နောက်ပိုင်းမှာအာဒမ်ပြင်းနေတယ်ဗါလေဒီအောင်နဲ့ပျော်ပါစေဆိုပြီးမှအေဝါကိုဖန်ဆင်းတာဟုတ်လားအေးအာဒမ်နဲ့ပျော်ပါစေဆိုပြီးဖန်ဆင်းလိုက်တာဟုတ်လားမဟုတ်ဘူးနော်
뭐 아자마 아폴로래 나자모로 비아드기가 아자제 이거고 말해 판세미래라 그래서 저는 디만네는 저처럼 찜에 삐처럼 메콘스 메이메 그바우자 간진네 강에 나상아와 너 그바우자 간진네 강에 나상아 그바우자 간진네 마그리안에 비아드기 돌아서 가시래 알아가 발에 소리두하래 되어대문이 강부래 나자모로 두의 보고 판세야 소리가 비아드기가 Ewago Pansenbe. Rodima Janabia, Ewago Pansenekama, Adana Egg. Egg and Nayobade. July, no? July Bima Dugabas, Ewago Pansena. Edima Pansenkema, Payata Kinga, Adantia Teshi de Kama. Trisania, Trisani, Kobima, Nami, Trisania, a twilight, no? A twilight, Ta, two the people, two being Haina. Oh, Gigale na kong atwe Bachagale atwe nilare o singale atwe nilare nga atwe mashibu so to go pya the king edi atwe thebida so dini အိမ်ထောင်ပြုတ်ဖို့ဆိုတာကဘုရားခင်စာနာရှိတဲ့အရာတစ်ခုဖြစ်တယ်ဆိုတော့နားလည်စေချင်တယ်အဲ့တော့အာဒံကဒီနာယုတ်ကိုထုတ်ပြီးမှအေဝါကိုယူပြီးလိုက်တဲ့အခါမှာငါအသားထဲကငါအသားငါအယိုးထဲကငါအယိုးဆိုပြီးမှအေဝါဆိုတဲ့နာမည်ကိုမင်းဒါကြောင့်မလို့ဒီနေ့ ယောက်ျားလေးတွေတော်တော်များများကအသက်အရွယ်ရလာတဲ့ခါလေကြီးစားထားချင်တယ်ကိုယ်နာယုတ်ကိုပါလေရှာရဲဆိုတဲ့ desire အဲ့ဒီစိတ်ဆန္ဒဆိုတော့ဟိုးအဲ့ဒီဥယျာဉ်တွေကလည်းဘုရားသခင်ကလူ့အထဲမှာထည့်ပေးထားလိုက်တဲ့အရာဒါကြောင့်မလို့အရွယ်ရောက်လာတဲ့ခါမှာကိုယ့်ရဲ့အဖော်လိုချင်တဲ့စိတ်နဲ့အဖော်ကိုရှာရဲဆိုတာအပြည့်မဟုတ်ဘူးမမှန်ကန်ကန်ရှာတတ်ဖို့ပဲလို့လေဟိုတယောက်ကိုရှာလိုက်ဒီတယောက်ကိုရှာလိုက်အဲ့လိုမျိုးတော့မဟုတ်ဘူး Adana Piata King, Ewa the over, Pansen Hare. As I told him, I think I do that Chana Baleso, a poor Mure say. No, life partner look or Adabo Mure say, Shida got be, Mahobu Piata King, but Kure Male, Ted Habida. So, Rodima, so the Maina sound is Surare. Maina Sonaga, Adani Wago, Maina Samina to Samia, Piata King. Piata King, no? Adaye, Ewaye, Ida Bima Pino Yabia Samu Bachava, Kalamiji, PC Bima, Nine Java, no? The Conjimina paid at the big town as well. Obida. But some of the 8 town meat does 8 town pew chesura, Payane sang. But do they sign there? Joya, 8 town pew jenny, Payane sang there. The Jamalo, 8 town pewda, who Hichida. Marriage belongs to God. So that God ordained it, not man. Payata Kinga, every 8 tango, Kamsipida, Lubida Moho. Nalem, no? So the 8 tang Payata Kinga signed out. 8 tang yes, the king have to do that. God is the owner of marriage. Yeah? 8 tang yes, the king will do that. Not the king. That's what I'm saying. Years. Payata can 12 the boat in a lu, Moquem Fasine. Nalena. Marriage belongs to God. 8 years have Piakin aside, 8 years the king of Piakin. So the nature of the Jump Yampura. No? They also are literally me, but they also no anye Pudansani. Maybe not in the tissue. Sia not in the tissue. Come 8 home Quebec here. The Julia Diosha Quebec, no? The Julia Viva Riobale, Quere, the Julia Yoga in Jimwam Queula. But Payata came no Paya would Lugabale, Quere to the Piata King was Sogara. Piata King Lego Vale, Sogara, Piata King logo, Antara. Nanimla, the John 8,000 of Payata King, a sub you be up in the 8,000 the King, Payata King, 8,000 Piata King, sign it. Nanimla. And then he tama shim. Hobby, not make the Hutamine. Then he Matira Karo, Yiza Kare, a pure Surale, a pure Tare vino, not a Saturale. That's all Lunieri. Macha something benevolent, Chashon. No, but you might make it a little bit. Adan ne Ewa go Piata can you be the come abusing to use a man. Avila. The Negro, a Peloga Matone, the Christian Hemadama, a Pew Musido.
루비오 무스도 단 신에서 위 피하 좀 먹이 나서네 바이가 똥리라고 신이라 시야가 레메디 성로 성비래 너 나나서 그리바래 무이비 땡카바래 에리 땡카자라가 니 땡카자라 기사 무시부 니 피하 좀 땡카자라 기사 바래 무시부 피하다 긴 땡카바래 자래 나해라 허비 미국 사람이네 디니 이거 미국노 예수 로묘 kalli không biết đâu Giêsu làမျိုးkalli mấy đôi lùmမျိုးတွေတိုးတက်မဲ့လူတိုးတက်အောင်ပြင်ဆင်ပေးမဲ့လူဟုတ်ပြီလားပညာရေးလမ်းကြောင်းကိုပြပေးမဲ့လူအနာဂတ်လမ်းကြောင်းကိုဥဆောင်ပေးမဲ့သူရဲ့အကောင်းတွေနေ့စီကနေမွေးခိုင်းမယ်ယေရှုကဲ့သို့တော့မွေးခိုင်းမယ်ဆိုရင်နေ့မွေးပေးမလားဟမ်မွေးပေးမလားတကယ်မွေးပေးမလားအဲ့ဒါဆိုဘုရားသခင်ကအဲ့ဒါလာပြောပြီးဆိုရင်မာရိကဟုတ်ပြီလာပြောတယ်ဆိုရင်နေကမွေးပြီးမယ်ဆိုရင်နေရဲ့ဘာကိုယူဆိုင်ရမလဲအပြူစင်ဘောကိုယူဆိုင်ရမယ်တအိမ်ကိုဘာလို့ရမလဲယူဆိုင်ရမယ်ဟုတ်လားမဟုတ်လားဘုရားသခင်လာငားတာလေဟုတ်လားမဟုတ်လားဟုတ်ပြီကျေးဇူးပြုထိုင်ဟုတ်ပြီသူကတော့မွေးပြီးမယ်တဲ့မွေးပြီးမယ်ဆိုသူရဲ့အပြူစင်ဘောကမာရိကအဲ့လိုပဲမာရိစီမာလာတယ်နော်လာပြီးမှကောင်းကင်သမားလာပြောတယ်ဟေးတဲ့မိန်နာရှိတဲ့မျိုးသမီးတဲ့တန်ရှင်ဝိညာဉ်တော်ကအဖြစ်မိရဲ့ဘိုက်မှာဗရိတ်တွေဆွဲပြီးတားယောက်ျားကိုမွေးဖွားလိုက်မယ်အဲ့ဒီလူဟာမိမိလူကိုအပြစ်ကနေကဲချွတ်မဲ့သူဖြစ်လာမယ်ဟာပဲဖြစ်နိုင်မလဲတဲ့မာရိပြောလားမပြောဘူးလားပြောတယ်မဖြစ်နိုင်ဘူးကျမကအပြောတယ်မလို့ဘူးတဲ့တန်ရှင်ဝိညာဉ်တော်ဗရိတ်တွေယူမှမွေးလာမယ်အတူပါပြောတယ်ဒါဆိုရင်ဖယားသခင်လိုတော်တိုင်းဖြစ်ပါစေလို့ပြောလိုက်တဲ့အခါမှာသူ့ဘိုက်ထဲမှာဘယ်သူဝင်လာလဲဘယ်သူဝင်လာလဲယေရှုဝင်လာတကယ်တော့မာရိကကျမတို့မမွေးပေးရဘူးကျမရီစာယောတကကျမကိုစိတ်ဆိုးလိုက်မယ်ခဲတတ်လိုက်မယ်လို့သူပြောရင်ကောင်းကင်တမန်ဘာလုပ်လဲနောက်တစ်ယောက်ကိုပါလဲရှာအောင်မယ်နောက်တစ်ယောက်ကမွေးပေးချင်တယ်လို့မပြောမချင်နောက်တစ်ယောက်ကိုဘာလုပ်မလဲရှာအောင်မယ်ဒီနေ့အဲ့ဒါပဲနားလေလားဆိုတော့ဒီနေ့ဘုရားသခင်ကအဲ့ဒီလိုမျိုးမွေးပေးဖို့ဘုရားသခင်ကမင်းလေးတွေကိုဆန္ဒရှိတာဒါပေမဲ့နင်တို့မင်းလေးတွေကဂရုမစိုက်ဟုတ်ပြီလားဟိုမှာလဲဝင်တော့ဒီမှာလဲဝင်တော့ကိုချွတ်လူတီချွတ်လူပြီးဆုံးလာအဲ့ဒါတို့ဖြစ်ပြီးမှမင်းသားဆောင်လာတော့ပါလေမတိရှင်အောင်ဆောင်ပြီးပိုက်ထဲမှာကလေး၃လရှိပြီးမင်းသားပါလေလာဆောင်မာလခိအခန်းကြီးနဲ့အခန်းငယ်15ကိုဖတ်ရအောင်မာလခိအနာဂတ်ကျမ်းကဖတ်ရအောင်လူမှုကြီးကိုဆန်းစစ်တော်မူပြီးတော့လူတော်ရဲ့ကိုရိုနာဝိညာဉ်တော်အချမ်းကျွေးရှိ၏အဘယ်ကြောင့်လူမှုကြီးကိုဆန်းစစ်တော်မူပြီးမူပါရာဒီနေ့ထိုက်တန်သောအမျိုးကိုရှာ၍ဘုလိုဆန်းစစ်တော်မူ၏တို့ရဲ့ဘုစိတ်ဘောကိုချုပ်တိကြတော့အသက်ပြည့်စုံရာတဲ့ကြောင့်မရလို့သစ္စာရဲ့ပြန်လာ၏အဲ့တော့ဒီနေ့ကျမ်းစာမှာပြောလဲဆိုရင်ဘုရားသခင်ရဲ့ထိုက်တန်သောအမျိုးကိုရှာ၍တဲ့မာလခိထဲမှာပြောတယ်နော်အဲ့ဒီကျမ်းစာမှာ God seek godly seek လို့ပြောတယ် God seek ဆိုတာရှာတယ် godly seek ဆိုတာမျိုးစေ့ဘုရားသခင်ကသူ့ရဲ့မျိုးစေ့ကိုပါလဲရှာတယ်ဟုတ်ပြီနော်ကျွန်တော်ပြောပြမယ်နောက်ဆုံးမှာဒီကျမ်းစာအုပ်မှာကဘာဦးချမ်းကဘာနဲ့စလဲဆိုရင်အိမ်ထောင်ပြုခြင်းနဲ့စတယ်ဟုတ်ပြီနော်ကဘာဦးချမ်းကိုဒီဓမ္မဟောင်းချမ်းကိုဘာနဲ့အဆုံးသတ်လဲဆိုအိမ်ထောင်ပြုခြင်းနဲ့အဆုံးသတ်တယ်ရှမတဲကိုဘာနဲ့ဓမ္မတိကိုဘာနဲ့စလဲဆိုအိမ်ထောင်ပြုခြင်းနဲ့စတယ်ယတိချမ်းကိုဘာနဲ့ဆုံးလဲဆိုရင်ကောင်းကင်နိုင်ငံမှာကောင်းကင်တဲ့မြေကြီးတဲ့ဟာလားမင်္ဂလာဆောင်ခြင်းဒါရင်းနဲ့ဘာလဲအဆုံးသတ်တယ်ဒါဆိုမချမ်းစာအုပ်လုံးဟာဘာလဲဆိုအိမ်ထောင်ပြုခြင်းနဲ့ဆက်ဆိုင်နားလေလားဒီကျမ်းစာအုပ်ကိုဒီကျမ်းစာအုပ်ကျွန်တော်တို့ဒီအိမ်ထောင်ပြုခြင်းရှုထောင့်နဲ့ကျွန်တော်တို့ကြည့်ပါဆိုတော့ဘုရားသခင်နဲ့ထိုက်တန်တော့မျိုးဆိုလီဆူဘယ်သူမှရှိလဲရှိတယ်နော်လီဆူတယောက်ဖတ်မယ်အင်္ဂလိပ်လိုရှာချင်တာအင်္ဂလိပ်လိုဒီကျမ်းစာအုပ်ကိုပါလဲဟောဖုန်းကိုစသစမဖုန်းကိုနေအတဲ့ခွန်နာနော်အတဲ့ဒီရှိကွာမာလခိခန်းကြီးပိုဘီဒီတို့တီးအောင်လို့ပြောတာနော်အဲ့တော့ကျမ်းစာတစ်ခုသိလာတဲ့အခါမှာမျိုးစုံပါလာရက်နဲ့ကြည့်အောင်နှစ်ဆန်ကဟုတ်ဒီတဲ့
The Lord make you one with your wife. In body and spirit you are His. And what does He want? Godly children from your union. So God Yabi yourself. yabi. Godly children from your union. No, dimaga version there so yin. No, NIV at the MBU. Godly children from your union. So guard yourself, remain loyal to the wife of your youth. Jump. 今天 the Lord make you one with your wife. In body and spirit you are His. Maji, body နဲ့ spirit ကဘုရားသခင်ဟာဘုရားသခင်အတွက်ဖြစ်တယ်တဲ့เนาะဒီ version မှာစပ်ဖတ် And what does He want? ဘုရားသခင်ကဘာလိုချင်တယ်လဲတဲ့ Godly children from your union. Godly children ဘုရားသခင်ကိုချစ်ကြောက်ယူသည်တော့တာသမီးကိုမင်းတို့နှစ်ယောက်ဆုံးဖြတ်ခြင်းကနေလိုချင်တယ် So guard yourself. So guard yourselves မင်းကိုမင်းဆောင်ရှောက်ပါ Remain loyal to the wife of your youth. အဲ့တော့ငယ်ငယ်မှာအိမ်ထောင်ချထားတဲ့မင်းရဲ့ဇနီးပေါ်မှာတစ္ဆာရှိပါဟုတ်ပြီနော်ဗမာကျမ်းစာမှာကတော့ဘယ်တော့ပဲရင်းဆိုဘုရားသခင်ထိုက်တန်သောအမျိုးကိုပဲရှာတယ်လို့သုံးတယ် NIV Kim James God seek thy seek လို့သုံးတယ်ဘုရားသခင်ကသူ့ရဲ့မျိုးစေ့ကိုရှာတယ်ဘယ်မှာရှာလဲအိမ်ထောင်မှာရှာတယ်အိမ်ထောင်ဆိုတော့အိမ်ထောင်မှာရှာတယ်ဆိုတော့အိမ်ထောင်မှာမျိုးစေ့ရှာတယ်အိမ်ထောင်အဲ့ဒီမျိုးစေ့ကတိကျကျပြောဘယ်နှမှာရှာမလဲအမျိုးသမီးဘယ်နှမှာရှာမလဲမိမရဲ့အိမ်မှာပါလေရှာမယ်မင်းတို့အိမ်လေမင်းတို့တော့မပြောပါဘူးအရင်တော့ပိုင်ချင်းတဲ့လူတွေပေါ့အရင်တော့ပိုင်ချင်းသူတို့ဒီမှာဘုရားသခင်ရဲ့မျိုးစေ့ထည့်ထားတာစာတန်မျိုးစေ့ထည့်ထားတာမသိဘူးနားလေလားဒါကြောင့်မလို့ဒီနေ့ငါတို့ကဒီအခြေခံအိမ်ထောင်ပြုခြင်းရဲ့အကြောင်းအရာကိုမသိတဲ့အခါမှာဆုံးရှုံးမှုကအဲ့ဒါနဲ့စတယ်ဆိုတော့ဒီမှာဘုရားသခင်ကသူ့ရဲ့မျိုးစေ့ကိုအမျိုးသမီးရဲ့ဘယ်ကနေရှာလဲတိုင်မှာရှာနေတာအဲ့ဒါကိုမသိတော့အမျိုးသမီးကသူ့တဲ့အိမ်ကိုယူမဆိုင်ဘူးဟုတ်ပြီနော်အဖြိုစင်ကိုယူမဆိုင်ဘူးအဲ့တော့ဟိုမှာလဲဤစားသားဟိုတယောက်လည်းဒီတယောက်လည်းဤစားသားဟိုကြောင့်မှလည်းဝင်တန့်ရှင်းလားမတန့်ရှင်းဘူးတော့ဘုရားသခင်မျိုးစေ့ဒီကနေလာမလားဟုတ်လားမဟုတ်လားဟုတ်တယ်ယောက်ျားလေးတွေလည်းအဲ့ဒါအရေးကြီးတယ်အဲ့တော့မာရိကကိုဝင်ရသွားရောရလားမရလားရတော့ယောသက်ကတည်တော့ပြီအလားဒီတယောက်ပိုက်ချင်းနေပြီဒီတယောက်ကဖြည်းလေးမှထားပြီးမှထွက်ပြီးတော့မယ်လို့သူစဉ်းစားတာကောင်းကင်မှာပြောဟေးတယ်မာရိကိုထိန်းသိမ်းရမယ့်အမှုပါလေမစိုးရိမ်နဲ့အဲ့ဒါတန်ရှင်းတော့ဝင်နေကြောက်ဖြစ်တာအဲ့လိုပြောတဲ့အခါမှာစံစာချင်းကဘယ်လိုရေးလဲဆိုယောသတ်ဒီတာဦးကိုမဖွားမိတိုင်အောင်တာဝါဒကိုမပြုတာဦးကိုမဖွားမိတိုင်အောင်တာဝါဒကိုမပြုဆိုလိမ်မဆက်ဆံဘူးလို့ပြောတာဟုတ်ပြီလားနားလေနော်အဲ့တော့ဒီမှာယောက်ျားလေးတွေလေဘုရားသခင်ပေးတဲ့မျိုးစေ့မိမစီမှာမရှိမချစ်ကြမှာသူများနဲ့မိမလို့နဲ့ရီးစားနဲ့မာရွေးလို့မရဘူးလို့ပြောတာနားလေလားအဲ့တော့ဒီအခြေခံတွေကိုမသိရင်မင်းဘဝတစ်ခုလုံးကြာရှုံးမယ်ငါတို့ဖေငါတို့မေမင်းတို့ဖေငါတို့အဖို့အဖွားတွေအဲ့ဒါတွေမသိခဲ့လို့ငါတို့ကြာရှုံးခဲ့တာသူတို့ကြာရှုံးခဲ့တာသူတို့ငါတို့ကိုမသိနိုင်ဘူးဒါပေမဲ့ကျေးဇူးတော်ကြောင့်ဘုရားသခင်ကျေးဇူးတော်ကြောင့်ငါတို့ဘယ်တော့ပဲမိုက်မင်းနေလဲဘုရားသခင်ငါတို့ခေါ်လာလို့ဒီလိုရောက်လာတာဒါပေမဲ့ဒီနေ့ငါတို့ဒီအချိန်ကနေကတော့ငါတို့ရဲ့မျိုးဆက်တွေကိုအဲ့ဒီဟိုဆာဒမန်ရဲ့ကြောက်ကဘာပေါ်မှာလာမလျှော့ခိုင်းအောင်နားလေလားအဲ့တော့ဒီထဲမှာနင်တို့ဆရာကတော့မသိဘူးလေဒါပေမဲ့ဖြစ်တန်းခဲ့တဲ့ဘဝမှာမာယုံခဲ့တာလည်းရှိကောင်းရှိနိုင်တယ်မရှိဘူးဒါပေမဲ့ဒီနေ့ကနေတော့မတွားနဲ့ဆိုတော့ယောက်ျားနဲ့မိန်းမအတူအိပ်ရင်လိင်ဆက်ဆိုင်မဖြစ်နိုင်တယ်ကလေးရနိုင်တယ်လေအဲ့ဒါကကျွန်တော်ကလေးကျွန်တော်တားတဲ့သမီးဆိုကျွန်တော်သမီးကလေသူ့ကိုဒီ sex education ဆိုကျွန်တော်သမီးကို3နှစ်ကျော်လောက်လည်းကျွန်တော်တင်ထားပြီ education ကိုအဲ့မိဘတွေကငါတို့ဒါတွေမတင်ပြီးတော့ငါတို့မတောက်ဘူး
어려고 뭐 때문에 말해 맞다도 맞디도 말해 그 짜장면 말로 다리 신을 이해하라고 담아시아를 했다고 맞디고 셔시아지 시아 좀 줘라 미 셔시아서 미 말에 미 에구라로 줘라 인도네시아를 그려 줘라 애가 뭐로 셔시아 뭐 하려고 그러지 알로에 마니라 다음에 또 마찬가지네 받다비 디 루네리 네 인통이네 받다비마 저는 배배면 저는 로시마 아전샤레 미바가 다다비 때나 맞대무 아딘도가 때나 루묘가 때나 맞대무 호 요야 인지무 올라 때비라 내가 로소야 때비라 님들은 때문에 뭐지အဲ့ကြောင့်မလို့ကိုကလေဟိုသူနာမလုပ်လဲဆိုလိုက်ချောင်းချိပြီးမှလုပ်ပြီးမဟုတ်တာတွေဖြစ်ဟာဒါမဟုတ်ဘူးချင်တယ်နောက်တစ်ခါအဲ့လိုလုပ်မင်းရီစားထားတာဘယ်လိုနဲ့တိုင်နေလဲပြောကြညက်ဖေးပြီးတိုင်နေသေးတာဟာအဖေကျွန်တော်ရီစားထားတာမတိုင်ပြလားဟုတ်တယ်ဒါပေမဲ့ဘယ်လိုနဲ့တခြားတိုင်နေတဲ့တိုင်ချင်းမရှိဘူးလားဟာတိုင်ချင်းမရှိဘူးလား ငင်းချင်းတွေပါနေတော့ဖြစ်တာ အေးအဲ့ဒါပြောတယ်ယောက်ျားလေးတိုင်ချင်းနဲ့ပြောပြတယ်မလားတိုင်ချင်းနေတယ်လေအဖေအမေတော့မတိုင်ပြဘူးဒါပေမဲ့တကယ်ချင်းတော့ပြောပြတယ်မင်းတကယ်ချင်းတာမျိုးဘယ်လိုပြောလဲကောင်းကောင်းပြောတာမင်းကြီးစားတော့ချင်းတဲ့ခါကျရင်သူမထွက်လာရင်သူ့ကိုနံပါတ်1အရင်ဖက်တော့လို့ပြောလာအတိရုံလိုက်အတိဖက်ပြနားလိုက်လို့ပြောလာနားချောင်းသားလေးမဟုတ်လို့ဒါတကယ်အဲ့လိုပဲပြောတာပဲရှောင်းမပြောနဲ့ဟုတ်တယ်မလားမလားဆိုစပီပီဆိုချက်ချင်တယ်နားမလိုက်အဲ့ဒါဆိုသူမလဲမရှုံးနိုင်တော့ဘူးဆိုသူကိုမတော့ရင်မချစ်ဘူးအောင်မချစ်ရင်ဟောမလဲချစ်တယ်လို့မပြောရင်မလုပ်ဘူးပြောရင်သူကလည်းမွန်းချလို့သူကလွတ်လာမယ်ပြီးချစ်လို့တော့မဟုတ်တင်ငယ်ချစ်ကမကောင်းတာတည်ပေးတာကိုအဟုတ်ထင်နေတာကျစနာချင်တော့ဒီစားတော့ချင်းတော့ဆိုဟေးဘယ်လိုလုပ်တော့အဲ့လိုမကောင်းတာတင်ပေးတာလေကောင်းတာတင်မှမလဲမတင်ဘူးကြောက်ကြတောင်းဆိုတာကကိုယူမဲ့မိမကိုတင်းတင်းတဲထားနိုင်အောင်သူ့ကောက်ွေးရမယ်ဆောက်ရှောက်ရမယ်ဆိုတာကိုမတင်ဘူးဘလို့အမျက်ထုတ်ရမလဲဆိုတာပဲတင်တယ်တချို့မိန်းလေးတွေကလည်းနည်းနည်းဤစားထားပဲဆိုဒီလိုအလုပ်သမားလုပ်တဲ့လူတော့ကိစ္စမထားပဲနဲ့ပတ်စံရှိတဲ့လူတော်ပဲရှိနေပဲတော်မရှိနေပဲပတ်စံရှိတယ်ဆိုတော့အခါလေးပတ်စံအမလေးရှာရီကဘလောက်မြည်ရအောင်ဆိုပြီးမှအဲ့လိုမျိုးခြူစားဖို့အတွက်ရည်ချက်နဲ့ထားရရှိတယ်လေမရှိဘူးလားရှိတယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်ပြောချင်တယ်အရင်ကြာတော့မှဆိုလို့ဒီနေ့အရေးကြီးတာတော့ဘာလဲဆိုရင်အိမ်ထောင်ပြုတယ်ဆိုတော့ကစားစရာမဟုတ်ဘူးရည်စားထားတယ်ဆိုတော့ကစားစရာမဟုတ်ဘူးအိမ်ထောင်ပြုတာဘယ်လိုလဲဆိုင်လဲရားနဲ့ဆိုင်အိမ်ထောင်ရဲ့ရှိတဲ့ခင်မတူလဲရားတဲ့ခင်မင်းတို့မိန်းကလေးတွေမင်းတို့ရဲ့အသက်တာထဲကနေတကယ်ယေရှုကဲ့သို့သောကလေးကိုမင်းတို့ဘဝအိမ်ထောင်မိသားစုတွေမှာမွေးဖွားစေချင်တယ်ဆိုမင်းတို့ဘာလို့ရမလဲပြောဘာလို့ဆောင်းရှောရမလဲနေမပါဘူးမိန်းကလေးတွေပြောအပြိုစင်ဘဝကိုပါလဲဆောင်းရှောရမယ်ထင်းထင်းရမယ်အဲ့ဒါမျိုးလာပြီးမှနင်းကိုချစ်တယ်ပြောပြီးမှလေအတင်းအကျပ်လေးကမရမကဟိုပါလေနဘာလုံးချင်ပြီးနေတူပါလေဒီ sexual intercourse လို့ခေါ်တဲ့ဒီပါလိင်ဆက်ဆံချင်တဲ့စိတ်ရှိအဲ့ဒီကောင်ကမင်းကိုချစ်တာမဟုတ်ဘူးဒါမင်းကိုတမင်တက်ပါလေဖြတ်စည်းနေတာတော့မဟုတ်လားဘာလဲနားရဲလို့ပြီးမှပါလေရက်ကိုရုံးမခေါ်ပြီးမှဟိုထောင်ထဲမှာချပလိုက်မင်းကိုဘာလုပ်နေရလဲ abuse လို့ခေါ်တဲ့ဒါပါလေအနိုင်ကျင့်နေတာအဲ့တော့ယောက်ျားလေးတွေလည်းပါလဲဆိုကိုတကယ်ချစ်တဲ့လူတွေကိုအဲ့လိုမလုပ်နဲ့မင်းတို့စီမှာညီမရှိတယ်မင်းတို့ညီမလည်းတင်ရတယ်ပါလေအဲ့လိုလာတော့မှာတန်ပြာလေတော့မယ်အဲ့လိုတန်ပြာလေလို့ဒုက္ခရောက်လာဆိုတော့ဒီမှာကြည့်မယ်အဲ့ဒီအပိုင်းနဲ့ဆက်ပြီးပြောမယ်အဲ့တော့ဘုရားသခင်ကသူ့ရဲ့မျိုးစေ့ကိုလူရဲ့မိမရဲ့ခန္ဓာကိုယ်ထဲမှာရှားတယ်အဲ့တော့လူတွေကမဆောင်ရှောက်တဲ့အခါပြဿနာတက်တယ်အဲ့တော့အာဒမ်နဲ့အေဝါကအပြစ်ရောက်သွားရောစာတန်စကားကိုနားထောင်ပြီးမှအပြစ်ရောက်သွားတဲ့အခါမှာဘုရားသခင်ကပြောလဲဆိုတင်းရဲ့အမျိုးနွယ်နဲ့မိမရဲ့အမျိုးနွယ်ကိုဘာဖြစ်စေပဲလဲရံဖက်ပြုစေပဲအဲ့ဒီမိမရဲ့တင်ကဒီမွေးမိမစာတန်ရဲ့ဥကောင်းကိုချိန်လိုက်ပဲစာတန်ကမိရဲ့ခြေတော့ကိုပါလဲကြိုက်ချိန်လိုက်မယ်လို့ဒီလိုဂတိပေးထားတယ်မိမရဲ့အမျိုးနွယ်လို့စသအောင်ပြောလားဟုတ်ပြီမိမရဲ့အမျိုးနွယ်လို့စသမှာပြောတယ်ဒါပေမဲ့အင်္ဂလိပ်စသမှာတော့ဘာပြောလဲဆိုရင် the seed of woman ဗါလဲ
the seed of woman seed ဆိုတာဘာလဲမျိုးစေ့နားလည်နော်ဘာလဲမျိုးစေ့ဆိုတော့ဘုရားသခင်ကကမ္ဘာဦးချမ်းတဲ့တွေပြောထားပြီးလားမိမရဲ့အမျိုးတွေကထွက်လာတဲ့မျိုးစေ့အပြင်ကမင်းရဲ့စာတန်မင်းကိုကြိတ်မယ်အဲ့လိုပြောထားတာဘယ်သူပြောတာလဲစာတန်ကိုပြောတာဒါကြောင့်စာတန်ကဒီဘာလို့လုပ်လဲဆိုဟုတ်ပြီမိမရဲ့အမျိုးတွေထဲကနေသူရဲကောင်းတွေကဲတင်ရှင်တွေမပေါ်လာအောင်ငါဖျက်ဆီးမယ်ဆိုပြီးမှမိမတွေကိုဖျက်ဆီးဟိုယောက်ျားတွေကိုဗါလဲယောက်ျားနဲ့မိမဖျက်ဆီးခိုင်းတာဒါကြောင့်နောအေးလက်ထက်ကြီးရောက်လာတယ်နောအေးလက်ထက်ကြီးဗါလဲရောက်လာမင်းတို့မြင်ပြီလားနားလဲလားဘုရားသခင်ရဲ့အကြံစီတွေပြတ်သွားအောင်လို့စာဒမနကအိမ်ထောင်ကိုဗါလဲဖြက်စီးနေတာဖြက်စီးတဲ့ရေချက်ခုနတော့ကဗါလဲမိမရဲ့မျိုးစေ့ဗါလဲမထွက်လာအောင်ထွက်လာရင်သူဘာဖြစ်လဲထွက်လာရင်သူဘာဖြစ်မလဲဒုက္ခရောက်မယ်လေဒါကြောင့်မလို့သူကဖြက်စီးတာဖြက်စီးတော့နောအေးရဲ့လက်ထက်ရောက်လာတဲ့ခါကျတော့ဒီမှာကျွန်တော်တခုပြောပြမယ် God used the seed of a woman ဘုရားသခင်ကအမျိုးသမီးတွေရဲ့မျိုးစေ့ကိုအသုံးပြုပြီးမှ to birth the Messiah Jesus Christ on earth the ultimate seed of new life မိမရဲ့ဒီမျိုးစေ့ကိုအသုံးပြုမှယေရှုခရစ်တော်ဘုရားကိုပါလေမွေးလာစေခဲ့တယ်အဲ့တော့ God is searching for the godly seed ဘုရားသခင်ကဘုရားသခင်တဲ့မျိုးစေ့ကိုပါလေရှာတယ် the woman alone can give birth to this seed မိန်းကလေးကပဲအဲ့ဒီမျိုးကိုပေးတယ်ယောက်ျားမွေးလို့ရလားမရဘူးမိန်းမကပဲအဲ့ဒီမျိုးစေ့ကိုပါလေပေးနိုင်တာဒါကြောင့်မလို့ဘုရားသခင်ရဲ့အကြံစီပြတ်အောင်ဖြည့်ဆည်းနေတယ်ဆိုတော့ခမည်းကနေကတမယသားမယားကိုဖြည့်ဆည်းနေတယ်အဲ့လိုမျိုးရှောင်းလို့မင်းကစာတန်လူဘုရားသခင်ရဲ့အကြံစီကိုမလုပ်နေရလေပုံကနေတာနားလေလားနားလေမလားကျွန်တော်ပြောမယ်ညီကိုတွေညီမတွေဘယ်လိုပုံမှန်လေးဒီအချိန်ကနေစာပြီးပါလေအသက်တာမှာတန်တန်ရှင်းရှင်းလေးဖြစ်တော့ပါအဲ့ဒီတော့ကောင်းတဲ့မိန်းမမရှိဘူးအဲ့ဒီတော့ဒီကောင်းတဲ့မိန်းမမရှိဘူးလူကဘယ်သူမှညာလို့မရဘူးနော်ကျွန်တော်တို့အတိအကျမှရှိတယ်သူမိတယ်အမေတို့ပြင်နာဆောင်တာကသူတို့ကဒီလိုလုပ်တာမွေးနေ့ပွဲလုပ်တာတိတူသမီးရဲ့မွေးနေ့ပွဲလုပ်ရောမွေးနေ့က18နှစ်19နှစ်မွေးနေ့ပွဲလုပ်မွေးနေ့ပွဲအမေအိမ်ထောင်တက်19နှစ်ပြည့်အိမ်ထောင်တက်ချီးမွမ်းဆုတောင်းတယ်လေအဲ့ဒါတိတ်မကြဘူး၄လလောက်မှာပါလေဆိုရင်သူသမီးရဲ့ပါလေမွေးနေ့လုပ်ရောသူသမီးကမင်းပေါပေါကြပြီးရှက်၄လနဲ့ကလေးမွေးတယ်လားကျွဲ့ဟုတ်လားကျွဲ့နေရုံနေပဲ3-4လနဲ့ကလေးမွေးတာလေ9လ10လကလေးမွေးတာမဟုတ်လားအဲ့ဒါဆိုသူကပါလေမယူခင်တဲ့ပိုက်ကြီးသူသမီးကရှက်လို့အဖေမေနောက်တစ်ခါချမရဲ့မွေးနေ့ဘယ်တော့မှမလုပ်ဘူးအတူဖေမေတစ္ဆာမရှိဘူးဆိုသူမသိဘူးလားဟာဒီလိုတွက်ချက်လိုက်လူတိုင်းသိတယ်လေဆိုတော့ဒီနေ့ဒီမှာရှိရအောင်ဆိုတော့ဒီမှာတော့ကျွန်တော်တို့မိမကပဲဒီမျိုးစေ့ကိုပေးနေတာဖြစ်တဲ့အကြောင်းမိမတွေကသူ့ကိုယူဆိုင်ယောက်ျားလေးညီကိုတွေကိုရဲ့ဘုရားတတိဒီဟာကိုပြောတာကတော့အပျော်စိတ်မရှိတော့ဘူးလားနားလေအပျော်ဆိုတော့မရှိတော့ဘူးတော့ပေါ့လားဘုရားတခင်ရဲ့အကြံစီကိုဖြည့်ဆည်းနေတယ်လို့တားဆီးတဲ့လူငါမဖြစ်ရဘူးဆိုတာကိုတိပြီဆိုရင်ကိုမလုပ်တော့သူများလုံအောင်မပြောရမလဲဟေးဘုရားရဲ့အကြံစီကိုဖြည့်ဆည်းရကြတယ်မလုပ်နဲ့အဲ့လိုမျိုးမသိရင်တော့မပြောဆိုရင်ဟေးမင်းကြီးစားမထားနဲ့တော့ညအချိန်မတော်ရှောက်မလင်းနဲ့အဲ့ဒီလူနဲ့ချိန်ပြီးမှဟိုဗါလဲရုပ်ရှင်ရုံမသွားနဲ့တော့နေရောက်တဲ့ထိုင်ကုန်မှာမထိုင်နဲ့လို့ဖြုတ်ဆရာမလို့တော့ဘူးအဲ့ဒါမျိုးပြောနေဆိုတော့ဘာလို့အကိုင်းစစ်တဲ့ဇကနေအကိုင်းအခက်တွေကိုရှင်းတာပဲနားလေလားမလုံနဲ့ပြောနာငါတော့ဘာဖြစ်လဲနော်ဟုတ်လားငါတော့ဘာဖြစ်လဲလို့ဒီလိုပြောလာမယ်လေမိန်းကလေးတွေနားလေလားဆိုတော့အခုကအချိန်ကအကြောင်းအရာကပါလေဆိုဘာဖြစ်လို့နေတော့အဲ့လိုမလုပ်ခိုင်းတာလဲဆိုတာကမလုပ်ခိုင်းတာဆိုတော့အကြောင်းရင်းကဘုရားသခင်ကဘာကိုရှာလဲမျိုးစေ့ကိုရှာတယ်လူသားတရက်လုံးကိုကယ်တင်မဲ့လူမင်းတို့အမျိုးကိုကယ်တင်မင်းတို့ကိုကောင်းချီးမင်္ဂလာပေးမဲ့လူမင်းတို့အထက်ကနေမွေးစေခြင်းတဲ့အတွက်မင်းဘုရားသခင်အတွက်မွေးပေးမလားမွေးပေးမယ်ဆိုရင်ကိုယ့်ရဲ့
virginity လို့ခေါ်တဲ့အပြုစဉ်ကိုတန်တန်ရှင်းရှင်းထားပါဟုတ်ပြီလားပြည့်စုံတောင်းပြီးအနန္တဘာဖယားတခင်ကမကောင်းတဲ့လူကြီးစီမပို့ဘူးစိတ်တချဘုရားတခင်သစ္စာရှိတဲ့ဖယားဘယ်လိုပဲဒီကမရှိတဲ့ညီကိုတွေကလည်းပါလဲဆိုဖယားတခင်ရဲ့မျိုးစေ့ကိုမွေးဖွားပေးမဲ့ဒီတမီးလေးတွေကိုမင်းတို့ရှောင်မဖြစ်စီကိုကသူများကိုအဲ့လိုလိုက်ဖြစ်စီနေတာကချစ်လို့အပျော်မဟုတ်ဘူးစာတကမင်းကိုအဲ့လိုဒီမှာအပျော်ဆိုတာထည့်ပြတကယ်တော့ဖယားတခင်အချမ်းစီကိုတားဆီးဖို့ရတဲ့မင်းကိုအသုံးပါလေချနေတာအဲ့ဒါကိုမသိဘူးနားလည်မလားဒါဆိုကိုဤစားအပျော်ထားလို့ရလားအပျော်ထားလို့ရလားအပျော်မရအဲ့ထောင်ကိုပြုတ်ပေးရတယ်ဘုရားတခင်အဲ့ထောင်ပြုတ်ခိုင်းတဲ့ပြုတ်ပေးတဲ့အခါဘုရားတခင်မှာပြောတယ်ညောင်ကြဆိုမွေးဖွားပြီးမှမြည်ကြီးကိုပြည့်စီပါပြီးသူတို့ကိုပါလဲနိုင်ပါတာရင်တာရဲကိုအချို့တဲ့အခွင့်အာဏာမင်းတို့အားလုံးကငါပေးတယ်ကောင်းချီးမပေးခဲ့ဘူးလားပေးခဲ့တယ်အဲ့တော့နောက်တစ်ခုကကဘာမြည်ကြီးကိုပြည့်စီပါဆိုတဲ့လုပ်ငန်းတာဝန်တွေအားလုံးမလုပ်ခဲ့လေအခဲ့တယ်အဲ့တော့ဘုရားရဲ့လုပ်ငန်းကိုဘာလုပ်ခိုင်းတာလဲဘုရားရဲ့အလုပ်ကိုဘာလုပ်ခိုင်းတာလဲဘုရားရဲ့အလုပ်ကိုဘာလုပ်ခိုင်းတာလဲလုပ်ခိုင်းတာဘုရားရဲ့အလုပ်ကိုလုပ်ခိုင်းဘယ်သူလုပ်ခိုင်းတာလဲလင်မယားကိုဘုရားရဲ့အလုပ်ဘယ်သူလုပ်ခိုင်းတာလဲလင်မယားဆိုတော့အိမ်ထောင်ပြုတ်တယ်ဆိုတော့ဘုရားရဲ့တာယာလုပ်ငန်းကိုဘာလုပ်နေရလဲ yes အိမ်ထောင်ပြုတ်တယ်ဆိုတော့ဘုရားရဲ့တာယာလုပ်ငန်းကိုလှုပ်ဆောင်နေတာနားလည်ပြီလားဆိုတော့အိမ်ထောင်ပြုတ်တဲ့ရည်ရွယ်ချက်ကအဲ့ဒါတွေရှိမှကိုယ့်ရဲ့အိမ်ထောင်ကတိုင်းဆိုကိုကြည့်ပါအိမ်ထောင်ပြုတ်တာဘာမှမသိရည်ရွယ်ချက်လည်းမရှိအိမ်ထောင်ပြုတ်တဲ့ဘုရားသခင်ရဲ့အလုပ်ကိုလှုပ်ဆောင်နေတယ်ဆိုတာကိုသိတာနဲ့ဘုရားရဲ့တရားလမ်းထဲမှာပါလေတော်တော့မယ်ကလေးမွေးလာခင်ကလေးမွေးလာဖို့ရတဲ့ဘုရားသခင်စီဘာလို့မလဲဆွတ်တောင်းမယ်ကလေးမွေးလာပြီဆိုတော့မဆော့ရှောင်းမယ်ဘုရားတရားလမ်းထဲမှာပါလေတုံ့တင်မယ်အဲ့ဆိုအဲ့ဒီအိမ်ထောင်ကတဖြည်းဖြည်းနဲ့သားသမီးတွေကြီးလာရင်မိဘရဲ့မေတ္တာခံစားရမယ်ဘုရားရဲ့အကြောင်းကိုသိမယ်တမန်တော်ထဲမှာကြည်ထွားလာမယ်မကောင်းဘူးလားအဲ့လိုမျိုးကိုမသိတဲ့အဖေအမေနှစ်ယောက်ရှိလာရင်ဘာဖြစ်တာလဲဆိုရင်ဘယ်ဒီမနာတော့တော့ဇာနမယောမိကလေးမိသေးဟိုလေမင်းယောမိကလေးပဲလေဆိုတော့ကလေးကဂျာကနေအမေဒီများညောက်စကားများတယ်ကလေးကိုဟိုရိုက်ဒီရဲ့ကလေးကစိတ်ထဲမှာတန်ရာရမပြောတော့အဲ့လိုမပြောတဲ့နေရာတွေမဟုတ်တာတွေရှောက်လို့လူဆိုးလူမိုက်ကလေးဖြစ်တခုချို့ဖို့ဖြစ်ပိန်းစားဖြစ်ဘယ်လိုတိတ်ခါကြတယ်မိဘတိတ်ခါကြတယ်လောကမှာလူတွေမားတတ်တယ်ဆိုတာမှန်တယ်။နောက်တော့ရရဟုတ်လားဒါပေမဲ့ငါတို့ကလေးတွေကစကားနဲ့လုံးဝမမားရအောင်နားလေလားကျွန်တော်ပြောတော့နားလေလားကျွန်တော်တို့ကလေးတွေကအရင်ကျွန်တော်တို့ကမားပြီးအောင်လာရခဲ့တာဒါပေမဲ့ငါတို့ကလေးတွေစပြီးမှမမားရအောင် the beauty of the holiness လို့ခေါ်တယ်တန်ရှင်းခြင်းရဲ့လပမှုကတို့ရဲ့အတ္တအထင်မှာငြင်းငြင်းကလေးကဒီလိုအဲ့တော့တို့ရဲ့ရစ်ပူဇော်ခြင်းအဲ့ဒါတို့ရဲ့အတ္တဖြူစင်ခြင်းနဲ့ဘုရားကဘာလို့ရလဲရစ်ပူဇော်နေတာအဲ့ဒီအကြောင်းအရာလေးတွေကျွန်တော်တို့မသိတဲ့ခါကျတော့လေဟုတ်တယ်လို့လေကိုယ်စိတ်ခံစားမှုတွေတော့ရှောက်ပြောနေတာတကယ်တော့ဘာသိပဲမရှိဘူးကျွန်တော်တို့သားသမီးကျွန်တော်တို့မိဘတွေတာကိုသိပြီလေအိမ်ထောင်ပြုတဲ့ရည်ရွယ်ချက်ကိုသိပြီအိမ်ထောင်ပြုတဲ့နောက်ရည်ရွယ်ချက်တစ်ခုကဘာလဲပြောပါဦးခဏပြောပါဦးဘုရားသခင်ရဲ့တာသနာကိုလှုပ်ဆောင်နေတာအင်တာဗျူးတွေဆိုတာဆိုရင်တော့ဘုရားသခင်ရဲ့တာသနာကိုလှုပ်ဆောင်နေရဆိုတော့ဒီနေ့ရောက်မနေ့ကဆယ်ရက်နေမှာအင်တာဗျူးတော့မယ်7ရက်နေမှာသူကကောင်မလေးတယောက်နဲ့ခုပြေးမလားမခုမိမအိမ်ကြီးတွေကမှဟယ်လိုဒီကောင်းလားတော့မလားမလုပ်တော့ဘူးလေအခုတော့လုပ်ပြီဘာပြောလားနားလေလားအဲ့ဒါကဘုရားသခင်ရဲ့အလုပ်ကိုလှုပ်ဆောင်နေရဆိုသိတဲ့အခါကျတော့ဘုရားအလုပ်ကိုတားဆီးမဲ့အရာအားလုံးကိုကိုယ့်ဟာကိုယ်ပါလေမလုပ်တော့ဘူးဖျက်လိုက်ပါအဲ့ဒါကိုမသိရင်တော့စာဒမနာကဘေးနားမှာလာပြီးမှလေညာနူမီမာလီဖာရှိနေစိတ်ကောင်းနေရလားစိတ်တော့ပြောဘူးလားစိတ်မတည့်နေဘေးမှာလာမယ်အတနဲ့အေဝါအေဒီကိုရင်ထဲမှာလေအတူတူမရှိတဲ့ကောင်မှာစာတမ်းပါလေလာတာလေအေဝါစီမှာအလင်းငါဘာကြဆိုတာပြောနေလေနားထောင်ပြီးမှအေးကူအရင်ကရှိတယ်အခုကျွန်တော်တို့ကောင်းမှနေလို့ဟုတ်တယ်
နော်တော့မှာအဲ့တော့လိမ်မော်တီနေချာစီတောက်ဝဲရင်းနဲ့အိမ်ထောင်ကြတဲ့လူရှိတယ်ဗီဒီယိုရုံမှာလည်းအရင်ကကျွန်တော်ခေတ်ဆိုပြီးကျွန်တော်40နှစ်ရှိဗီဒီယိုရုံမှာဗီဒီယိုတော့ကြည့်ရင်အိမ်ထောင်ကြသွားတဲ့လူရှိတယ်မီးပြက်လို့ဖြောင်းနိုင်မရှိဘူးတဲ့အဲ့ဒါကဘာလဲပါမတီးပါနော်ဒီမချင်နာပါဖြောင်းနိုင်မရှိလို့ဖြောင်းနိုင်တော့ဝေခိုင်းတာအိမ်ထောင်ကြသွားတယ်ချီစမ်းအဲ့ဒါတွေကအိမ်ထောင်ကြတဲ့အကြောင်းအရာကိုသူတို့ပါလေမသိဘူးအတိတ်ပဲလေမသိဘူးမသိတဲ့အခါကျကြည်စမ်းတော့ကြည့်အဖာနင်းဘယ်လိုလဲအိမ်ထောင်ကြခဲ့လဲနည်းနည်းပြောပြမလားတာရင်တိပြီးမှအိမ်ထောင်ကြီးကြလာတာလား အိမ်ထောင်ကြလာတော့ဘုရားပြအကြောင်းလေးကျွန်တော်ဘာမှနားမလည်ဘူးအိမ်ထောင်ကြခဲ့တာ အိမ်ထောင်ကြခဲ့တော့ဟုတ်ပြီအိမ်ထောင်ကြခဲ့တော့အခုယောက်ျားဆိုရင်ကိုရဲ့ဗါလေဘုရားသခင်ရဲ့အလုပ်ကိုဗါလေအိမ်ထောင်ပြုချင်တာဘုရားသခင်ရဲ့တာနာကိုလှုပ်ဆောင်နေတာဖြစ်တယ်လို့ညာလည်းအဲ့ဒါတွေထားလဲအဲ့ဒါတွေမသိဘူးဒါပေမဲ့ဖခင်တယောက်တာဝန်ယောက်ျားတယောက်တာဝန်နေနဲ့တော့ကိုမိမကိုသမင်းပါလေ အောင်ကျွင်းတယ် ဝါအောင်ကျွေးရမှာတာသမီးတွေကိုလည်းကောင်းကောင်းမွန်ပါလေ ပြုစုဆောင်ရှောက်ရအောင် အခုအဲ့ဒီတာဝန်တွေချိန်တာ ကြည်ဘူး အဲ့လိုမချိန်တဲ့ခါကျတော့နောက်တော့အဲ့ဒါပြောပြမယ်လို့ရည်စရာမဟုတ်ဘူးအဲ့တော့သူကအဲ့လိုမချိန်တော့သူ့သမီးတွေကသူ့အဖေကိုအာမကိုနိုင်ဘူးအဘာတဲ့မနော်အဘာတဲ့ထာလာလာဒီလိုမျိုးတွေပြောနေအခုကလေးက2နှစ်ကျော်ပဲရှိသေးတယ်စိတ်တန်ရပါလေရတယ်ဒီကောင်လေးနည်းနည်းကြီးလာကြည့်နော်နည်းနည်းကြီးလာကြည့်ဒီအဖို့အတက်45နှစ်ဆိုရင်ဟိုကောင်လေးကအခု20လောက်ရှိလာပြီဆိုကမအဖေကိုချမမဟုတ်လားအဲ့ကကြမင်းအားမရှိတော့ဟိုကောင်လေးအားရှိပြီလေဟုတ်တယ်မလားโอเคဆိုတော့ကဒီနေ့အိမ်ထောင်ပြုတ်တယ်ဆိုတော့ဘာမှမသိဘဲနဲ့ဘာလို့ဖြစ်ရလဲအိမ်ထောင်ပြုတ်ခဲ့တာအဲ့တော့အိမ်ထောင်ပြုတ်တဲ့တကယ်ဘုရားသခင်ရဲ့ရည်ရွယ်ချက်ကတော့ဘုရားသခင်သာသနာမှာပါဝင်စေဖို့အဲ့ဆာတန်ကဒါကိုအသုံးပြုပြီးမှလက်စားလိုက်တဲ့အခါမှာအပျော်နဲ့လို့တော့တာသမီးတွေကအစပါလေပြက်စီးကုန်တာအဖေသခင်ရဲ့နိုင်ငံတော်ကကျေပြန့်လာရမယ့်အစားပါဖြစ်တော့လေဘုရားပြက်စီးတယ်ဘယ်သူကြောင့်လဲကျွန်တော်တို့ကြောင့်ဒါကအရင်ရေးကြီးတယ်လို့အရင်ရေးကြီးတယ်ဒါတွေကိုမသိတဲ့အခါကျွန်တော်တို့ကအိမ်ထောင်ပြုတ်တယ်ဆိုလွယ်လွယ်လေးထင်တာအခုမှမသိပြီအိမ်ထောင်ပြုတ်တယ်ဆိုဘုရားသခင်အလုပ်ကပါလေလုံနေတာတာသနာလုံငန်းကိုလုံနေတာအလကားမဟုတ်ဘူးဟုတ်ပြီ slide တစ်ခုလောက်ကျွန်တော်တို့တော့နောက်တစ်ခုကပါလဲဆိုရင်ဒီမှာ The high calling of a woman is to bring forth saving seed, to save his church, the seed to produce and build the church of Jesus Christ. ဘုရားကျွန်တော်ပြောပြီခုနကအဖူကအိမ်တော်မျိုးတဲ့အကြောင်းနဲ့နားမလည်ဘူးယူတဲ့မိမကလည်းအဲ့ဒါတည်းအပြစ်ပြောနေတာမဟုတ်ဘူးလားဒါကနေတော့ပြောပြတာယူတဲ့မိမကလည်းဘုရားသခင်ကိုမသိတဲ့လူကိုယူထားတယ်တာသမီးတွေကိုလည်းသူကဖခင်တာဝန်တခုလည်းမချေတဲ့ခါကျတော့အိမ်တော်ထဲမှာကဘုရားသခင်ရဲ့တာဝန်ဘုရားသခင်ရဲ့နိုင်ငံတော်နဲ့သာသနာလုပ်ငန်းကခြေပြတ်ပြီးမှဖြစ်လာရမယ်အစားဝန်နေခြင်းတွေပူဆွေးမှုတွေတော့ကတယ်မဟုတ်လားရံဖြစ်တာတွေမရှိတာဘူးလားရှိတာဘုရားသခင်ရဲ့အိမ်တော်ဘုရားသခင်ရဲ့နိုင်ငံတော်သာသနာတော်ပြန့်ပွားဖို့ရတဲ့ငါတို့ထားဆောင်ရမယ်အစားစာတန်ကလည်းမဟုတ်တာတွေထည့်ပြီးတော့အုံတို့ထဲမှာအဲ့တော့ကမာယွင်းကုန်တာအလုံးမာယွင်းကုန်တာမာယွင်းတာတော့အမှန်လို့ထင်တာလည်းနောက်ဆုံးကြတော့အဲ့တော့ကနိုအေးလက်ထက်မှာအဲ့တော့ယေရှုမြင်မွေးလာအောင်လုပ်ဖို့ဘုရားသခင်အစီအစဉ်ဆွဲတာဆွဲလို့မရတော့နိုအေးလက်ထက်မှာဆုံးဖြစ်တတ်နေလို့ဘာလို့လဲရလဲရှင်နဲ့တခါဆေးပြရအကလုံးဆေးပြရဒီရှိရပဲချန်ဒါကြီးနောင်လာရတယ်အဲ့ဒါပြီးလို့ပြီးပြီလားဆိုနိုးပြီးအာဗြဟံပြီးတော့လက်ထရောက်လာလေလောတလက်ထရောက်တဲ့ခါမှာယောက်ျားကယောက်ျားနဲ့ယူမိန်းမကမိန်းမနဲ့ယူနော်တော်လေကောမောရာပြဿနာမရှိဘူးလားပြဿနာမလို့လဲလေမိတခါရှူလိုက်တော့ပြောချင်တာပါဒီမိန်းမတွေထဲကနေဘုရားသခင်နေတဲ့သူ့ရဲ့မျိုးစေ့စာတန်ကိုချတဲ့မျိုးစေ့စာတန်ကိုတိုက်တဲ့မျိုးစေ့ထွက်လာမှာကိုသူပါလေဟေးသူဘာဖြစ်လဲစာတန်ဘာဖြစ်လဲမကြိုက်ဘူးမကြိုက်တော့ဘာလို့လဲဖြက်စီးနေတာဖြက်စီးကဘယ်သူသုံးလဲလူတွေကိုသုံးလို့ယောက်ျားတွေမိန်းမတွေကိုသုံးနေတာမင်းတို့ကိုသုံးနေတာနားလေလားအိမ်ထောင်ပြုတ်တယ်ဆိုတော့လည်းကောင်းမဟုတ်အိမ်ထောင်ပြုတ်ဆိုတော့ဘုရားသခင်ရဲ့တာနာလုပ်ငန်းထဲမှာပါဝင်နေတာပါဝင်ပြီးမှကိုယ်စီကနေသူတို့နှစ်ယောက်စီကနေမွေးလာတဲ့ကလေးခုနပြောပြီဘုရားကိုလည်းသူသိတယ်သူလည်းဘုရားကိုသိတယ်ဟုတ်ပြီလားဘုရားကိုချစ်တယ်စကအနံပြီးမှဘုရားသခင်မှာစကအနံပြီးမှကလေးကိုယူတယ်ကလေးမွေးလာတယ်ဘယ်သူပေးရလဲကလေးဘုရားသခင်ပြီးကလေး
ကလေးယူလိုက်တယ်ယောက်ျားတုံးတယ်မိန်းမတုံးပေါင်းပြီးကလေးလာတတ်တယ်လို့ပြောတာကပ်လားမကပ်လားမင်းတို့အားလုံးသိရနော်ကပ်လာတယ်အဲ့ဒီရဲ့အတန်းနဲ့အဲ့ဒီဝိညာဉ်ပဲဒီဘယ်ကနေလာလဲဘုရားသခင်စီကလာတော့လေတန်ရှင်းလားမတန်ရှင်းဘူးလားဘုရားသခင်စီကလာတာတန်ရှင်းတယ်ဒါပေမဲ့ကိုရီးယားဟိုဗီဇာအပိကလာတာပါလာလို့လားစာလာ55အရာကျွန်တော်ဒီမွေးစားကပြီးပြစ်ပါလဲရှိပါ၏အမိဝန်နဲ့ဘရိစီယူစင်ပြီးအပြစ်ဆွဲပါ၏ဆိုတဲ့အကဒီဟာကြောင့်ပါလာတာဒါပေမဲ့အဲ့ဒီဝိညာဉ်အဲ့ဒီအတက်ကတန်ရှင်းလားမတန်ရှင်းဘူးလားတန်ရှင်းတယ်အဲ့ဒီဝိညာဉ်အဲ့ဒီအတက်ကကဘာထက်မကတန်ဖို့ရှိတယ်စัจ java ထက်မကတန်ဖို့ရှိအခုမသူပေးပြီလေဖယားပေးပြီအဲ့ဒီပေးတဲ့ဖယားကိုအဖေအမေလုပ်တဲ့လူကဒီဖယားရဲ့ကာနာလုံးကနေမှာပါဝင်နေတယ်ဆိုတော့တိတဲ့ကတည်းကမေတ္တာပေးရင်နဲ့ဆောင်းလျှော့လာတဲ့ကဒီကလေးကလုံးလုံးချုံချုံနဲ့ပါလေကြီးတာအဲ့ဒါနဲ့အတင်းတော်ထဲမှာမိအိမ်မှာလည်းအဲ့လိုဆိုအတင်းတော်မှာပါလေ saving six ဆိုတာအဲ့လိုပြောတာအတင်းတော်မှာပုံပြီးမှာပါလေတော့ပွားလာအခုကလေးမမွေးဘူးတ냐ကလေးမမွေးဘူးဟုတ်ပြီလားဖိုးသမားမမွေးဘူးဘိန်းစားမမွေးဘူးဟိုးအရင်တော့နေတဲ့နော်ဒီမှာဘုရားသခင်အင်းဦးကြီးမှာပြောထားခဲ့တယ် from the time that God promised a redeemer from a seed of a woman ဘုရားသခင်အင်းဦးကြီးကလေးပါပြောဆိုလူသားတွေကိုကယ်တင်တဲ့မျိုးစေ့ဟာမိမစီကနေပါလေထွက်လာမယ်မိမရဲ့အမျိုးစီကနေထွက်လာမယ်ဆိုတော့စာတန်ကိုပြောခဲ့တဲ့အတွက် certain attack has been on marriage and the family to this very day အဲ့ဒါကြောင့်မလို့စာတန်ကအိမ်ထောင်ကိုအတိကထားပြီးပါလို့လေတိုက်ခိုက်ဟုတ်ပြီအဲ့တော့ဘယ်လိုတိုက်ခိုက်လဲဆိုတစ်ချက်ကြည့်ရအောင်ဆိုတော့ဒီနေ့ကျွန်တော်တို့ဘာလို့လဲဆိုဒီဟာလို့အကြည့်စာတန်မနဲ့တိုက်ခိုက်နေတဲ့အခါမှာတိုက်ခိုက်မှုအထဲမှာကျွန်တော်တို့ကဘုရားသခင်ရဲ့ကြွယ်ကမှုဟုတ်ပြီလားဘုရားသခင်ရဲ့ကြွယ်ကမှုအထဲမှာကျွန်တော်တို့ကလည်းရှိရမယ်ဘုရားသခင်ရဲ့ကြွယ်ကမှုအထဲမှာကျွန်တော်တို့မရှိဘူးဆိုအပြင်မှာရောက်တော့မယ်အပြင်မှာရောက်သွားရင်အပြင်ကစာတန်ကငါတို့ကိုဘာလို့မလဲတိုက်ခိုက်တယ်ဘယ်သူကိုမျိုးရမလဲစောင့်နေတာအပြိုမလေးတွေနော်အပြိုလေးတွေနည်းနည်းဖြစ်လာပြီဆိုယောက်ျားလေးကချောင်းနေတာအဲ့ဒီကောင်မလေးနည်းနည်းအပြိုဖြစ်လာပြီငါရွှေ့မယ်နော်ဒီမျိုးမင်းကဟိုတယောက်ကိုရွှေ့တော့ဆိုကြိုတင်ပြီးမှပါလေအကွက်ချထားပြီးမှမဟုတ်လားဟမ်တော့ချားရလို့မလုပ်ချဘူးလားရွာထဲမှာလည်းအဲ့လိုပဲနေဟိုဘက်အိမ်ကကလေးကအဲ့ဒါငါရွှေ့မယ်နော်မင်းဟိုတယောက်ကိုရွှေ့တော့ကြိုတင်ပြီးမှလို့လေတိုင်ပင်ထားကြတာစာတန်လည်းအဲ့လိုပဲနားလေလားငါတို့ဘသူကိုဖျက်ဆီးမလဲဒါကြောင့်စာတန်ဟာတဲ့ဘယ်သူကိုဝါရမလဲဆိုပြီးမှလှည့်လေပြီးရှောက်သွားနေတယ်ဗာနဲ့သူတွေပြောတယ်ချင်းသေးတဲ့သူတွေပေတရုဩဝါဒစာဆောင်အဲ့လိုရှိတယ်ဘယ်သူကိုဝါရမလဲဆိုတိုက်ချောင်းနေတာအဲ့လိုပဲမထင်တဲ့အပြိုလေးတွေပြန်လာနေတဲ့ကဖြစ်လာပြီဆိုတော့ချားလေးကချောင်းနေတာငါအလမသိငါနိုးမငါခွဲတန်းတခါလေးချားတာအေးဝတဲ့ငါလီပြီးဒီလိုပဲအိုင်သားတဲ့လိုနဲ့အပီခွဲတန်းချနေကျွန်တော်တကယ်ချင်းတယောက်ရှိတယ်မချင်နာကီမာ3မှာကီမာ3ရက်မဆိုတော့အပြိုစီးသူစီပါအားလို့ရှိတယ်စောင်းလေးကိုမှတ်ထားတာအဲ့ဒါဘယ်သူတမီးလဲဘယ်သူတမီးလဲဘယ်ချင်းဆိုဘယ်လမ်းကနေပြန်လာတယ်တဲ့ဒီကဘယ်သူဆိုဘယ်နှနာရီညနေဘယ်နှနာရီဆိုဘယ်မှာပြန်လာပြီးတဲ့ဘယ်တယောက်ဆိုဆိုင်ကလေးကအလေသူကအချင်းကွတီကျွန်တော်တို့ပြောတာဒီကီမာ3ဥက္ကဋ္ဌပဲလို့ဆိုတော့အခုစတာမှာယတိတယ်ကျွန်တော်တကယ်ဆိုင်နေတယ်လေအဲ့တော့ပြပြချင်တာကဘာလဲဆိုရင်အဲ့လိုမျိုးချောင်းနေကောင်းတဲ့ရည်ရွယ်ချက်လားမဟုတ်ဘူးဖြစ်စီလို့အဲ့ခုနကျွန်တော်ပြောတယ်တာဥကိုမဖွားမိတိုင်အောင်တာဝါဒကိုမပြူမိန်းကလေးဒီကိုနဲ့စုံဖက်ထားတဲ့ဒီဘုရားသခင်ပေးမဲ့ဒီမျိုးစေ့ကိုမလွယ်ရမချင်းယောက်ျားလေးတွေတခြားလူနဲ့ထောက်ပြန်ပါလေလိမ့်ဆက်ဆံလို့မရဘူးဆိုတော့ကတပီးစားခါပြီးလိမ့်ဆက်ဆံလို့မရဘူးအခါကျင်းဝင်ပေးပြီးမှဟိုမကောင်းတဲ့မိန်းမတွေနဲ့လိမ့်ဆက်ဆံလို့မရဘူးနားလေလားအဲ့တော့လိမ့်ဆက်ဆံရင်ကိုဆက်ဆံလေအဲ့ဒါမင်းကိစ္စလည်းငါကိစ္စမဟုတ်မင်းခန္ဓာကိုယ်ကိုဘယ်သူတုံးလိုက်လဲဆရာတုံးလိုက်အဲ့ဒီကောင်တန်းလုံးပြီးဖြောက်လို့မရတော့နောက်ထပ်မိန်းမတကယ်ကောင်းကောင်းရရင်လည်းဒီစိတ်ထဲမှာမိန်းမတိကျတဲ့ခါကျတိတော့ที่ว่ามาเสียเดี๋ยวมันตั้งชื่อเขาเองเนี่ยดูไปเลยมาก่อนเนี่ยไม่มาเลยไอ้แค่เดินမျိုးဖြစ်ခဲ့တယ်ယောဂတွေကတ်လာမျိုးစုံပေါ့နားလေလားဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ကိုစာတမန်နဲ့မတုံးမစီနဲ့ပြီးတော့ဖြည့်ဆည်းခံရတဲ့လူတွေရှိခဲ့တယ်ဆိုရင်ဒီနေ့အဲ့ဒီမှာရပ်ပါတန်ရှင်းတဲ့အတ္တနဲ့ဆက်လက်ပြီးမှတွားနိုင်အောင်လုပ်ပါဘာလို့အိမ်ထောင်ပြုတ်တယ်ဆိုတော့ကစားစရာမဟုတ်တယ်လို့အပြောလည်းမဟုတ်အိမ်ထောင်ပြုတ်တယ်ဆိုတော့ဘုရားသခင်အတွက်သာသမီတွေမွေးတယ်ဆိုတော့ဘယ်သူဘုရားသခင်ရဲ့နိုင်ငံတော်အတွက်ဘယ်လိုမျိုး
မျိုးကြောင့်မလို့အဖေအမေတွေအဲ့လိုမျိုးမသိခဲ့လို့ဒုက္ခမရောက်လားဘေးကုတချို့မိမယ်ဒါဒီလိုမိမှာနော်ဟိုမင်းတို့ကစော်ကားဖို့ဒီလိုကိုအရှက်ပွဲဖို့စန္ဒမရှိဘူးဒါပေမဲ့သိရအိမ်ထောင်မိသားစုထဲမှာအဖေအမေလင်မယားကွဲရတော့နောက်ယောက်ျားယူလာတော့နောက်မိန်းမယူလာတော့အဲ့လိုမျိုးနဲ့ကြီးပြင်းလာတဲ့လူဒီထဲမှာရှိလားငါအဲ့ဒါမသိတာမင်းတို့ချင်းချင်းတော့သိမှာပေါ့အဲ့ဒီဒေးဗစ်ငါသိတယ်ဒေးဗစ်ရဲ့အမေအဲ့ဒါအကြောင်းသိတယ်တခြားမျိုးရှိသေးတယ်ဒေးဗစ်ဘာကြောင့်ပြည့်စည်သွားလဲဆိုတဲ့အကြောင်းရင်းကအဲ့ဒါပါတယ် dysfunctional family လို့ခေါ်တယ်သူ့အဖေကနောက်မိန်းမယူတယ်နောက်မိန်းမယူပြီးမှဟိုးတခြားနေရာမှာသွားနေတယ်သူ့အမေကပူတောင်မှာနေတယ်ဒေးဗစ်ကဘာလဲဆိုအဖေစီမှာသွားမယ်ဆိုပြီးရွှေမော်သွားပါညာသွားဟိုဘာတွေဖြစ်လဲတော့မသိဘူးကျွန်တော်ပြောတော့နားလဲလားအဖေအမေတွေအတုံးမကြခဲ့တဲ့ကိစ္စကြောင့်မလို့မွေးလာတဲ့သားသမီးပဲဖြစ်တယ်ဒုက္ခရောက်တယ်အဲ့ဒီဒုက္ခဒီနေ့ချင်းကြီးသူတို့ဘာလို့ရမလဲရိပ်ရဘာကြောင့်ဖြစ်စီးတာလဲဆိုတာကသူ့ကိုဒီလည်းအပြစ်ပြောလို့မရဘူးသူရဲ့နောက်ပဲမှာရှိလားမရှိလားအကြောင်းအကျိုးတွေအဲ့ဒါကြောင့်မလို့ဒီချက်စင်တာအဖေအမေတွေမင်းတို့ဘဝကြောင့်မင်းတို့အတိဆုံးပဲတော့ကြားပဲဖြစ်မိမပဲဖြစ်အကုန်လုံးဟုတ်လားကိုဘလို့ဖြစ်တာနာတယ်ငါတို့အဖေအမေကဘလို့ဖြစ်တာလို့လဲငါဒီလိုဖြစ်တာကဘာကြောင့်လဲဆိုတော့မင်းတို့မှဖြေရှိတယ်အဲကြောင့်မလို့ဒီနေ့ကအဲ့လိုပြောလို့ဒီနေ့အဖေအမေကတော့အပြစ်တင်စရာအကြောင်းမရှိဘူးသူတို့လည်းသူတို့တိတလို့သူတို့တတ်တော့သူတို့ငါတို့ကဘာလဲဆုံးမလာတာပုံတင်လာတာအမေလားငါတို့ကိုစကားနာမထောင်ယူဟိုဘာလဲချင်းနဲ့ရိုက်ရမယ်လို့နော်ဘလုံးနဲ့ရိုက်လို့ရမယ်သူတို့ကအဲ့လိုမသိဘူးအဲ့ဒါကြောင့်ငါတို့ဘာလဲရိုက်လဲဘလုံးနဲ့ရိုက်ချန်စီယိုမှာခတ်ထားတဲ့အဲ့ဒါတွေနဲ့ရိုက်တယ်ဟုတ်တယ်မလားအေးဝချမ်းပြတော်သေးတယ်တိုင်နဲ့ရိုက်တာဟုတ်ဆယ်ပြီးမှလေမဟုတ်ဘူးလားစကားနာမထောင်ကြောက်ခဲနေမပေါ့လားဟုတ်တယ်တခါတည်းအခမ်းမသိကျိုးနေတော့ဗါလဲတုတ်ထားလေးတယ်အဖေမင်းကအဲ့တော့ပဲတီးလို့ငါတို့ဒါပေမဲ့ဒီနေ့ငါတို့တီးပြီအဖေကျိုးနေတော့မကောင်းဘူးတုံးနေရတာမကောင်းဆိုတီးလားမတီးလားတီးအခုသားသမီးကိုအဲ့လိုပြန်မလုပ်နေတော့အဖေမင်းကအဲ့တော့ပဲတီးလို့သူတို့အဲ့လိုပဲလုပ်ခဲ့တာသူတို့လည်းအပြစ်မတင်နဲ့နားလေလားကြားလားနေပြီမင်းစကားနာမထောင်ပြီးကိစ္စပဲဟုတ်ပြီနော်အခုနားလေလားကျွန်တော်တို့အားလုံးဟုတ်ပြီဆက်တော့အဲ့တော့ဒါကြောင့်မလို့စာတန်ကဘယ်လိုမျိုးတိုက်ခဲ့လဲ sudden attack on a marriage and a family တဲ့စာတန်ကအိမ်ထောင်မိသားစုတိုက်ခဲ့တဲ့ကောင် broken marriage relationship အိမ်ထောင်ကိုပါလေဖျက်ဆီးစေတယ်အခုဟိုဒေးဗစ်ဆိုရင်သူ့အဖေအမေရဲ့အိမ်ထောင်ကိုဖျက်ဆီးခိုင်းလိုက်တာစာတန်ဖျက်ဆီးလိုက်တယ်ဖျက်ဆီးလိုက်တော့အကျိုးမြတ်ထွက်လာလားစာတန်အကျိုးမြတ်ထွက်လာလားသူဖျက်ဆီးလိုက်တာအလုပ်ဖြစ်လားဖြစ်တယ်စာတန်ကနေဒီဆိုကနေဒီပျက်စီးတော့ပြီသူညီမတူလဲဘာအရှင်နိုးမှာယောဆက်နိုးပျက်စီးတော့ပြီဟုတ်ပြီလားသူ့အဖေလည်းစိတ်သက်ကြပြီးမှဆုံးတော့ပြီဥပမာပြောပြလားဟုတ်လားစာတန်မပြောဘူးလားပြောတယ်တကယ်လို့ချစ်ခင်ဒီပဲဆိုရင်သူ့အဖေနဲ့သူ့အမေနဲ့ချစ်ခင်သားသမီးနဲ့ချစ်ခင်ကောင်းကောင်းမွန်မွန်ချီးပြီးလာတယ်ဆိုရင်စာတန်အောင်မလားမအောင်ပြီဘူးအခုကစာတန်ကတိုက်ခဲ့တယ်ဆိုတော့တို့အိမ်ထောင်မိသားစုအထဲမှာမတို့ရဲ့အဖေအမေတွေရဲ့အိမ်ထောင်ရေးအဖိုးဖွားတွေရဲ့အိမ်ထောင်ရေးမှာပြဿနာတစ်ခုခုဖြစ်ခဲ့တယ်ဆိုတာကဘာကြောင့်လဲစာတန်ဘာလို့လဲတိုက်ခိုက်တာဆိုတော့အဲ့ဒါတို့သိရမှာစာတန်တိုက်ခိုက်လို့ဖြစ်သွားတာဆိုရင်ငါတို့အိမ်ထောင်မှာစကားဆများတော့မယ်အဲ့ဒါစကားဆများလာတော့မယ်ရံဖြစ်လာတော့မယ်ဆိုစာတန်ကအိမ်ထောင်ထဲမှာဘာလို့လုပ်မလဲဝင်လာတော့မှတတိထားပါလားဟုတ်ပြီနော်အဲ့ဒါမှတတိထားမယ်အဲ့ဒါပြီးအစမလာလေအတမီပြန်လာခဲ့လိုက်ပြန်လာလေပါလေပြန်ခိုင်းလိုက်အဖေနောက်တော့ရှာပြီးမယ်ဘယ်လိုမိလဲပြောအေးမတ်စားဒါဆိုအမလေးပေါ့အမေရိကကျူတီပေါ့ပြီအဲ့ဒါဆိုရင်အိမ်ထောင်ကြီးမဖြစ်လာမလဲအိမ်ထောင်မဖြစ်လာမလဲခွဲတော့မှာ divorce စာဒမနကတိုက်ခိုက်နေတာအဲ့လိုမျိုးတိုက်ခိုက်နေတာဘုရားသခင်ကအိမ်ထောင်ကွဲပါပြောလားမပြောဘူးဒါအိမ်ထောင်ကိုစာဒမနတိုက်ခိုက်နေတဲ့အကြောင်းအရာလေးတွေ homosexual and lesbian homosexuality and lesbianism ယောက်ျားမိန်းမမယူဘူးလားယောက်ျားမယူဘူးလားမိန်းမမယူဘူးလားဒီခေတ်မှာနော်ယူတယ်နော်အားလုံးသိတယ်နော်ယောက်ျားယူကလေးမွေးလားမွေးပါဘူးဘုရားသခင်ကကလေးမမွေးနေပြောလားမွေးပါပြောလားမွေးပါဘူးယောက်ျားယူပြီးမှကလေးမမွေးရင်တော့ဒါဘာလုပ်နေရလဲစာတန်တိုက်ခိုက်နေတာစာတန်လုပ်နေတာအသွေးခေါ်တွေကိုဘာလုပ်နေတာဘုရားသခင်ယောက်ျားယူပါပြောလား
ယောက်ျားနဲ့မိန်းမယူပါလေပြောတယ်လေမိန်းမယူပါလေပြောတာဒါပေမဲ့ဒီကဘာပေါ်မှာမိန်းမယူတယ်လို့အများကြီးပဲမိန်းမယူကလေးမွေးလာတာဘယ်ရတဲ့ခင်ကဘာရှာတယ်ပြောတယ်မျိုးစိရှာတယ်လို့ပြောတယ်လေယောက်ျားယူပြီးမျိုးစိထွက်လာမလားမိန်းမယူပြီးမျိုးစိထွက်လာမလားအဲ့တော့ဆိုတော့အဲ့ဒီယောက်ျားယူရတယ်မိန်းမယူတဲ့ကိစ္စကဘုရားသခင်ရဲ့အကြံစီကိုမလုပ်နေရလဲ yes တားဆီးနေတာနားလေလားအခုရှင်းလေးမြင်ပြီလားဟေးစာတန်ဆိုတဲ့ကောင်နေတော့မဟုတ်ဘူးဒီမှာအခက်လေလို့ရှာဒီမှာစာတန်ကအရင်လေတယ်နော်နေတော့မဟုတ်ဘူးနောက် family planning birth control abortion ungodly home entertainment domestic TV show ဆိုတော့ဒီနေ့ဒါတွေကဘာပြပြချင်တယ်လဲဆိုတာတွေကြော်လိုက်မယ်နော်အင်းတော်မှာသားသမီးဘယ်နှယောက်ယူမှရေတို့နော် abortion ကိုဝင်ပါလေဖျက်ချတာတို့ဖျက်စီကိုဖျက်ချခိုင်းတာဖျက်တဲ့ခင်မပြောနဲ့အခုနိုင်ငံတော်ဆိုရတော့ကိုဖျက်ချလူတတ်မှုတွေပါလေတရားဆွဲမယ်ဟုတ်တယ်မလားအဲ့တော့ဒီမှာကြည့်နောက်ပြီးမှအိမ်ထောင်ထဲမှာဟိုဟာဒီမဟုတ်တဲ့ဇာကားတွေရှောက်ချီးတဲ့ဟာတွေနော်မကောင်းတာတွေအဲ့ဒါတွေအားလုံးကစာတမန်တကလူကိုပါလေထိန်းထားတာနော်တချို့တွေကတော့ကြောက်မယူချင်ဘူးတဲ့နော်မိမမယူချင်ဘူးအခုဆိုဂျောင်နီနဲ့တရုတ်ပြည်မှာဆိုရင်ယောက်ျားလူပြိုတွေအရင်များတယ်လေမိမယူရလေဈေးကြီးတဲ့အခါကျတော့သူတို့ကပါဆိုရင်မိမအတုတွေဝယ်ထားကြတယ်နော်အဲ့လိုပဲမိမတွေလည်းယောက်ျားယူနေအရင်ပူညာတော့လည်းအရင်အနိုင်ချင်းနေတယ်ပြမယောက်ျားအတုတွေပါလေဝယ်ထားကလေးမွေးလာလားမွေးဘူးနားလေလားဒါရီနေတော့ပြောပြရတာဆရာစီမှာအကြောင်းရှိတယ်သိလားမင်းတို့ဒါရီမသိလို့မရဘူးနောက်တစ်ခုကဆရာလည်းပြောချင်တယ်မင်းတို့ဆရာပုဂ္ဂိုလ်လေးမပြောနေနေမရဘူးဟုတ်ပြီလားဘယ်သူမှဆိုဒီနေရာကိုဖြတ်တန်းသွားလာရမှာပဲဟုတ်ပြီလားအဲကြောင့်ဆရာကဒီလိုပြောရမယ်မင်းတို့လည်းတိချာနားထောင်ပါတပုတ်ပေါက်ပါပြီးသူနောက်ကိုလည်းပါလိုက်တင်ပေးပါဟုတ်ပြီလားကိုဝင်ရတယ်မရဘူးဆိုတော့ဘယ်သူနဲ့ဆိုင်လဲသိလားဘယ်သူနဲ့ဆိုင်လဲဖြာနဲ့ဆိုင်တယ်နော်ဘာလို့ဆိုခုနကပြောပြီးနော်အိမ်ထောင်မိသားစုတွေအစကနေနေခါနဲ့အစာပြုထားတယ်။ကျန်းစာချင်းမှာအများကြီးရှိတယ်။ကလေးမရနိုင်တဲ့လူမရှိဘူးလား။ဆိုတော့ဟာနာနဲ့အိလျက်ကနာဆိုအိလျက်ကနာတခြားမိန်းမတွေကကလေးရပြီးဟာနာနဲ့ကျတော့ကလေးမရဘူး။စုမတောင်းရဘူးလား။စုတောင်းတဲ့ကဘုရားသခင်သူ့ရဲ့တိုင်ကိုဘာလို့ပြရလဲ။ဖွင့်ပေးလိုက်တယ်။နောက်မှတ်ထားပါကိုဝန်ကိုတိုင်ကိုဖွင့်ပိုင်ဖွင့်နဲ့ပိတ်ပိုင်ဖွင့်အောင်သူ့ရှိတယ်။ဘုရားသခင်မှာရှိတယ်။မင်းရဲ့စေးပုံတလား။သူတို့စီးစားနေရှိတယ်နော်။အဲ့တော့ဒီကိုဝန်ကိုတိုင်ကိုဖွင့်တာပိတ်တာကလေးမွေးစီမယ်မမွေးစီဘူးဆိုတော့ဘုရားနဲ့ပဲဆိုင်ခုနှစ်နှစ်လောက်နေပြီးမှကလေးမရတဲ့လူရှိလားမရှိဘူးလားရှိတယ်သူလုပ်တဲ့လုပ်လေမဟုတ်လားမင်းလုပ်တဲ့မိကလေးရအောင်လုပ်တဲ့တော့မင်းလုပ်ပေါ့ရလားမရဘူးဘုရားနဲ့ပဲဆိုင်ဒါကိုနားလိုက်တာနော်အကြောင်းလို့မင်းတို့ကျွန်တော်ဒါတော့တိတ်လို့မပြောချင်ဘူးတိတ်လို့ပြောချင်တိတ်လည်းပေါ့တကယ်တော့ဘုရားတကယ်ချစ်ကြယူတည်ပြီးမှတကယ်ချစ်ကြောက်ယူတည်ပြီးမှခရိယာအိမ်ထောင်ကိုပြုစုပြောထောင်ပြီးမှအစတည်ခဲ့တယ်ဘုရားတကယ်နဲ့တည်ခဲ့တဲ့အိမ်ထောင်မှာဆိုရင်ဒါပြဿနာမရှိဘူးကိုဝင်ရတယ်မရဘူးဆိုပြီးလက်ဆိုင်တယ်ဘုရားတကယ်နဲ့ဆိုင်ဒါပေမဲ့ဘုရားတိကျမသိတဲ့လူတွေကြတော့ကိုဝင်ရတဲ့ကောင်တချို့တွေကဘာလို့လဲဖြစ်ချတယ်ငါအိတ်ကလေးမလို့ရှိဘူးမလို့ဘူးလားပြောတယ်နော်အဲ့ဒီမျိုးကလေးတွေလည်းတချို့ခါကျကြီးလာတဲ့ခါကျဘာလဲကိုယ်စားရှိကြတဲ့ညင်ပေခံရတဲ့သူ့ဘဝတော့ရှော့နာကျင်စရာတွေအများကြီးပြည်လာတယ်ဒါ subject တက်တစ်ခုဒါဒီမှာရရအောင်လားဟုတ်ပြီဆိုတော့ဒီဟာကိုခဏလေးနားတော့မယ်နော်ဆိုတော့ဒီမှာဒီဟာတစ်ခုပြောပြမယ်နော်ဆိုတော့ဒီမှာကြည့်ကျွန်တော်တို့ဘာအရေးကြီးလဲဆိုရင်အသင်းတော်တစ်ခုတည်ထောင်ဖို့ဘုရားသခင်နိုင်ငံတော်ခြေဖြန့်ဖို့ဆိုတော့ဘယ်ကနေစလဲဆိုတော့ဘုရားသခင်ကိုချစ်ကြောက်ယူတည်တဲ့လူနှစ်ယောက်ကနေပါလေစတယ်အဲ့ဒီနှစ်ယောက်ကဘုရားသခင်ချစ်ကြောက်ယူတဲ့ယူတည်နှစ်ယောက်ကကောင်းကောင်းအသေးရှိတဲ့ဘုရားသခင်ရှိမှမင်းလာဆောင်တယ်အဲ့ဒီကလည်းမွေးဖွားလာတဲ့သားသမီးတွေကများလာတယ်အဲ့ဒီသားသမီးတွေကလည်းဆက်လက်ပြီးမှအဲ့လိုပဲသွားတယ်တတိယများလိုက်အသင်းတော်ဆိုတော့ပါလေအသင်းတော်ဆိုတော့အဆောက်အဦမဟုတ်အသင်းတော်ဆိုတော့လူတွေဗါလဲလူတွေအသင်းတော်ဆိုတော့အဆောက်အဦမဟုတ်အသင်းတော်ဆိုတော့ဘုရားသခင်ချစ်တဲ့ဝိညာဉ်တွေအဲ့တော့အသင်းတော်လို့ခေါ်တယ်နားလည်မလားနားလည်မလားโอเคအိမ်တော်ရဲ့ရှိတဲ့ခင်ဟာဘုရားသခင်အိမ်တော်ပြုတယ်ဆိုတော့ဘုရားသခင်ရဲ့သာသနာထဲမှာပါဝင်နေတာဖြစ်တယ်ဘုရားသခင်ကိုယ်တော်တိုင်လှုပ်ခိုင်းတာဖြစ်တယ်ဟုတ်ပြီနော်အဲ့ဒီဟာကပထမအဦးဆုံးအချက်လေးချက်
နောက်တစ်ခုကဘာလဲဆိုယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ပဲဟုတ်ပြီလားယောက်ျားမိန်းမတစ်ယောက်ယူရမလားယူရမလားမိန်းမယောက်ျားမိန်းမယောက်ျားတစ်ယောက်ယူရမလားမယူရဘူးစံစာထဲမှာထုံးစံမရှိဘူးဘုရားသခင်ကယောက်ျားတစ်ယောက်မိန်းမတစ်ယောက်ပဲယူခိုင်းတာဟုတ်ပြီနော်အဲ့တော့ကနင်တို့ဆရာကိုမေးလိုက်ပါဟာဆရာတော်ဆိုဟိုအာဗြဟံ၄ယောက်ယူတယ်ပေါ့အဲ့ဒီအာဗြဟံ၄ယောက်ပဲယူ10ယောက်ပဲယူဘုရားသခင်က10ယောက်ယူဖို့မပြောဘူးလူကဒါကြောင့်မာကုထဲမှာဘာပြောလဲဆိုအစကလေးကနေတယောက်ပဲယူခိုင်းတာတဲ့လူကစကားနားမထောင်လို့ပါလေဖြစ်တာနားလေလားလူရဲ့စိတ်ကမိုက်မဲလို့လူကပဲရွေးချယ်တာဘုရားသခင်ကလူတော်တော့ပါလေမဟုတ်ဘူးကိုလိုက်ပတနာကိုတိချရွေးတော့ကြလားမဟုတ်ရင်လေကိုဖြတ်စီမဲ့လူဖြစ်သွားနိုင်တယ်ကြလားတေချာရွေးပါဆွတ်တောင်းပြီးရွေးပါမင်းတို့ဆွတ်တောင်းတာကိုဘုရားသခင်နားကြောင်းတယ်ဘုရားသခင်ကလေသူကအတိတ်ကပါလဲဆိုသူဆုမတောင်းခင်ငါတို့ဆုမတောင်းခင်ကြတဲ့လေငါတို့အထက်ကနေဘုရားသခင်ကသူ့ရဲ့မျိုးစေ့ကိုမွေးပေးပါဆိုပြီးသူတောင်းဆိုနေတာငါတို့အထက်ကနေဘုရားသခင်ရဲ့မျိုးစေ့ကိုမွေးပေးစီခြင်းလို့သူကဘာလုပ်နေရလဲလိုက်ရှာနေတာဆိုတော့လိုက်ရှာနေတယ်ဆိုဘုရားသခင်ကျွန်တော်ဒီလိုမျိုးဖြစ်ချင်တယ်ဆိုသူနားထောင်လားနားမထောင်လားနားထောင်မယ်အဲ့ဒါစိတ်ချမှုအပြည့်ရှိတရားရခိုင်လို့စိတ်ချမှုအပြည့်ရှိဟုတ်ပြီလားtwo shall be one အဲ့ဒါနဲ့ပတ်သက်ပြီးခန်းကြိုင်နေတင်ပေးမယ်နော်ဒီလိုအိမ်ထောင်ပြုတဲ့အခါဘယ်လိုပြုမလဲဆိုတာနော်ဒီလိုနေရောက်တယောက်တည်းဖြစ်လိမ့်မယ်တဲ့ for life တလုံးနော်ဒီမှာအင်္ဂလိပ်လိုရေးတာ divorce not an option အိမ်ထောင်ရေးပြဿနာဖြေရှင်းဖို့ဟုတ်ပြီလားအဲ့ဒီအိမ်ထောင်ရေးပြဿနာဖြေရှင်းဖို့အခက်အခဲရှိလို့အဲ့ဒီအတွက်ကြောင့်မလို့ divorce ဆိုတော့ဗါလဲဟာလေမယားကွာရှင်းတာကအဖြေမဟုတ်ဘူးနားလေလားနားလေလားဥပမာလေမင်းတို့ညောက်ခဏနေတယ်မင်းတို့ညောက်ခဏနေသူတို့ညောက်ကအခုချစ်ကြတယ်နော်မကြခင်မှာသူတို့လည်းအိမ်ထောင်ပြုတော့မယ်ဟုတ်ပြီလားအဲ့တော့သူတို့ကအိမ်ထောင်ပြုရောအနည်းလောက်ကြာတဲ့ခါကျတော့ဝေးကြီးရေးပဲဖြစ်ဖြစ်အကျင့်စာရိတ္တပဲဖြစ်ဖြစ်ပြဿနာတက်မိမကလည်းမလျှော့ဘူးတောက်ချမ်းကလည်းပါတယ်မလျှော့တော့ဘာလို့လဲဆိုဟုတ်ပြီတော့ပြီတို့တင်ရင်ဒီဆရာမင်းမင်းတော့ထိတော့မဖြစ်ရဆိုတော့ငါမေးကိုမပေါင်းသူကဘေးမင်းလည်းရတယ်မင်းလည်းမပေါင်းငါလည်းမပေါင်းဘူးမင်းကဒီနာမှာပြဿနာရှိတယ်မင်းနဲ့ဒီမှာပြဿနာရှိတယ်မင်းဆိုတော့ဖြစ်လေကွဲပြီဟုတ်ပြီနော်အိမ်တော်ကြီးပြဿနာခုနကကွဲတော့သူဒီလိုနေရင်းနဲ့သူလည်းနောက်ကောင်မမိမတယောက်ပါလေယူမယ်သူလည်းနောက်ယောက်ျားတယောက်ပါလေဟုတ်ပဲလေယူမယ်ယူပြီးတဲ့နောက်ပိုင်းမှာသူလည်းခုနယောက်ျားနဲ့နေရင်းနဲ့နောက်2နှစ်လောက်ကြာတဲ့ခါမှာအရှင်တို့ကဒီမှာပထမအိမ်ထောင်မှာတွေ့ကြုံတဲ့ပြဿနာမျိုးသူဘာဖြစ်လဲပြန်ကြုံမယ်ပြန်ကြုံတော့ဘာလုပ်လဲသူမလျှော့ဘူးလေသူဘာလုပ်မလဲခွဲမယ်နောက်တော့ယူသူလည်းဘာလုပ်မလဲအဲ့လိုမျိုးပြန်ကြုံဘာလုပ်မလဲခွဲမယ်နောက်တော့ယူအဲ့တော့ပြဿနာကဒီကလေးနေမရှိခဲ့တဲ့ရှင်းလို့ရလားမရဘူးဆောင်းဝဲဆိုတော့တကယ်တမ်းမအောင်မချင်းတကယ်တမ်းတက်ရမယ်တကယ်တမ်းအောင်မှာပါလေတရားရမယ်တရားအောင်မှာတရားရမယ်အဲကြောင့်မှတ်ထားပါအိမ်ထောင်ရေးမှာပြဿနာဆိုတာအမြင့်နဲ့ရှိတယ်အဲ့ဒီပြဿနာကိုမဖြေရှင်းမဲနဲ့ကြော်သွားလို့ပါလေမရဘူးအဲ့ဒီအိမ်ထောင်ရေးကိုဖြေရှင်းဖို့ရတဲ့လေမယားကွဲရအောင်ပြောတာအဖြေမဟုတ်ဘူးတေးအောင်မှတ်ထားတော့ချက်လားပြဿနာရှိလားရှိတယ်မဆိုရင်ပါလေဘုရားသခင်မချင်တော့စိတ်ချမှုဘယ်လောက်ထိကောင်းလဲဆိုတာဒီမှာသူတို့တယောက်ကဘုရားသခင်အကြံစီနဲ့အိမ်ထောင်ပါလေနေရတယ်အခုမှအရင်တပေါ်တိရှုစမှာရှိတယ်မလဲစီရပဲလက်တာမထပ်ပြီးပဲခဏလေးဥပမာတော့ပြလို့ရတယ်ခန်းကြရစီရလို့မတော်တယ်ကမနေနဲ့အခုခိုင်းတဲ့ကတော့မကဘူးအခုသူတို့နေရကဘုရားသခင်ရဲ့အလိုတော်နဲ့သူတို့စပြီးမှပါလေစရှောက်လာတော့မယ်ဟုတ်လားဘယ်သူနဲ့စလဲဘုရားနဲ့စတယ်နော်ဟုတ်ပြီလားအဲ့တော့သူတို့အိမ်ထောင်ရဲ့အရှင်သခင်မယူလဲဘုရားအဲ့တော့သူတို့အိမ်ထောင်ကိုဘုရားသခင်ကဘုရားရဲ့လုပ်ငန်းကိုလုပ်ဖို့ဘုရားသခင်တောင်းပန်ပါလေအနေလိုက်ပြီသူတို့ကိုအလုပ်လုပ်ဖို့တောင်းပန်အနေလိုက်ပြီတောင်းပန်အနေလိုက်ပြီဆိုသူတို့ဘာလုပ်ရတော့မလဲအလုပ်လုပ်ရတော့မယ်အလုပ်လုပ်ရမယ်ဆိုတော့အခက်အခဲတွေဘာဖြစ်လဲရှိလာနိုင်တယ်ရှိလာနိုင်တော့အဲ့ဒီအခက်အခဲဘယ်သူပြောပြရမလဲဘုရားသခင်ကိုဘုရားသခင်မလုပ်မလဲကူညီပေးမယ်မင်းတို့ကတော့စူးစမ်းရမယ်နားလေလားအဖြစ်နားလေ principle ဆိုတော့သူရဲ့နီလာငါအဲ့လိုပဲသွားတာအဲ့လိုမဟုတ်ဘူးနဲ့တခြားနေရာပေါ်လို့မရဘူးကဲရှောင်းမလို့
မှာတစ်ခုပြောအောင်မယ်ဒါလည်းအရေးကြီးတယ်အိမ်ထောင်မှာယောက်ျားကခေါင်းဆောင်ပဲအိမ်ထောင်မှာယောက်ျားကပါလေခေါင်းဆောင်အိမ်ထောင်မှာယောက်ျားကပါလေခေါင်းဆောင်မှတ်ထားတော့ရတာမိန်းမခေါင်းဆောင်ဟုတ်လားဘုရားသခင်ကမိန်းမခေါင်းဆောင်လို့ပြောတာတော်ဘူး မိန်းမကိုကြတော့ယောက်ျားကိုဘာလုပ်ပါလဲထောက်ပတ်မှာဒါပေမဲ့ယောက်ျားကအတုံးမချတော့မိန်းမခေါင်းဆောင်ပါလေလောက်ရတယ်ဒါပေမဲ့မိန်းမကိုဖျားနေခေါင်းဆောင်ခတ်လားနားလေတယ်နော်မိန်းမကိုဖျားနေခေါင်းဆောင်ခတ်လားယောက်ျားကအတုံးမချလို့ဘိန်းစားတခိုးဂျပိုးရှောက်သွားနေတော့ဒီကလူကိုကျွေးဖို့မိန်းမကပါလေခေါင်းဆောင်နေနဲ့လောက်ရတယ်ဘုရားသခင်ကခေါင်းဆောင်သူခတ်လားခါပါဘူး မခံမတပဲသူခေါင်းဆောင်တာဝန်ဘာလို့လဲယူရီအဲ့လိုပဲဘုရားသခင်ကမိန်းမ2ယောက်3ယောက်ယူလို့မပြောဘူးမိန်းမ1ယောက်ယောက်ျား1ယောက်ပဲယူခိုင်းတာလူတွေသစ္စာမရှိလို့လူတွေကလားယူနေကြတာနားလေလားဆိုတော့မထားပါဒါကြောင့်မလို့ဒီမှာကျွန်တော်တခုပြောမယ် man is the leader the woman was taken from the man မိန်းမကယောက်ျားရဲ့ကိုယ်ထဲကနေယူထားတယ်စံစာမှာလည်းပြောဆိုအထောက်အမယောက်ျားကိုကူညီပေးဖို့ဖြစ်တယ်ဒါကြောင့်အိမ်ထောင်ထဲမှာယောက်ျားကခေါင်းဆောင်ဖြစ်တဲ့မိန်းမယောက်ျားစကားကိုပါလေနားထောင်ပါယောက်ျားမိန်းမကိုချစ်ပါအဲ့ဒါ principle အဲ့ဒါတစ်ခုပဲအိမ်ထောင်မှာတာယာချစ်နေဆိုရင်သိအောင်မှတ်ထားယောက်ျားမိန်းမကိုချစ်ပါမပါနော်ယောက်ျားပါလေမိန်းမကိုချစ်ပါမိန်းမယောက်ျားစကားကိုနားထောင်ပါအင်္ဂလိပ်လိုဆိုပါဆိုhusband love your wife submit to your husband submit ဆိုတာเนาะဒီလို submit လို့ခေါ်တယ် submission ဆိုတော့ကိုပါလေအနံဘယ်တော့မှအဲ့ဒီအိမ်ထောင်ပြဿနာမရှိဘူးယောက်ျားကမိန်းမကိုချစ်တယ်ချစ်တဲ့မိန်းမကလည်းအေးယောက်ျားကြီးအဆင်မပြေဘူးလားယောက်ျားကမိန်းမကိုမချစ်တော့ဘူးဆိုမိန်းမကဟာဘယ်လိုလဲတခုမြဆိုစကားပါလေစများပြီဤစားမှလည်းအဲ့လိုပဲဟုတ်ပြီနော်ဒါတွေကိုမသိတဲ့ခါကျတော့အိမ်ထောင်မိသားစုထဲမှာဘာဖြစ်လဲဒုက္ခရောက်တယ်ကုန်ဒုက္ခရောက်တော့ကတော့အရေးမကြီးပါဘူးအတင်းတော့ဒုက္ခရောက်ဘုရားသခင်တိတ်ခါကြတယ်ဘုရားသခင်နာမည်ပါလေပြည့်တယ်မင်းကပြောတော့ hallelujah praise God ဘုရားသခင်တာသမီဖြစ်တယ်လည်းကားရှော့ပြောနေဘာမှတက်တာမှာတက်တယ်လည်းမရှိပုံတက်တယ်လည်းမရှိဟုတ်လားမဟုတ်လားဆိုတော့ဒီဟာတွေကိုငါတို့ဖြတ်တန်းခဲ့ပြီငါတို့အဖေအမေတွေမသိလို့ငါတို့ဖြတ်တန်းခဲ့ဒီမှာဒီပါလေရဘာဖြစ်လဲရဟဲ့ဒီမှာရအောင်ပြောရဒီမှာရအောင်ဟဲ့ဒီမှာရလိုက်အောင်ပြောဟဲ့ဒီမှာရလိုက်အောင်အေးငါတို့မျိုးဆက်အနာဂတ်အတွက်ပြောပါငါတို့မျိုးဆက်အနာဂတ်အတွက်ငါတို့အတိပြင်စမယ်ငါတို့အပြည့်စုံဒါပဲအာမင်ဟုတ်လားငါတို့ကအတိကိုပါလေငါတို့ပြင်စမယ်ဒီဟာတွေကိုမယူသွားဘူးထားခဲ့လိုက်ဒုက္ခရောက်ပါစေငါတို့ပဲရောက်မယ်ငါတို့သာသမီဒုက္ခပါလေမရောက်ခိုင်းတော့ပြီလေငါတို့ဒုက္ခရောက်ခဲ့တော့ပြီမဟုတ်လားသူများဆွေမျိုးသားမှာအဆက်ကွဲခဲ့ရတာဒီသူများတွေကိုပါလေနင်ခဲ့တာဒီဟုတ်ပြီလားမြေကြီးချခဲ့တော့ပြီလေလို့ဆိုရပြီကဲဟုတ်ပြီနောက်တစ်ခုတော့ပြအောင်မယ်မင်းတို့ရဲ့စိတ်မှာအဖေမေကိုမင်းတို့နားလဲအောင်လုပ်ရမယ်အဖေမေရတဲ့မင်းတို့ရဲ့စိတ်လုံးကိုနားလဲအောင်လုပ်ရမယ်ဘယ်လိုနဲ့နားလဲအောင်လုပ်ရမလဲဆိုရင်ဟိုဆရာဒီဒီနေရတဲ့ခါမှာတော့ထည့်ပေးလိုက်ပြီတဲ့လားအဲ့တော့အဖေကတာသမီတွေကိုချစ်ရမယ်တာသမီတွေကအဖေကိုချစ်ရမယ်အဲ့ဒီချစ်တဲ့စိတ်မရှိဘဲနဲ့တော့ဘယ်လိုမှနားမလဲဘူးနားလေတယ်ဆိုတာလည်းကပြောတာနားလေဆိုခဏလေးပဲအဲ့ဒီချစ်တဲ့စိတ်ရှိမှနားလေမှုကိုပြီးဆောက်လို့ရတာနည်းနည်းလေးစိတ်ဝင်စားမှုမရှိဘူးချစ်တဲ့စိတ်မရှိဘဲနဲ့အဲ့ဒီနားလေမှုကဒီဆောက်တယ်ပြရှင်ငါအဲ့တော့အဲ့ဒီမှာဆရာပြောပြမယ်အဲ့ဒီမှာတီဆောက်လို့ရတဲ့နီလန်တစ်ခုရှိတယ်အဲ့ဒါကအဘရှလုံနော်အဘရှလုံကိစ္စတစ်ခုဖြစ်တယ်အဲ့တော့သူများကိုစောစီစီခုနကလေးအဲ့လိုမျိုးဖြစ်ချင်နေဆိုရင်ဆရာဒီမှာခုတော့ပြောပြလိုက်မယ်အခုတမန်ရာဇဝင်ဒုတိယစာဆောင်15နှစ်6ကိုဖတ်ပါတရားနော်တရားမြန်ဖတ်လိုက်အဲ့ဒါကတရားဘယ်လိုလဲဆိုရင်မိုက်တစ်ခုယူပြီးဖတ်တရားဘာလဲဆိုဘယ်လိုလဲလူတွေရဲ့နှလုံးသားကိုခိုးယူမလဲဘယ်လိုလဲသူတို့ရဲ့နှလုံးသားကိုရအောင်ယူမလဲဆိုတဲ့လေးဝက်ချက်စစချင်းမှာပဲရှိတယ်နော်အပေမှာမရှိဘူးအပေမှာလည်းသူတွေရှော့ပြောတာနော်အဲ့တော့ဓမ္မရာဆိုရင်ဒုတိယစာဆောင်အခန်းကြီး15အငယ်1 6အဲ့တော့ကနေ6အဘရှလုံဒီစောစောထား၍တကားဝါမှာရပ်နေတဲ့ဤအမှုရှိတော်သူဒီစီရင်တော်မူခြင်းကိုခံအံ့တော်ငါရှင်ဘုရင်ချံတို့လာတော့အခါအဘရှလုံကအင်းဒီအပေပြုသားဖြစ်သည်ဟုမေးရင်ထိုသူကကိုရောကျွန်းဒီဤမီတော်ဣတိလာအမျိုးတော်သားဖြစ်ပါ၏ကိုရှောက်တော်အဘရှလုံကတဲ့အမှုဒီဟုတ်မှရောက်ပတ်ပေ၏
သို့တော်လည်းတရားမှုကိုရှင်ဘုရင်မာစာရဲ့အပေသူမြနာမထောင်ဟုပြောဆိုတတ်၏တစ်ဖက်တော့ငါဒီဤပြည်၌တရားစင်တော်မင်းဖြစ်ပါစေတော့တို့ဖြစ်တဲ့တရားမှုရှိသောအမှုသည်အမှုတွေအပေါင်းတို့သည်ငါထံသို့လာ၍ငါသည်တရားတစ်ဖြစ်စီရင်မည်ဟုဆိုတတ်၏လူတို့တယောက်သည်ယိုသေးစွာပြု၍ချစ်ကပ်သောအခါဘရှလုံကြီးလက်ကိုဆက်၍ထိုသူကိုကိုင်တဲ့နန်းလက်ရှိ၏တို့ချို့တို့စီရင်တော်မူခြင်းကိုခံအံ့သောငါရှင်ဘုရင်ထံတော်သို့လာတော့ဣတေလအမျိုးသားအပေါင်းတို့အားအဘရှလုံပြု၍သူတို့စိတ်နှလုံးကိုခိုးလေ၏သူတို့အပေါင်းတို့ဤစိတ်နှလုံးကိုပါလေခိုးလေ၏အဲ့ဒီလူမျိုးတွေအားလုံးရဲ့စိတ်နှလုံးကိုသူပါလို့လေခိုးတယ်နော်ဒါကပါလေဆိုဒီမှာ Absalom knew how to win the human heart လူတယောက်ရဲ့နှလုံးသားကိုဘယ်လိုရအောင်ယူရမလဲဆိုတော့ကျမ်းစာထဲမှာတက်တည်အများကြီးရှိတယ်ဒါကြောင့်ကျမ်းစာဖတ်ပါဆိုတာအဲ့ဒါပြောတာအဲ့ဘယ်လိုလုပ်လဲဆိုဒီကမနေ့ကိုအစိုးရထားတယ်ထားပြီးမှမြို့တကားနားမှာတွားတယ်မြို့တကားနားမှာတွားတော့ပြဿနာရှိတဲ့လူအခက်အခဲရှိတဲ့လူကိုဒီတာဝိမင်းကြီးစီကိုလာဖို့လာတဲ့ခါမှာသူကထားပြီးမှနှုတ်ဆက်ပြီးမှမေးတယ်ဘယ်လိုဘေးကလာလဲနော်ဘယ်လိုဘေးကိုတွားမလို့လဲဆိုတော့ဒီမှာသူများရဲ့နှလုံးသားကိုပထမဆုံးလိုချင်တယ်ဆိုရင်ဘာလို့ရမလဲဆိုရင်ဒီသူများရဲ့နှလုံးသားကိုနားထောင်ရမယ်ဟုတ်ပြီလားသူများရဲ့နှလုံးသားကိုလိုချင်သူများစကားတန်ကိုနားထောင်မှာအဘရှလုံကအစိုးရချပြီးမှသူများပြောတော့နားထောင်ပြီးရင်သူကဘာပြောလဲဆိုသူများပြောတာကိုနားထောင်ပြီးရင်ဆရာဝန်ကဘာလုပ်နေလဲနားထောင်နေနော် Absalom sat at the city gate and listened to what he was on the hearts of the men of Israel ဆိုတော့ဒီမှာ Absalom ကအစိုးရထားပြီးမှအဲ့ဒီလူတွေမှာအခက်အခဲရှိတယ်ဆိုသူနားထောင်တယ်ဒါကြောင့်အခုကလည်းလူတော်တော်များများဖြစ်စီမှုတွေအများရှိတဲ့ကကိုယ်စီကရင်ဖွင့်တဲ့စကားတန်ကိုနားထောင်ပေးမဲ့လူကပါလေကိုရှားတယ်တခါနားထောင်ပြီးဆိုတော့တစ်ခါကျရင်သူ့ကိုပဲပါလေတွားပြောချင်တယ်တရားသူ့ကိုပဲတရားတယ်ဟာငါပြောပြချင်လိုက်တာမရဘူးလားရင်ဖွင့်ချင်တယ်လူလေအခုအဘရှလုံကသူများကိုအချိန်ပေးတယ်ဗါလဲအချိန်ပေးတယ်သူများကိုနားထောင်ပေးတယ်ဒါက principle ပဲဟုတ်ပြီနော်မထာမသူများဒီကောင်မလေးအရင်ချောရဲသူ့ကိုကျွန်တော်အဲ့ဒါပြောတော့ရှော့တော့မလုပ်နဲ့တော့ငါအဲ့ဒါတင်ပေးတာတော့မဟုတ်ဘူးဟုတ်ပြီလားဒါပေမဲ့ဥပမာပြောတာလေနော်အဲ့ဆိုရင်တော့သူ့ကိုဗါလဲကိုကအချိန်ပေးမယ်သူ့ရဲ့စကားတန်ကိုဗါလဲနားထောင်ပေးမယ်ဟုတ်ပြီစပီတော့မယ်ပြီးဘာလို့မလဲဆိုရင်talk with your child in open heart to heart communication ဆိုတော့ဘာလဲဆိုရင်ပြောပြီးသွားပြီဆိုရင်သူနဲ့ပြောပြီးကိုနဲ့ပြန်ပြီးကိုလည်းလာတယ်ဗါလဲပြန်ပြောမယ်ပြောပြီးတဲ့တဲ့ open heart communication တဲ့တဲ့အဲ့လိုပြောကြတယ် open လေးပါလေပြောကြတဲ့ခါကျတော့ခုနစိတ်ထဲမှာဖြစ်စီမှုရှိတဲ့လူတွေအခက်အခဲရှိတဲ့လူတွေကစိတ်ထဲမှာအဲ့ဆိုစိတ်ထဲမှာတက်တာရတော့တယ်100 more ဘောလားအဲ့ဒီလိုကတော့ confidential လို့ခေါ်တယ်အဲ့ confidential ဆိုတော့ကိုယ့်ရဲ့ limit ချက်တွေသူ့ကိုပြောတဲ့အခါကိုယ်ကလည်းပါလေစိတ်ချတယ်ဒီတယောက်ကနောက်တစ်ခါလဲငါသူ့ပြောပြလို့ပါလေရတယ်စိတ်ထဲမှာပါလေစိတ်ချတော့ကိုယ်ယုံကြည်သွားတယ်ဟုတ်ပြီလားအဲ့ဒါဘယ်နဲ့စားလဲဆိုအချိန်ပေးတာရဲ့သူပြောတဲ့စကားကိုပါလေနားထောင်တဲ့နေရာနဲ့စားနော်ဟုတ်ပြီနောက်တစ်ခုကပါလေဆိုရင် praise your child ဆိုတော့သူကပါလေဆိုဒါကတာသမီးတွေကိုဘလို့ဟိုနော်အဖနာမိတာကမိကိုနော်အပါလေထားလာစအဘကိုမုန်းနေစတဲ့မှာမချစ်ဘူးစတဲ့မှာအဲ့တော့ဒါမျိုးနီလန်းကအဲ့ဒါပဲမင်းသားကိုပြန်လို့ချင်တယ်ဆိုရင်ချစ်တယ်မင်းသားကိုအချိန်ပေးပါသူပြောတော့ကိုနားထောင်ပါနားထောင်ရနင့်သားပြောတဲ့စကားတွေကိုနင့်နားထောင်ရနင့်နဲ့သူလည်းကောင်းကောင်းမွန်မွန်ပြောပါပြောရင်နင့်သားကသူစီမှာကောင်းတဲ့အချက်တွေကိုတွေ့တယ်ဆိုရင်သူ့ကိုချီးကျူးပေးရမယ်နော်သူ့ကိုငါဇာနိုအခုကြမှာအဲ့တော့အဘရှလုံကသူတို့ပြောတာအခက်ခဲတွေပြောပြတဲ့အခါအဘရှလုံကပြောလို့ဆိုရင်တဲ့ငါစီမှာတဲ့ဘယင်အာနာလိုမျိုးအခွင့်ရှိကြည်စားပါလေငါမင်းတို့ကိုကူညီမယ်တဲ့သူတို့အခုနဲ့မျောလင်းချက်ပေးလိုက်တာနားလေလားသူများဘောကိုမျောလင်းချက်တွေပေးထားတာနားလေလားအဲ့လိုမျောလင်းချက်တွေပေးတဲ့အခါဟိုလူတွေကစိတ်ထဲမှာစိတ်ချမ်းသာတယ်စိတ်ချမ်းသာပြီးမှအနာသီမတွေကကြိုးပေါ့အဲ့လိုကွန်ဂျီဇမဇိုးပေါ့ဟာလာအမှန်တော့ပြီငါတို့တိုင်ပြီးတာမှန်တော့ပြီဟာငါကိုလည်းအချမ်းနဲ့ပေးငါကိုလည်းအချိန်ပေးပြီးနားထောင်တယ်ငါကိုလည်းနားလေတယ်အဲ့တော့ငါပြောတဲ့စကားတန်ကိုနားထောင်တဲ့ပြင်ငါ့ကိုပြန်ပြီးမှသူကပါလေပြန်နေပြီးအပေးတယ်ဘေးငါစိတ်ချလက်ချသူ့ကိုငါပြောလို့ရအလားသူငါကောင်းတဲ့ဟာလည်းသူကငါ့ကိုချီးကျူးလိုက်သေးတယ်ဆိုသူသိနေပါလေချင်းတက်တော့ဒါကျွန်တော်တို့ဒါကပေါ့ cheer နော်
နော်ကလေးတွေပြောတယ်ဟဲ့ငါအရင်တော်တယ်လို့ကလေးတွေပါလေပြောတော့တယ်နောက်ဆုံးတစ်ချက်ကပါလေအဘရှလုံမှာအဲ့လိုလုပ်တဲ့ခါမှာလက်ကိုပါလေပြီးသူတို့လက်ကိုပြီးတဲ့ခါဘာလုပ်ရလဲနန်းနေ touch နော် touching ဒီကြည့်ရနော်မင်းကြီးစားထားဘူးလေဆိုတော့မိမကိုမိမလည်း sorry ကြီးစားကိုဖက်တဲ့ခါမှာနော်ကြီးစားကိုဖက်တဲ့ခါနာဘူးစိတ်နဲ့ဖက်တယ်ဆိုတော့လေနာဘူး touch ဟုတ်တယ်မလားအရေးပြတဲ့ပတ်သက်ပြီးမှကောင်းကောင်းစားကြည့်ငါတို့ရဲ့အရေးပြက sense ကအရင်ကောင်းတာနာဘူးစိတ်နဲ့ထိရင်နာဘူးစိတ်ချင်းထားတာအဲ့တော့ချစ်တဲ့စိတ်နဲ့ကလေးလေးတွေကိုလေအနာအခက်သားမှာလို့လုပ်လိုက်ရင်သူကမှလည်းချစ်ချစ်ပြတောင်းသူပါလေခံစားရတယ်တော်မဟုတ်လို့ဒီလိုဘေးနားမှာလာကြတယ်မှာခီးလုံးလိုက်သူကချစ်ချစ်သူရဲ့အရေးပြကလေချစ်ဆိုသူ့ကိုပါလေညှိပေးတာသူပါလေခံစားရအဲ့ touching အရင်ရေးကြည့်တယ်တော့ကြောင့်မလို့ကိုယ့်ရဲ့ကလေးလေးတွေကိုလေအလကားဒါကြောင့်လေအခုမသိချင်တာလည်းရပေါ်လာတာနော်ငယ်ဆယ် condition နဲ့ကိုယ်နဲ့ဆယ်လေးဆိုတခြားယောက်ျားလေးနာမှာတော့မထိုင်ခိုင်းနဲ့ထိလည်းမထိခိုင်းနဲ့ကိုယ်လည်းသူများမထိနဲ့သူများလည်းကိုယ်ကလေးကိုလည်းမထိခိုင်းနဲ့နားလေလား touching အရင်ကဖြစ်တာလေမကြည့်အခုဒီမှာဆိုလည်းပါလို့ဆို touching လားခိုင်းလာတယ်အနာဟောပြောတာနဲ့လေလာခဲ့အနာဆမ်းမအဲ့ဒါမတူဘူးတော့ဘာလဲဒါကဘာလဲကဝမ်ဆိုတဲ့ဘာပါလဲနော်ဟုတ်ပြီလားအဲ့တော့ဒီလိုခွာလို့လည်းဒီလိုတော့တူလားမတူဘူးဆိုတော့ဒီမှာကြည့်ဒီဟာပဲအနာအဘာသာနော်ခက်တာမှာအမေလို့ပြောပြီးဖက်လိုက်ပါလေအမေမေးပေါ်ကြမယ်ကိုလည်းပါလေမေးပေါ့မတူဘူးအမေလို့ပြောတဲ့ဟာလေအမေပြောတယ်တူလားတူဘူး touching အဲ့လိုလုပ်ပြီးတာနဲ့အဘရှလုံကသူ့ရဲ့ပါလေနှလုံးသားအလုံးကိုသူရသွားတယ် The Bible say so Absalom stole the heart of the men of Israel နားလည်လားဆိုတော့အဲ့ဒါကပါလေဆိုရင်လူတယောက်ရဲ့နှလုံးသားကိုဘယ်လိုပြန်ရအောင်လုပ်မလဲဆိုတော့ဒါကလေးဝချက်နီးလမ်းပဲတော့ပေါ်နော် Okay ဒါခုနကတော့ကျွန်တော်တခါပြောပြီးဒါကဘာလဲတမန်ကျမ်းစာထဲမှာလေအပြိုစင်ဘဝကိုနေထိုင်ရမယ်ဆိုတဲ့ဟာကအချိန်ပေါင်း55ချိန်ရေးထားတယ်ဆိုတော့ပြောတာနော်အဲ့တော့ဒီမှာဘုရားသခင်ရဲ့အဓိကရည်ချက်ကပါလေဆိုရင်ဒီမှာ unmarried young men and women have a natural God-given desire to have a life companion, something I believe God put there when He took out of Adam the rib. All men, if they are honest from that point for the area searching for their rib. So the Mahadaga Patrole so my name is something that a few look at it, a poly lotion as Suraga, the piano can take out the Sanda Chapari. Basically, go take a Nayo you got away, go in Nayo Shimbo, and I was shot in the say she is Suraga. Piano take a bit of today. I had a man in my home. No. My man, Nayo, my between Nayo, you tell him to so Laisha. You're telling Nana, you got to do this, Laisha, I put them home. No? Mamma Gama, you eat that, shopping Mahoma will let him when I shot 20 and have a pet. No? How be Dima? Below you, my last sound engine or below Puyamre, so no, the much of Puyame. A chance of Lipaya and Malaki Kanchi lay, Kangi charm. Malaki Kanchi lay, Kangi. Not put the yam, not Tabi, not put the yam, Joe no Jala. Pali. လာရဲ့တင်တို့ဤပြည်ကိုချိန်ချင်းပေးတဲ့ဉာဏ်တော်ထမြေကြောင့်ဒုပရောဖက်တိသားတို့နဲ့အဘတို့ကတို့ဒီသားတို့ကသေသေးစေဒီဘုံမိတ်တော်မူ၏ဟုတ်ပြီရပြီအဲ့မှာဆိုပြီးတော့ပြီလေငါဒီလာ၍တင်တို့ပြည်ကိုချိန်ပေးနှင့်ဓမ္မခတ်မိအကြောင်း prophet ဒီသားတို့နဲ့အဘတို့ကို၎င်းအဘနဲ့သားတို့အတိတ်ဖြစ်စေလို့မိန့်တော်မူ၏အိမ်ထောင်မိသားစုထဲမှာဖယားတခင်ရဲ့အမျက်တော်တာမရောက်စေဖို့ရတဲ့ဒါနိုင်ငံနဲ့ချီပြီးပြောတာချက်တော့နိုင်ငံအခုကျွန်တော်ပြောတာကအိမ်ထောင်မိသားစုထဲမှာအဖေနဲ့သားသမီးအိမ်ထောင်မိသားပြဿနာမရှိဖို့ရတဲ့အဖေနဲ့သားကအတင်းတင်းရှိရမယ်အင်္ဂလိပ်ကျမ်းစာမှာတော့အရင်ကောင်းတယ်ဘယ်လိုတန်းလို့turn the heart of the fathers to the children and the heart of the children to the fathers အဖေရဲ့နှလုံးက
တာဖက်ကိုလဲပြီးမှတာရဲ့နှလုံးသားကလည်းအဖေဖက်ကိုလဲမယ်တယောက်နဲ့တယောက်ချစ်ကြမယ်ကိုချင်းစာကြမယ်နားလည်ကြမယ်မင်းရဲ့အိမ်ထောင်ကိုပြောတဲ့ခင်တန်ခတ်ဘူးဆိုတော့အဲ့ဒီမျိုးအိမ်ထောင်နော်အဲ့ဒီမျိုးအိမ်ထောင်ကအရေးကြီးတယ်ဆိုတော့ဒီမှာရှိမယ်ဟုတ်ပြီဒီမှာနော်အိမ်ထောင်ပြုတ်တဲ့ဟာကိုပြောမယ်နော်ဒီအိမ်ထောင်ပိတ်သားစုယုံကြည်သူဟုတ်ပြီလားဒီတယောက်ကအတင်းတော်ဘာလို့လဲအတင်းတော်ရဲ့တင်းအုပ်စီယာအတင်းတော်တစ်ခုမှပါဝင်နေတဲ့တင်းအုပ်စီယာဘုရားကျောင်းကသူတို့နေရာဖြစ်တယ်သူအဖေနဲ့အမေကလည်းဒီသမီးကိုချစ်တယ်သမီးကလည်းအဖေအမေကိုချစ်တယ်ဒီအိမ်မှာလည်းအဲ့လိုပဲဒီအိမ်မှာလည်းအတင်းတော်နောက်တစ်ခုပေါ့ဟုတ်ပြီလားအတင်းတော်တစ်ပါးကမဟုတ်လေအတင်းတော်တစ်ခုတည်းရပဲဖြစ်ပါစေတင်းအုပ်စီယာရှိတယ်အဖေအမေရှိတယ်သူတို့ချစ်တဲ့သားရှိတယ်သားကလည်းသူတို့ကိုဗါလဲချစ်တယ်နားလည်တယ်နော်အဲ့တော့ဒီမှာတာသမီးတို့တခင်ဖျားရဲ့အလိုလိုညီမိဘစကားကိုနားထောင်ကြတော့မိဘစကားကိုနားထောင်ချင်မူရီတရားတော်မူဖြစ်တယ်ဆိုတော့ဒီအေးဖဲစကားကိုလည်းဒီမှာရေးထားတဲ့အခါသူတို့ကလည်းအဖေအမေကိုချစ်တယ်နားလည်လားတာဒီအိမ်ထောင်ကောင်းလားကောင်းတယ်နော်အဲ့တော့အဲ့လိုမျိုးကောင်းတဲ့ဒီဖက်အိမ်ထောင်ကသမီးနဲ့ဒီဖက်အိမ်ထောင်ကသားကတည်းကကြတော့ဖျားเจ้าမှာကဲ့မှာတွေ့ရောမဟုတ်လေဖျားเจ้าမှာပေါ့ဆရာယေရှုတို့လိုလောက်တယ်အဲ့တော့တွေ့ရတဲ့တယောက်ပါဖြစ်ကြတယ်ဆိုရင်မရှိဘာလဲဘာလို့ကြောင့်ခံချင်းနဲ့ခိုင်းနေဆက်လီကလိုမျိုးချစ်ကြိုက်သွားကြတယ်အိမ်ထောင်ပြုတ်ဖို့အတွက်ဖြစ်တာနော်အိမ်ထောင်ပြုတ်ဖို့ဖြစ်လာတဲ့ခါမှာကဘာလို့ကြောင့်ခံချင်းနဲ့ခိုင်းနေဆက်လီတယောက်ဖတ်မယ်ရှင်မတဲ့ခံချင်းစပို့ခိုင်းနေငါ့ကိုတယောက်ဖတ်မယ်ကျွန်တော်မဆောင်နဲ့တော့ဖတ်မယ်ဆိုရင်တွေးရတဲ့လူဖတ်မယ်နော်ကိုအကြောင်းယောက်ျားတွေကိုမိဘကိုဆွ၍ကိုခင်ဘောနိုင်မြင်ဝဲတဲ့ထိုသူတို့ဒီသားတကူလည်းဖြစ်ရလိမ့်မယ်ဟုတ်ပြီထိုအကြောင်းကိုခင်ဘွန်းဒီယောက်ျားဒီကိုမိဘကိုဆွ၍ဟလားကိုခင်ဘွန်းနဲ့မိဝဲတဲ့ဖြင့်သားတကူလည်းပါလေဖြစ်ရလိမ့်မည်ဟိုဟာကိုပြန်ကြည့်မယ်မဿဲ19:5ထိုအကြောင်းကြောင့်ယောက်ျားသည်ကိုမိဘကိုဆွေး၍ကိုခင်ဘိုး၌ညီဝဲသည်ဖြစ်ထိုတို့နှစ်ယောက်တို့သည်သားတို့လည်းဖြစ်ကြလိမ့်မယ်ဟုတ်ပြီအဲ့ဒါကဘာဦးချမ်းမှာလည်းပါတယ်ရှမသိမာကယေရှုပြောတာဟိုမှာကျတော့ဘုရားသခင်ပြောတာဟုတ်ပြီနော်အဲ့လိုအိမ်ထောင်နှစ်ယောက်ကြိုက်သွားပြီအခုတော့ခုနအရှင်ကဘာဖြစ်လဲဆုမွန်လာပါလဲနမီမလေးကကွာမယ်ရီနဲ့ယေရှုကဘာလဲအခုဒီမှာပဲလေကြိုက်လာပြီလေတယောက်နဲ့တယောက်ကြိုက်လာပြီဆိုတော့မကြခင်မလုပ်တော့မလဲမင်္ဂလာဆောင်တော့မယ်ဟုတ်လားမင်္ဂလာဆောင်ပါမလေးမလဲဘယ်သူအိမ်မလဲဘယ်လိုပြင်မရောမလဲဒါမှဒီမှာမို့လို့တော်တယ်မြန်မာဆုံးမလို့နေယောက်ကtwo shall be one flesh နေယောက်မဟုတ်တယောက်တည်းပြီးတော့ဆိုဒီလိုဖြစ်တော့မဟုတ်လားဟုတ်လားဟုတ်ပါတယ်ဆိုတော့ဒီမှာအရေးကြီးတာအိမ်ထောင်တစ်ခုတည်းတည်းရပြောပြမယ်ဒီမှာကျွန်တော်အဲ့ဒါအရေးကြီးတယ်ငါတို့ကအဲ့ဒီစကားကိုနားမထောင်ဘူးမလိုက်ရှော့လို့အိမ်မှာပြဿနာဖြစ်တာနော်ဒီမှာကြည့်ခုနပုံစံတိုင်းပဲဒီမှာယေရှုတို့အိမ်ထောင်မိသားစုရှိတယ်သူ့အဖေသူ့အမေဟုတ်ပြီနော်ဒီတော့ကမေရီတို့အိမ်ထောင်မိသားစုရှိတယ်သူတို့ညကဒီမှာမင်္ဂလာဆောင်ပြီးမှစနေနေ့လည်းကောက်လေးလုပ်ပြီးတော့မင်္ဂလာဆောင်ပြီးမှကိုရင်လာဆိုပြီးမှရှော့တော်လို့မဖြစ်ဘူးအဲ့ဒီမှာသူတို့ကဘာလဲဆိုရင်ယေရှုကသူ့အမေအိမ်ကိုခေါ်လာတာသူ့အဖေကိုဒီမှာပြီးမှဆိုတော့အဖေမေကိုခေါ်တော့မလားအဲ့လိုပဲဖြစ်မှာနော်ဖေမေကခေါ်တော့စမ်းစာသေးမှာဖေမေအိမ်ကိုခေါ်တော့ဘယ်လိုပြောလားပြောဘူးမပြောဘူးငါတို့အဲ့ဒါလေခရိယန်တွေကအဲ့ဒီလောက်အချိန်ခါတော့မလိုက်တော့ဘူးအမေအိမ်မှာခေါ်တော့တယ်အဖေအိမ်မှာခေါ်တော့လားခေါ်တော့တယ်ယောက်ျားကဟိုဒေးဗစ်ရှိတော့ရောဒေးဗစ်ကျနာငါပဲအဲ့တော့ဒီမှာကြည့်အလုပ်ကမလုပ်တာပညာကမရှိပတ်စံလည်းမရှိနာဘူးထားဒီများသမီးကိုယူဟုတ်လားယောက်ျားတော်ဝင်မချေဘယ်အိမ်ကိုခေါ်တော့လဲအဖေအိမ်ကိုကျွန်တော်တကယ်ချင်းရှိတယ်ဟုတ်ပြင်လဲပါ
에레 메네 저런 게 친구가 돌아 그 따고 메네로 고 누고 요미마 메마 주노 나 인코 때나라 나 메마 베 또ဖေ가 돌아 아야 마이르노 아야 더 저래 아니 미하미 짜이마 바래 고 누고 고 요미마 메마 주 거고 바래 샤쥐로 돌아 나 인코 때나이 바래 나 메마 들어ဟုတ်လားမဟုတ်လားကျန်းစာမှာလည်းအဲ့လိုပဲပြောတယ်ဗါလဲအခုကသူလည်းဆိုအဲ့ဒီစီကံကိုမလိုက်နိုင်ဘူးတကယ်ဆိုရင်ဒီမှာဒီဟာကိုအစပြောတယ်အဲ့တော့သူကကြိုက်တော့ခေါ်တာအလောက်ကမရှိဘာမှမတအခုမြန်မာပြည်ရဲ့အခြေအနေကဒီလိုငငယ်လေးတွေကြောင်းထားတယ်မင်းတို့ထဲမှာလည်းတချို့လည်းပါနော်ငငယ်လေးတွေကြောင်းထားတဲ့ငငယ်တန်းဆယ်နာပြီးတဲ့တက်လို့ကြောင်းတက်လို့ကြောင်းမှရှိစားထားရလာရင်မိမကိုခိုးပြီးတော့အိမ်မှာခေါ်ထားအိမ်မှာရောက်တော့ကကျတော့ဘိုက်ကြီးတော့ချားကလည်းတက်လို့ကြောင်းတက်တယ်ဘာမှလည်းမလုပ်တတ်မိမပိုက်ရှိပြီးကလေးမွေးလာအဖွားအဖိုးလို့တဲ့လူကအဖေမေလို့တဲ့လူကအဖွားဗာလေကလေးကိုလည်းသမီးချွေးရကျောင်းကဆက်ထားပေးအောင်လေချွေးမကိုလည်းအိမ်မှာခေါ်တော့တားလည်းအတော့မကြဟာရှာနေမှာမဟုတ်ဘူးလားရှာနေပြီးတော့သူများဒုက္ခပါလေပြီးနေတာမဟုတ်လားဟာဗာလေမိမကောင်လေပြဿနာကအဲ့လိုဆိုဒီမှာအခုလည်းဒီလိုပဲအိမ်ကိုခေါ်လာတယ်ခေါ်လာတော့ဒီမှာအဖေရဲ့အဖေနဲ့အမေကဒီမှာမကွန်ညာအဖေရဲ့အဖေမေကအနာမနေပြီးမှဒီနာမနေပြီးတော့သူ့အဖေနဲ့သူ့အမေနော်နေတော့တလီကုန်းအဖေဒါကဥပမာပြောတာပေါ့နော်အဲ့ရကမထညကဆောဆောအဲ့အင်တာနက်ကနေနေကုန်ပတ်စံကလည်းတုံးကလေးကလည်းသမီးမချွေးတဲ့ဟင်းကလည်းမချက်အဝလည်းမလျှော်ဆိုတော့ရောက်ခမနဲ့ရောက်တီးတူကြည့်မလားမကြည့်တော့ဆူမယ်လေဆိုတော့ဗာပြောမလဲအကိုနေအမေနဲ့အဖေကငါ့ကိုအရင်ဆဲတယ်မပြောဘူးလားပြောတော့ဒီကတည်းကမင်းကမှတစ်ချိန်လုံးဒီလိုပဲနေတာပဲပြောမှာပေါ့ငါမနေတော့ဘူးစကားများလားမဟုတ်လေစကားမင်းကအဖေငါမေမပြောနဲ့စကားမများဘူးလားများနိုင်တော့ဆုံးချဒီမိမပါလေအိမ်ပြန်လဲပြန်ကွဲသွားစရာအကြောင်းရှိတာမရှိလားရှိတယ်အဲ့လိုပဲမိမကလည်းတော့ခါကျတော့တော်ပြီကိုကြီးမင်းနဲ့မလိုက်ဘူးအဖေအမေအိမ်မှာတွားရအောင်ဆိုပြီးတော့ခေါ်လာတယ်ဆိုပါစို့ရောက်ခမနဲ့ကိုရဲ့မိမနဲ့ပေါင်ပြီးကိုကိုဘာလုပ်ပြီလဲအနိုင်ချင်းပြီးပြောပြီးဆိုပြီးကိုကလည်းမခံနိုင်တော့ပါလေစကားများပြီဟုတ်လားမဟုတ်လားဒါမျိုးတွေကိုဘုရားသခင်ကကြိုသိလို့မင်းတို့ကိုအိမ်မှာခေါ်တော့ပါလို့မပြောဘူးကိုဟုတ်ကိုပါလေမိဘကိုစွတ်ကိုခင်ဖို့နဲ့ပေါင်ဖို့ကိုနေအဲ့တော့ကျွန်တော်ဘာလုပ်ရမလဲဆိုရင်အဲ့ဒါကြောင့်မလို့ဘာလို့ရမလဲဆိုဘာမှမဆက်စမ်းနေစဟုတ်ပြီအဲ့ဒါကြောင့်ဘာလို့ရမလဲဆိုဒီမှာကအဖေနဲ့အမေမိသားစုရှိတယ်ဒီမှာလည်းအဖေနဲ့အမေမိသားစုရှိတယ်မင်းတို့နှစ်ယောက်ကြိုက်ပြီးမှယူလာတယ်လေဒီမှာလည်းမင်းတို့နှစ်ယောက်ကြိုက်ပြီးမှဗာလဲယူလာတယ်မင်းတို့နှစ်ယောက်အခုပေါင်းတော့မယ်ဒီကနေ့ဒီကပေါင်းမယ်ဒီကနေ့ဒီကိုပေါင်းမယ်ဆိုတော့ဒီမှာအခုဒီမှာမင်းတို့အိမ်မင်းတို့ဒီမှာတယောက်ရှိတယ်မင်းတို့ဒီမှာအိမ်တိမ်ဘာလို့ရမလဲဆောက်ရမယ်မြေဝယ်ရမယ်အိမ်ဆောက်ရမယ်တိုက်ခါငှားရမယ်ဘုရားသခင်ရဲ့ရည်ရွယ်ချက်ကအာဒါနဲ့အေဝါဒီမှာကြည့်နော်အာဒါနဲ့အေဝါကကဘာမြေကြီးဘုရားသခင်ရဲ့ကဘာမြေကြီးမှာအေဒီဥယျာဉ်ဆိုတာဒီလိုမျိုးအဆက်အေဒီဥယျာဉ်ဆိုတာတလောက်လေးပဲရှိတယ်အဆက်လေးတစ်ဆက်အာဒါနဲ့အေဝါကိုအိမ်ထောင်တစ်ခုအနေနဲ့ဒီမှာထားတယ်များပြားစွာမွေးဖွားကြပါမြေကြီးကိုပြည့်စီကြပါပြည့်ပြီးမှနိုင်ကြပါနော်တရိษံတွေကိုအုပ်ချုပ်ပါဆိုပြီးသူထားခဲ့တာဒီအေဒီဥယျာဉ်မှာလူတွေများလာရင်အေဒီဥယျာဉ်ပြည့်သွားပြီကိုသွားမလဲအဖေကိုထွက်တော့တဖြည်းဖြည်းနဲ့ဘုရားသခင်ရဲ့ဘုန်းတော်တန်ရှင်းခြင်းစင်ကြယ်ခြင်းနဲ့ဒီကတကားတစ်ခုလုံးကဘုရားသခင်ရဲ့အဲ့လိုပြည့်သွားမှာဒါဘုရားသခင်ရဲ့ရည်ရွယ်ချက်အဲ့ဒါကိုသိတဲ့အတွက်ဒီအထဲမှာနေတဲ့ကောင်ကိုအာဒနဲ့အေဝါကိုဒီအကြစီကြရှုံးအောင်ဒီအိမ်ထောင်ကနေကြရှုံးတော့အောင်စာတန်ဝင်လာတော့ဒီနေရာကအပြင်ကိုပါလေချက်သွားရအခုအဲ့ဒါပဲဒီနေ့ငါတို့ဘုရားသခင်ရဲ့ရည်ရွယ်ချက်ကပါလဲဆိုနားလည်တယ်ငါတို့ဘုရားသခင်အမှုတော်ထဲမှာပါဝင်နေဆိုတာကိုပြောတာဒီကမ္ဘာမြေကြီးမှာတင်တို့ရဲ့အလင်းကိုလင်းစေကြပါလို့ပြောတာလို့ဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားစေကြပါလို့ဆိုတော့ဒါကိုပြောတာအဲ့တော့မင်းအိမ်ဒီမှာအဖေနဲ့အမေဒီရွာမှာပေါ့ယုံကြည်သူတအိမ်ရှိတယ်အခုဒီမှာရောက်ခမဒီဖက်ကတအိမ်ရှိနေအိမ်မရှိသေးတယ်ဒီရွာမှာလေမင်းတို့ညအိမ်ထောင်ပြုတ်ခဲ့တော့ဘယ်နှအိမ်ရှိတော့ပြီလဲတော့အိမ်များလာလားနင်းလာလားများလာအဖေနဲ့ဘုရားသခင်ကအဲ့လိုမျိုးအကြံစီနဲ့များအောင်လုပ်တာဒါဘုရားသခင်ရှင်နားလေလားဟ
허비 나도 그 답변해. 여자로들 누가 이 맹마고 치대 소리 유명 먹으라. 맹마 거동을 해. 오피스에 이마. 아? 오피스. 앞에 맹마 거동하면라. 내가 생마 거동하면라. 고하고 말해. 애는 그 말해. 이 타운에 하면. 이런 맹고 치대 배우면 이 여자가 애는 뭐 말해? 고니만 이야라 뭐 thêm 사다 애리 여자 죽음 주네 랍베. 고치고. 뭐라? 이거가 미국 말에 뉴스하지나 이 말에 알아가 아야다 칸치나. 바마 이미야 파미야 이거 똥물이네 이거 명예가 비차래. 서로 디마 표현하면 주지. 고고 이사스가 나 좀 이렇게 이유체 타서 좀 치투이 뭐너 거기 바피스 타비네. 바피스 타비네. 또 얼른 조사야마. 네 매마 치투 걸어야 그래. 얼른 조사. 들으면 니네 이거로 두 말에. 샤타야 애들 좀 넣어두고 생애만 생산에 주례미네 이사래 말해. 뭐 다네 시 펴버려도 그. 애들 미시야 시야 예사 ပြော뭐 누베 생각에 슈모 누가 돼 kho나. 허비라. 애들 그걸로 삐들어람 살래로. 다가 그쪽으로 비벼쳐 나와서 니는 제대로 쓰네. 여자 때야가 매마 때야고 칠때 소리 두고래 따고 야매 야고 두 말에 빈세 말에 타야마 다마래 거고 칠때 소리 땅보 말에 또야 말에 칠때 벼비마 매마의 소리 좀 보내려서 보내가 알고 비고 애들 안 하고 말은 그래 이 표지 헐라 뭐라 다처럼으로 류의 여자들이 도와잖아요 그때 칠때 맹리တွေ့တဲ့ 소리 고 얼룩룩 비마 땅포 타비마 말에 니면이야 ત니야로 야အောင်말에 조사봐တိုက်ခန်း 왜 인칸베 나나나 미괴베 왜အဲ့လိုမျိုးထားပါဒါမှလည်းမိမတို့လည်းပြောတယ်သူငါ့ကိုချစ်တယ်ဆိုရင်တက်တိတ်သူမတွေ့ဘူးလားတွေ့တယ်အဲ့ဒါမှအရသာရှိတာဘာလဲမိဘပတ်စံနဲ့ထိုင်ပြုံးနေလို့မိဘတေးပါလို့အဲ့ပတ်စံမရှိမိဘလို့ပြောတယ်ကျွန်တော်တခုပြောပြမယ်ကျွန်တော်ကဒီလိုထိုင်နေတယ်ပေါ့နော်စက်သားစားမလို့ရက်ရွှေကမချင်တဲ့ဘယ်နဲ့စက်သားဖုံးဆိုတာပြချတာကျွန်တော်လက်ကိုလာရိုက်တယ်လေစက်သားပါကျွတ်ရတယ်ကြားသွားတယ်ကျွန်တော်လည်းကိစ္စလေးစက်သားကြားရက်ရွှေရတဲ့အချက်သားပြန်ကောက်စားသူအဲ့လိုမျိုးကောက်စားတယ်အဲ့တော့နောက်တစ်ခေါက်ကျတော့မယ်ရီနော်မယ်ရီကစက်သားစားမလို့ရက်ရွှေပြီးတော့ဖုံးဆိုရိုက်ချတယ်စက်သားမဖြစ်လေမယ်ရီကလည်းဘာကောင်းလဲမသိဘူးဆိုပြီးမှစိတ်တူပြီးချက်သွားတယ်သူချက်သားပါလေဟုတ်ပါသူပါလေဒါပေမဲ့ကျွန်တော်ချက်သားကကြောက်သွားတယ်ကိစ္စမရှိဘူးကျွန်တော်တခြားနေရောက်ကျွန်တော်မဆောင်းပါလေချက်သားပါလေဆောင်းမှာကျွန်တော်ကချက်သားကိုရှာစားတတ်တဲ့အဆွမ်းတတ်တဲ့လောက်တတ်တဲ့ဟာကျွန်တော်ရှိတယ်သူကချက်သားကိုဘယ်လိုပဲရှာစားတတ်လဲသူကစီကလူပြီးမှပဲပါလေစားတတ်တဲ့အခါကျတော့သူချက်သားစားဖို့ဆိုဘာလုပ်မလဲနေရာတိုင်းမှာသူဘာလုပ်မလဲမြတ်တရားလိုက်လူမယ်ဘာလို့လဲချက်သားစားချင်တယ်ဆိုတော့ကိုဘာလုပ်မလဲကိုဘာလုပ်မလဲရှာစားမယ်ဘာလို့ဆိုအဲ့ဒီအချင်းရှိတယ်သူဆိုအချင်းရှိလားမရှိဘူးမှတ်ထားလားချလာချလာကျွန်တော်ပြောဒီမှာကြည့်အဲ့ကြောင့်အိမ်ထုံတစ်ခုဒီဆောက်မယ်ဆိုကိုယ့်ရဲ့ချင်းတဲ့ကုန်ဒီပါကျွန်တော်ဒီမှာဥပမာတစ်ခုပြောမယ်ကျွန်တော်ကခုနပြောပြီးတော့ကျွန်တော်ဒီနေ့ဒီမှာဟောဒီကိုပြောပြတယ်ကျွန်တော်အမျိုးသမီးနဲ့ကျွန်တော်က17နှစ်กว่าတယ်ကျွန်တော်ကလီဆူဟုတ်ပြီနော်သူတို့ကတရုတ်ကွာဟာချက်ကိုပြောတာပါနော်ကျွန်တော်ကလီဆူသူတို့တရုတ်ကျွန်တော်ကစီးရဲတဲ့အမှုတော်ဆောင်သူတို့ကချမ်းသာတဲ့စီးပွားရေးသမားဟုတ်ပြီနော်အတက်က17နှစ်กว่าတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ကအိမ်ထောင်ကြီးဖြစ်တန်းလာခဲ့တဲ့ခါမှာအများကြီးဟောဖြစ်ခဲ့ရတယ်အသက်ကြီးတာငယ်တာဘာပဲပြောကျွန်တော်အဲ့ဒီမှာသူ့အမေကျွန်တော်ပြောစကားဆိုကျွန်တော်စားတာသူ့ကိုကြွေးမယ်ကျွန်တော်အိမ်ညမှာသူ့အိမ်ခိုင်းမှာဒါပဲဟုတ်ပြီလားကျွန်တော်စားတာသူ့ပါလေကြွေးမယ်ကျွန်တော်စားတာသူ့ကိုစားခိုင်းမယ်ကျွန်တော်အိမ်ညမှာသူ့ကိုအိမ်ခိုင်းမယ်အဲ့ဒီခါမှာကျွန်တော်တို့ကစားလေဆိုတော့ပြီးရကြုံနေချင်းပါပြီးရကြုံနေပါလေချင်းပါအိမ်တာပဲမအိမ်လေဒီလားဟိုမခွာတော့မဟုတ်ဘူးဟိုကွန်ဒီပင်လေကွန်ဒီပင်ဒီကဟိုနှစ်ချမ်းခွဲပြီးမှလေဒီလိုခိုးထားပြီးမှတနေ့မှာဆိုတော့ချာလေးလုပ်ပြီးမှလေအဲ့ဒီမှာအိတ်ရကျွန်တော်မိမအဲ့ဒီမှာလိုက်အိတ်တယ်
ကျွန်တော်ပြောနားလည်လားအဲ့တော့သူကတကယ်တတ်သိရှိတယ်ဟိုချစ်တယ်ဆိုတဲ့ဟာကိုတတ်သိဆိုတာအဲ့လိုမျိုးဒါပေမဲ့ကျွန်တော်ပြောချင်တာကရှာဘာပဲဖြစ်ဖြစ်အိမ်မက်နေမရှိလားသူတို့အိမ်မှာတော့နေလားကိုယ့်ကိုနေတယ်ကျွန်တော်ပြောနားလည်လားအဲ့တော့ဒီနေ့ကတော့ဘုရားသခင်ရဲ့ချီးမြှောက်မှုကြောင့်ကောင်းကောင်းမွန်မွန်နေရပါပြီဒါပေမဲ့ကျွန်တော်ပြောချင်တာကကိုယ်နေရာကိုဘာလို့ပါလဲပြင်ဆင်ပါအဲ့လိုမျိုးတော့မပြင်ဆင်နိုင်ဘူးဆိုရင်တော့ဗါလဲမိန်းလေးတွေလုံးလိုက်အဲ့လိုဆိုမစင်စားဘူးပြောလိုက်နော်မဟုတ်ရင်ပြဿနာရှိလားမရှိလားရှိတယ်ယောက်ျားကမိန်းမအိမ်ပဲပါတော့မိန်းမကယောက်ျားအိမ်ပဲပါတော့အနိုင်ချင်းခံရမယ်ပြောခံရမယ်ဟုတ်လားမဟုတ်လားနောက်ပြီးဖျားသခင်ရဲ့အလိုတော်နဲ့လည်းမညီဘူးဖျားသခင်ကပါလေအဖေအိမ်မှာတွားနေအမေအိမ်မှာတွားနေလို့ပြောလားမပြောဘူးနော်တက်စီခွဲပြီးမှနေပါဒါပေမဲ့အဖေအမေအိမ်မှာတွားလေရမယ်ဟုတ်ပြီလားမချစ်တယ်ပြောတာမဟုတ်ဒီမှာတက်နေမယ်ပြဿနာမရှိဘူးလေနှစ်ယောက်တဲ့စိတ်တဝန်တွေဘာပဲလို့တိုင်ပြီးတော့ကောင်းတယ်အဖေယောက်ျားကြီးဒီလိုဟေးမိမကြီးလုပ်လိုက်မိမကြီးဒီလိုအေးချလို့ရအောင်တိုင်ပြီးတော့ကောင်းတယ်သူများဂျာကနေဝင်လာပြဿနာမရှိလားရှိတယ်အဲ့တော့ဒီကမမင်းတို့အဖေတို့အိမ်မှာတွားလေရအောင်မင်းတို့အဖေအိမ်မှာနေရတော့တွားအေးရအောင်တွားရတဲ့ကိစ္စမရှိဘူးအမေအိမ်မှာတွားအေးရအောင်တွားကိစ္စမရှိဘူးဒါပေမဲ့ကိုယ်တက်ဘာလို့ရမလဲနေရအဲ့လိုနေလိုက်တာကပြဿနာတွေအများကြီးကိုမဖြစ်လာအောင်ကြိုတင်ကာကွယ်ပြီးတားဆီးခဲ့တယ်လို့ကိုယ့်ရဲ့အိမ်ဆောင်ပြီးတားဆီးမှာကိုတိုင်တင်ပြီးမှချစ်နေလို့ရအောင်တိဆောက်သွားတာလည်းဖြစ်တယ်မောရနာအဲ့ဒီမှာအဲ့ဒီမှာနော်အကြောင်းဒီမှာတခုဒါပြောပြချင်တယ်အေဒီဥယျာဉ်ထဲမှာအသက်ပြင်ရဲ့ကောင်းမကောင်းတိကျွမ်းရဲ့အပြင်ရှိတယ်ဟုတ်ပြီနော်ကောင်းမကောင်းတိကျွမ်းရဲ့အပြင်ကိုစားတော့အေဒီအာဒနဲ့ဧဝကလည်းအပြင်ထဲမှာကြားတယ်တီသွားတယ်ဝိညာဉ်ရေးမှာတီသွားတယ်ဟုတ်ပြီလားအဲ့လိုပဲဒီနေ့ဆရာပြန်ပြချင်တယ်ဆိုငါတို့ရဲ့အိမ်ဆောင်ထဲမှာအသက်ရှင်ခြင်းကိုဝေချုံလားတည်ခြင်းကိုဝေချုံလားဟုတ်ပြီနော်စာဒမနရဲ့အလုပ်ငန်းကိုလုပ်မလားဘုရားသခင်ရဲ့တန်ခါကိုလုပ်မလားဆိုတော့ငါတို့စီမှာရွေးချယ်ရမယ်အဲ့တော့မိန်းမတွေရွေးချယ်ရမယ်လူမျိုးတွေပါလေရွေးချယ်ရနားလည်လားโอเคဟုတ်ပြီဓမ္မရာဆိုရင်ပထမစာဆောင်အခန်းကြီး1အခန်းကြီး22ကနေ36နော်အခန်းကြီး1တခါတော့ဟုတ်တယ်是沙溢嘛，就是沙溢嘛，100 plus ရှိတယ်မရှိဘူး你们的准备考虑哪算了？那引起的，好比呢？但好比呢？ကျွန်တော်ဒီနေ့ဗာပြောပြချင်တာငါတို့ရဲ့အိမ်ထောင်မိသားစုဟာဖယားသခင်ရဲ့ဘုန်းတော်ကိုငါတို့အိမ်ထောင်မိသားစုနဲ့ပြောက်အောင်လုပ်နိုင်တယ်ဆိုတဲ့ဟာရဲ့တမန်ဆန်းတဲ့အဖြစ်ဖြစ်အများကြီးထဲကတစ်ခုတော့ပြောပြမယ်နော်အဲ့ဒီမှာအေလိနော်အေလိဆိုတာဘယ်လိုလဲဆိုရင်အဲ့ဒီအေလိဆိုတဲ့ပုဂ္ဂိုလ်ကဣသရေလလူမျိုးတွေထဲမှာတရားသူကြီးဣသရေလလူမျိုးတွေထဲမှာ prophet ဣသရေလလူမျိုးတွေထဲမှာ prophetတလောက်တော့ကိုဥဆောင်နေတဲ့လူကြီးလူကောင်းဘုရားသခင်ကိုယ်တော်ခံထားတယ်ဒါပေမဲ့ဒီအေလိကအပြင်မှာအရာအလုပ်ရှုပ်တော့ဟောဖနီနဲ့ဖိနဟလို့ခေါ်တယ်နော်ဟောဖနီနဲ့ဖိနဟသူရဲ့အားနေရောက်လာတယ်ဒီပမာဏကဟောဖနီနဲ့ဖိနဟအားနေအောင်ရှိတယ်သူတို့တန်းနေအောင်သူတို့တန်းနေအောင်ကလေလုံးဝမလိမ္မာဘူးလုံးဝမလိမ္မာဘယ်တော့မလိမ္မာဘူးလေဆိုတော့ဖေကတရားဟောစီရာဘုရားကျောင်းမှာလေဘုရားကျောင်းမှာမကောင်းတဲ့မိန်းမတွေနဲ့ပြိတ္တစီဝိယတက္ကနာမှာဖြစ်မာတယ်နည်းနည်းဖတ်ရအောင်နည်းဖတ်လိုက်ဒီလိုလည်းအလုံးကြည့်ကြရအောင်နော်အဲ့ဒါမှတစ်ခါလေးပါမင်းသားထင်တာရှိတော့အောင်ပေါ့တရားနှစ်20ကနေ36ဒီတော့လည်းဖမ်းလဲကြိုင်ဆိုင်တော့မအိမ်လာထားတော့နော်
အခုတော့နည်းနည်းဒါဒီ ရှ ဟာ င်းနိုင် ပြီး ရှင်းနိုင်ထားပြလို့စင်ရ အေးဟုတ်ပြီရှင်းနိုင်ထားတာဆိုကဲဒါ ဆရာလူစနေကတော့ဘယ်လောက်ဒီ ဖတ်ပါ အဲ့ဒီဒီအသက်အရွယ်လူတော့ခါသူဤတာသူဒီအတီလာလူအပေါင်းသူ၌ပြုတ်သမျှကို၎င်းပရိသတ်စင်ဝင်ရတဲတော့တကားနာမှာစင်ဝင်တော်မိမနိမာရွေးကြောင်းကို၎င်းတိကျ၏ဟုတ်ပြီသူအသက်ကြီးလာတဲ့ခါမှာအဲ့ဒီအသက်ကြီးလာတဲ့ခါမှာတိတ်မထင်သိမ့်နိုင်တဲ့ခါမှာသူ့ရဲ့အားတွေကပြိတ္တစီဝင်းရနာမှာမိမတွေနဲ့ပါလေမာရွေးနေဆက်ဖတ်မယ် ဒီလူဒီအပေချုပ်ဤသူပြုကြသည်ဤသူပြုတော်ဒုစရတို့ကိုလောအပေါင်းတို့ဒီပြောရငါကြားရ၏မကောင်းဘူးငါတော်တို့ငါကြားတော်တည်င်းဤကောင်းတော်တည်မဟုတ်သာဝရဘုရား၏လူတို့ဒီပြမာရမည်အကြောင်းဒီလူပြုကြသည်ကလူချင်းတယောက်ကိုတယောက်ပြမာလေတရားသူချင်းစစ်ကြောစီရ၏လူဒီသာဝရဘုရားကိုပြမာလေသူ့အတွက်အပေသူတောင်းပါလိမ့်မည်လေဟုတ်ဆုံးမတော်လဲသူတို့ဒီအပိုင်စကားကိုနားမထောင်ကြအကြောင်းမူကသာဝရဘုရားသည်ကွဲ့ပြက်ခြင်းကအလူရှိတော်မူ၏ရပြီဆိုတော့အဲ့ဒီမှာဘာပြောလဲဆိုသူ့အဖေကဟေးတဲ့သူများပြောလို့ငါကြားတယ်တဲ့ဟုတ်ပြီလားမင်းတို့ကမကောင်းမှုတွေလုပ်နေတယ်တဲ့ဟေးကတားနေမကောင်းမှုမလုပ်နဲ့တော့တလောက်ပဲပြောတယ်ဆိုတော့သူစက်ပြောတာလူချင်းကိုပြင်မလဲဆိုတရားသူကြီးကစီရင်လို့ရတယ်တဲ့ဘုရားသခင်ပြင်မလဲဆိုဘယ်သူကစီရင်မလဲဒါပေမဲ့သူကပြောမှလည်းအဲ့ဒီတားနေကနားမထောင်ဘူးအဲ့တော့ဘုရားသခင်ကဘာလဲဘယ်လိုတတ်မှတ်ထားပြီးဒီနေ့ကိုတပ်လိုက်တော့မယ်ဆိုတတ်မှတ်ပြီးသားဟုတ်ဘယ်ရှင်မလာဒီဂျီဘောရဲ့သာဝရဘုရားရှေ့လူတို့ရှေ့၌မျက်နှာရလေဘုရားသခင်လူတယောက်ဒီအဲ့ဒီထောင်တို့လာရဲ့သာဝရဘုရားမိတော်မူဒီကအဲ့ကုတို့ဒီအာရောဘယေထာ၌နေရတော့တိအပိုင်အမျိုးအားငါထင်ရှားနေမဟုတ်တော့ငါ၏ရစ်ပလင်ပေါ်မှာဘိုးစောခြင်းနတ်တော်ပေါင်းကိုရင်းရှုခြင်းငါရှေ့မှာတင်တိုင်းတိုင်းကိုဘုရားမှုကိုစောက်ရတော့ငါ၏ရစ်ပရောဟိဖြစ်စေခြင်းကသူ့ကိုအတေလာမျိုးအပေါင်းတို့အထဲကငါရွေးနှုတ်သည်မဟုတ်တော့အတေလာမျိုးသားတို့သည်မြင်းဖြစ်ပြုသောဘိုးစောတကားရှိသမျှတို့ကိုဒီအပိုင်မျိုးအားငါပေးသည်မဟုတ်တော့ငါအိမ်၌ငါစီရင်တော်ရည်ငါပူဇော်တော်ဘိုးစောတကားကိုအပေကြောက်ချေနိကံတည်းခန်းလေဟုတ်ပြီအဲ့တော့ဒီမှာအဲ့လိုမျိုးဖြစ်နေတဲ့ကံမှာ prophet တယောက်လာပြီးပြောတယ်နော်မင်းနဲ့မင်းတို့ရဲ့ဘိုးဘေးတွေကိုဟိုဂျုံခံရတဲ့နေရာနဲ့ငါခေါ်လာတယ်တဲ့မင်းကိုဒီအုပ်ချုပ်တဲ့နေရာကိုငါပေးတယ်မင်းပူဇော်တကားလောက်ရမယ်အခွင့်တွေပါနေအောင်လည်းမင်းကိုအနန္တတယ်ဒါပေမဲ့မင်းအခုဘာပြောတော့ငါရဲ့ပူဇော်တကားမင်းချီတော့တဲ့ကံငါ့ကိုဘာလို့ကျေးဇူးကံတယ်လေလို့ပြောတာစဖတ်ငါ၏လူအတေလာမျိုးသားပြင်လုံသောပူဇော်တကားရှိသမျှတို့တွင်အမိဆုံးသောအရာကိုဝါစွာစားတဲ့ရဲ့တီတားတို့ကိုငါအပေါ်မှာအပေကြောက်ချင်းမြောက်တဲ့နေ့ဟုတ်ပြီအဲ့တော့မင်းရဲ့သားတွေကိုဘာဖြစ်လို့ငါအပေါ်မှာချီးမြှောက်တယ်လဲဘုရားသခင်ထက်သူ့သားတွေကိုဘာလို့နေရလဲချီးမြှောက်နေတာပြောချင်တာဘုရားသခင်ရဲ့ကိစ္စကိုဦးစားမပေးဘူးနော်စောကားမော်ကားလုပ်နေတယ်ကိုပြောတာသူသားသမီးကသူမထင်းနိုင်ဆက်ဖတ်မယ်သူတို့ပြုတော့ကြောင့်အတေလာမျိုးဘုရားသခင်သာဝရဘုရားမိတ်တော်မူဒီကတိအမျိုးတိအပိုင်အမျိုးဒီငါရှက်မှအစစ်သွားလာရလိမ့်မည်ဟုတ်ငါဆိုပြီးတော့လေတပန်သာဝရဘုရားမိတ်တော်မူဒီကသူကတိဒီငါနိဝဲပါစေငါကိုချင်းမြောက်တော့သူတို့ကငါချင်းမြောက်ပြီငါကိုမထီမဲ့ပြီပြုတော့သူတို့ဒီကောင်းအန်တရဲ့ပြတ်ကြလိမ့်မည်တင်းရဲ့အမျိုးတွေဦးတော့သူတယောက်မျှမရှိတဲ့ချင်းပါအဲ့တော့ဘာပြောလဲဆိုရင်မင်းရဲ့ခဏလေးမင်းကိုတဲ့မင်းရဲ့အမျိုးတွေအားလုံးငါရှိမှအစင်သွားလာရမယ်လို့ငါဂတိပေးထားခဲ့တော်လေတဲ့မင်းလုပ်တဲ့ပုံစံကြောင့်လို့ဒီနေ့ကတော့အဲ့ဒီကိစ္စဖြစ်ပြီအဲ့ဆိုဒီမှာဆရာရှင်းပြမယ်အဲ့ဒီလူမျိုးတွေဒီယေဘရဟိဆိုတာလေယေဘရဟိဆိုတာယေဘရဟိမင်းရဲ့ယေဘရဟိမင်းတည်သွားရင်သူ့ရဲ့သားကယေဘရဟိပါလေပြန်အဆက်ခံရတဲ့တလေးထုံးစံရှိတယ် rabbinic law ဆိုတာ you know အဲ့တော့ဒီလိုအဲ့လိုဆက်ဆံရတာဘုရားသခင်အဲ့လိုဂတိပေးမင်းပြီးရင်မင်းသားပြီးရင်မင်းမြေပြီးအဲ့လိုဂတိပေးထားတာအစင်သွားလာရတယ်ဘုရားသခင်ဂတိပေးထားရင်လည်းပဲတဲ့အခုကလည်းစပြီးအဲ့ဒီကိစ္စပါလေပြီးပြီလူတွေကဖုတ်တိဟာစေဂရနီကစတဲ့မင်းကဆောင်ကကြီးကြပဲဆိုတော့တိရပဲတဲ့မဂတို့ရမျိုးဂတိပေးထားရင်လည်းပါလေဖြတ်လိုက်ပြီလို့ပြောတဲ့ဟာမျိုးနားလေလားအကြောင်းရင်းတို့ဘုရားသခင်ကအဆွေမျိုးဆက်တီကောင်းချီးပေးမယ်
ပြောပြီးမှလည်းဖြစ်စမဲ့ရှော့မနေနဲ့အဲ့ဒီကောင်းချင်မင်းကပေးမယ်ဆိုတော့မင်းရဲ့တခုခုလုံးဆောင်မှုကြောင့်ဖျားခင်မှလည်းဖြစ်တော့သွားတာဖြစ်နေတယ်ဟုတ်ပြီနော်ပြီးရင်ဆက်ပြီးမှမလို့မင်းအဲ့လိုမျိုးလုပ်လို့မင်းရဲ့အမျိုးတွေထဲမှာလေအသက်အိုတဲ့လူတေရောက်မှမရှိစေရဘူးလို့ပြောတာအသက်အိုရတဲ့လူတေရောက်မှမရှိစေလို့စမ်းမရမယ်ပြောတော့ငငယ်ရွယ်ရွယ်နဲ့တည်မယ်လို့ပြောတာနားလည်လားဆရာအရင်တော့လေးလုံခဲ့တဲ့လေးနှစ်လောက်ဒီမှာလာတဲ့အခါမှာဟိုဒီတိုက်နေမရှိသေးဘူးငါတိုက်နေတယ်အလားနေရာတကာကြီးငါတို့နေစုပိန်းစားနောက်တနေရာကြီးရောပိန်းစားနောက်တနေရာကြီးချင်းပိန်းစားချင်းပိန်းစားအဲ့ဒီတည်နေတော့အေးတော်တော်ခဲ့တဲ့လေးနှစ်လောက်ကတည့်ရကိုတလောင်းနှလောင်းအဲ့ဒီတည်ပြီးတော့ဒီမလေးရှားမှာလည်းငါတို့အယိုးတွေမြေဩဇာတော်တော်ပေးထားပြီနော်ဟုတ်လားမဟုတ်လားအဲ့ဒီကိုပြောတာကငယ်ငယ်ရွယ်ရွယ်နဲ့တည်မယ်လို့ပြောတာနော်စဖတ် ဒီလက်ယုံနဲ့ဒီအဆွေမျိုးဤလက်ယုံကိုငါဖြတ်တော့အချင်းကာလရောက်နေပြီအဲ့ဒီလအမျိုးသားအမျိုးအားငါပေးတော့စင်းစီရှိရအင်းပေါ်မှာဘဲဥပိရောက်ကြောင်းကိုတင်နေရလိမ့်မယ် ရပြီအဲ့တော့မင်းရဲ့လက်ယုံတွေကိုငါဖျက်ရမယ့်အချိန်ရောက်ပြီသူကဆရာကြီးလေဟုတ်ပြီလားခံဂိုင်းချုပ် prophet လည်းသူပဲတရားသူကြီးလည်းသူပဲအဲ့ဒါတမျိုးလုံးရဲ့ရစ်ပူဇော်ပေးရမယ့်လူလည်းသူပဲဆိုတော့သူခိုင်းချုပ်ပဲသူဆိုအရှမ်းတောင်းလာလေဆွေမျိုးငွေရေးကြေးရေးနာမည်အာနာမတောင်းဘူးလားဘုရားသခင်ကပြောတယ်မင်းဒီအဲ့ဒီအားလုံးကဘာလို့လဲမလဲဖြတ်လိုက်ပြီမင်းအခုနေတဲ့ဘုရားသခင်ရဲ့ဒီဘာလဲငါရဲ့ဘာလဲနေရဘာလဲအဲ့ဒီဟာဘေးဥပရောက်တော့မင်းမကြခင်မင်းတွေ့ရလိမ့်မယ်စက်ပတ် ဒီအမျိုးရဲ့ဦးတော်သူတယောက်မြအစီမရှိရငါအဲ့ရစ်ပလီမှာငါမပယ်မဖြတ်တော့ဒီအမျိုးသားတွေတင်းမျက်စိပြည့်ရဲ့ ကျင်နာတော့ စိတ်ကျင်နာဘူးရဖြစ်လိမ့်မယ် ဟုတ်ပြီငါအားကလုံးကိုတတ်ပြီလေငါမတက်ပါနဲ့ငါမတတ်ပြီးပဲချမ်းခဲ့တဲ့လူဖြစ်ရင်လည်းပဲတဲ့မင်းတို့ကိုကြည့်ပြီးမှရှင်နာရလိမ့်မယ်ဟုတ်ပြီလားအယိုးအလီစုတဲ့ကာလာငါစဘာဖြစ်လို့မလို့စီမတီတို့ဂျုံနာလေဆိုတဲ့ဟာမျိုးခန်းစားရမယ်စပတ် ဒီတာစင်ရဲ့စေသူဒီအသက်ပြူဆွေးပြီးတေရကြလိမ့်မယ်ဒီတာဘောင်းနေဖြစ်နေဟာမရောက်သူနိုင်ဖြစ်စေရဲ့ဒီအာနာပေရောပုပ္ပန်နိုင်းမူက ပုပ္ပန်နေဘုံမူကသူနေရောက်သူဒီတနေ့ချင်းတွင်တေလိမ့်မယ်တပါငါစင်နလောအလူတို့လိုက်ရွယ်တက်ဆာဆောက်တော့ရစ်ဘရိုဟစ်ကိုငါပေါ်ထွန်းစေနေမြေတော့အီကူသူ့အဖို့ငါဆောက်ပဲ โอเคဟုတ်ပြီဆိုတော့ဘာပြောဆိုအိုတဲ့လူတယောက်မှပါလေမရှိစေရငယ်ရွယ်တဲ့လူငါမတတ်ပဲနဲ့ကြံခဲ့တဲ့လူရှိနေမှာမင်းအဲ့တို့ကိုကြည့်ပြီးမှစိတ်ဒုက္ခရောက်မယ်နောက်ပြီးခုမင်းတားနေရောက်နော် hopefully နဲ့ fit ဘာလဲ fit နဲ့ရောက်စလုံးတည့်ရတဲ့မှာတည်မယ်မင်းတို့အိမ်ထောင်မိသားစုထဲကနေကောင်းဆောင်မပေါ်ခိုင်းတဲ့ဘူးငါနောက်တယောက်ကိုပါလေရွေးတော့မယ်နားလေနော်အခုအိမ်ထဲကနေဘုရားသခင်မျိုးစေ့ကိုမမွေးနိုင်ရင်ဘုရားသခင်နောက်တယောက်ကိုရွေးမှာပဲဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာမင်းအိမ်ထဲထဲကထဲကိုဘုရားသခင်လို့ရှိရင်မင်းလက်မခံရင်တခြားလူကိုဘုရားသခင်ပြီးမှာပဲဆက်ပါ သူဒီငါထလိုက်ဘိတ်တိုက်ခံတော့သူရှက်မှာအစင်သွားလာရလိမ့်မည်ဒီအမျိုး၌ကြံကျွေးတော့သူတိုင်းသူထံသို့လာရွက်ကျွန်တော်ဒီဘုံအနေငယ်ကိုစားရမည်အကြောင်းယိပရောဟိအရာနှင့်ဆိုင်တော့အမှုပစုံတစ်ခု၌တော်ကိုဇေခိုင်းပါလို့ဟုဝင်စမုတ်ဆောက်ကိုရလို့တော့ငါရှိခုလက်တောင်းပါလိမ့်မည်ဟုမိတ်တော်ကိုပြန်လေ ဟဲ့ရပြီကျေးဇူးတင်တယ်အဲ့တော့ကငါမင်းအိမ်ထောင်မိသားစုကိုငါမတုံးတော့ဘူးနောက်တစ်ယောက်ကိုကောင်းဆောင်မှာတုံးတော့အဲ့ဒီကောင်းဆောင်ကိုတုံးမှာဖြစ်တဲ့မင်းအိမ်ထောင်မိသားစုတဲ့တားစင်မြေးစက်တချို့တွေကြံတဲ့လူတွေရှိရင်တော့ငါဟေးကျွန်တော်ဟိပရိုဟိအလုပ်ကိုလုပ်တဲ့ကျွန်တော်အလုပ်ခိုင်းပါသမီးလေးနေပြီးပါမုတ်လေးနေပြီးပါပတ်စံလေးနေပြီးသူစီမှာတောင်းရတဲ့အဆင့်တော့ဗါလေရောက်သွားမယ်ဆိုပြီးဖြတ်တင်ပြောတာအော်ဒီမှာကြည့်အောင်ဆိုတော့ဒီမှာဒီမှာနည်းနည်းကိုကိုနားလေအောင်ပြောမယ်အဲ့တော့ Freedom စီဝေးရတဲ့တဲတော်နာမှာနောက်တစ်ယောက်ကဒီဟာလန်ထားပါစနေကနေ16နော်အဲ့ဒီနိဗ္ဗာန်အဲ့ဒီအပေါ်စနေ16ကိုဖတ်မယ်နော်ဆိုတော့ဒီမှာကြည့် Freedom စီဝေးရတဲ့တော်နာမှာမိမလွတ်နဲ့မာရွင်းတယ်တင်ပေးတဲ့နာမထောင်ဘူး prophet တပါးလာတယ်လာပြီးသူ့ကိုဆုံးမတယ်ဟုတ်ပြီလားလာပြောတယ်အဲ့တော့ဒီဟာကခန့်ကြံပြောတယ်ခေဒီဟာခန့်ဖတ်ရအောင်သူတို့ကဘုရားသခင်ခုနပြောတဲ့ဟာလေစနေဟာဘာ အဲ့ဒီသားတို့ဒီထောရဘုရားကိုသိအတ္တပလူချစ်ကြတယ် ဟုတ်ပြီအေလိရဲ့သားကဘုရားကိုသိလားအာဒမလူတယ်
雕下也大，刚上也大，俺想讲了。လူတွေအများကြီးကိုကဲတင်တဲ့အလုပ်ကိုလုပ်နေတဲ့လူကအိမ်ထောင်ထဲမှာသူ့ရဲ့တားမြောက်ကဘုရားသခင်ကလည်းမသိဘူးအတ္တမလူလို့ကျောင်းသားထဲမှာတန်းတင်တယ်အပြင်မှာအဲ့လိုမျိုးတွေတွေ့ရလားတွေ့ဘူးလားအဲ့တော့နာမည်ကြီးစရာသူတားကတော့ဘိန်းစားချီထုတ်တခိုးကြဘိုးရေးမပြချတဲ့ကမစားဘူးမရှိဘူးလားရှိတယ်တကယ်တမ်းစရာကောင်းတယ်အဲ့လိုမျိုးအိမ်ထောင်မိသားစုမင်္ဂလာမရှိဘူးအဲ့လိုမင်္ဂလာမရှိတဲ့ဒီအိမ်ထောင်မိသားစုကခဏလေးပြည့်စည်တော့မယ်ကဲဆက်ပါဆက်ခေါ် တို့ဤ project ပြုလို့ဒီထာဝရဘုရားဘုကိုလူများယူစရာပြုတော်ကြောင့်ရှေ့တော်နဲ့အမျိုးအပြည့်ကြီးရသူဖြစ်ကြတယ် ဟုတ်ပြီအဲ့တော့ဒီ project ပြိုဆိုတာသူတို့ကိုပြောတာဒီ Finaha နဲ့ဘာလဲ Hofni နဲ့ Finaha ကိုပြောတာဆိုတော့သူတို့ကဘာလဲဆိုရစ်ပူဆိုတဲ့ခါဘလို့ပူဆိုရတယ်ဆိုရင်တားကောင်တက်ပြီးတော့ပြီဆိုရင်လေအဲ့ဒီဟာအကုန်လုံးကိုဒီပလင်ပေါ်မှာတင်ထားရတာပြီးတချို့တွေကပြုတ်ရတယ်နော်အဲ့လိုပြုတ်ရတယ်အဲ့တော့ဒီရစ် project တွေကတုံးခင်းတုံးဖတ်ပါတဲ့ခါနဲ့အိုးထဲမှာဒီတိုင်းထိုးပြီးမှထိုးလို့ရတာပဲပါလေယူရတာယူပြီးယူလို့ပါလေမရဘူးအဲ့ဒီရဲ့အရှိအပေါ်မှာဆို73 74 75မှာဆိုဘယ်လိုပြောလဲဆိုရင်ဟိုလူပြောက်ကပြောတာတိုးတီစီမှုကငါအရင်ပူဇော်ပေးရစီအောင်လို့ပြောတာအဲ့ဖက်ချင်တွေ့လားဖက် တို့သူကစီမှုကရင်ယေရှုဘုရားစီနောက်မှယူချင်တိုင်းယူပါဖို့ဆိုရင်မဟုတ်ဘူးဒီခုပေးရမည်သူမဟုတ်အနိုင်ယူဖို့ဆိုတိုင်း တွေ့လားဘယ်လောက်ချင်မကောင်းလဲအချို့ဆရာတွေကလည်းစေဘိုးတို့ငါ့ကိုပဲပြီးလို့ပြောလို့ရှိနော်အချို့တွေကလည်းဖယားတခင်ကပူဇော်ရမယ်ဒီတိုးတီစီကိုပူဇော်မပြောတာမပူဇော်နဲ့လည်းမလုပ်နဲ့လည်းငါအရင်ယူမယ်တဲ့ဘယ်သူပူဇော်တာလဲဘယ်သူပူဇော်မှာလဲဖယားကိုပူဇော်မှာဖယားကိုပူဇော်မဲ့ပစ္စည်းဘယ်သူယူသွားလဲသူတန်းနေရပါလေယူသွားတယ်ကြီးစံကောင်းလားမကောင်းဘူးကျွန်တော်အရင်တော့ဘာလို့မပြောတော့နေရလည်းမပြောတော့လည်းတခုလိုအတင်းတော်မှာပန်တာထိလို့လေနော်ရှိတယ်များပစံအကောင်အလူမီနိုထဲကြတော့သူတို့တဆွေးတမျိုးအဲ့ဒီကအတင်းတော်မှာပစံပဲတောင်းကြတာဘာသာထိလို့လည်းကျွန်တော်ကြည့်တာ10နှစ်15နှစ်လောက်ရှိမယ်တဲ့ပစံပြအလက်ကအကုန်လုံးအကျွေးပဲဘာမှမရှိဘူးစားအကျွေးဘလောက်တင်တယ်ဖျားကြောက်တော့အကျွေးဘလောက်တင်တယ်လို့ပြောနေအဲ့လိုပြောလို့ရလားအဲ့ဒီမိသားစုကြီးနေ့ချင်းကြီးအဆင်ပြေဟုတ်ပြီနော်အခုဒီနေ့အောင်လည်းဘုရားသခင်ကိုတင်လူပူဇော်မဲ့ဟာကိုဘာလို့ရလဲတို့ယူတယ်တို့စားတယ်အတရားသမားလို့တော့အတ္တမလို့ပြောတာဟုတ်ပြီအတူချုံမဲ့ပြောတော့မယ်အဲ့ဒါနဲ့တည့်ရကြတော့သူတို့အဲ့ဒီမှာလာပြီးမှပြောရုံရစ်ပရိုဟိတ်တယောက်ကလာပြီးပြောတဲ့ခါကျတော့ကဲတည့်ရထဲမှာတည်မယ်လို့ပြောတယ်အဲ့ဒီနောက်ပိုင်းမှာဆိုအခန်းကြီး4 37ကိုဖတ်ရအောင် ဖိလိပ္ပိလူတို့ဒီစစ်တိုက်ဖြစ်ပြည်တယ်လာမျိုးရှောင်းပြန်ရဲ့လူကြီးကလူရန်ကြီးနေရာတို့ဒီလေအဲ့တော့ဖိလိပ္ပိလူတွေနဲ့အဲ့ဒီမှာစစ်ပွဲတိုက်မယ်ဆိုပြီးမှဖိနဟာနာဟောပဒီဒီဟောဖနီနဲ့ဖိနဟာကပါလဲဆိုရင်သူတို့ကပဒီညင်တက်တာတော့ထားပြီးမှတွားလိုက်တာပြီးမှစစ်ကတိုက်ကြတဲ့ခါကျတော့ရှုံးတော့သူတို့လူ3000လောက်ပြီးသွားတယ်အဲ့ဒါပြီးတော့ရလားအဲ့တော့မချွတ်လေး30စက်တိပတိကိုအပြီးလား စတဲ့ကဂျာရခေတတာတော်ဒီရန်သူလက်တို့ရောက်၍အေလီတာဟောဖနီနဲ့ခဏဟာလျောက်လို့ဒီအသက်ဆုံးနေပြီ ခမကြီးနေရစလို့မဖြစ်လဲမရောက်တည်တော့လူ3000လောက်တည်တယ်ဣသရေလလူမျိုးတွေရဲ့မရင်းစစ်တာလည်းပါလေရန်သူလက်ထက်ကိုပါသွားအဲ့ဒါနဲ့ကေနစရက်ကိုကြည့်မယ်အဲ့ဒါနဲ့အဲ့ဒီထဲမှာဗိဟာမင်းအမျိုးသားတယောက်ကစစ်တိုက်နေတယ်တော့ပြီးသွားတာထွက်ပြေးပြီးမှမြို့ထဲမှာပြောပြတယ်ပြောပြတဲ့ခါမှာစစ်ပွဲနဲ့ပြန်လာတဲ့လူတယောက်လာတယ်ဟေးဆိုတဲ့သတင်းကိုကြားတယ်ကြားတော့ကဲဖတ်ကြအောင်အဲ့ဒါစနေကနေ20နှစ် ဒီအမေယိုတာတယောက်ဒီစစ်တပ်ရထဲကဖြစ်လာပြီးလာပြီးအခုကိုစုပ်တဲ့ဒီကောင်းပေါ်မှာရေဖို့ကိုတင်တဲ့ထိုနေ့ချင်းတွေရှိတော်မျိုးတို့ရောက်နေပြီရောက်တော့အခါအေလီရာနာကခုံပေါ်မှာထိုင်ရတော့ဂျာရခေတတာတော်တဲ့စိတ်နှလုံးသုံးလုံးနဲ့စောင့်နေပြီဒီတော့ဒီလိုချင်းတို့ရောက်ရင်တည်းတော့ဒီဖြစ်တဲ့မျိုးလုံးဟောတူချိုင်ဟောတဲ့ကံဒီဒီကြားတော့ပုတ်ချက်တော့အတန်ကအပေလုံးလေးကိုပဲနေတို့ဒီအလျာညာလာရင်အေလီအားရှောက်နေပြီတော့အခါအေလီအသက်90ရှိပြီးဒီစပင်းလာအောင်ညချောတယ်တဲ့ဒီ
ပြေတော့သူကအကျွန်တော်ဒီစစ်တပ်ရမှာရောက်လာတော့သူဖြစ်ပါလိစစ်တပ်ရတဲ့နဲ့ဒီနေ့အကျွန်တော်ပြေရလာပါလိဟိုရှောက်လေအဲ့ဒီကငါသားမှုကဘယ်လိုနေမှုလဲတဲ့တော့တမန်ကအဲ့ဒီလားမျိုးဒီဒီနေ့လူလူရှေ့မှာပြေးပြီးဆော်တော်လို့ချန်ချင်းကိုခံရကြပါပြီကိုရောအတာ opportunity ပြတာတော့မရောက်တို့ဒီနေပါလိအဲ့ဒီကတော့ဒီလဲရတူလက်တို့ကြောက်ပါပြီကိုပြန်လျှောက်တယ်ဟုတ်ပြီဆိုတော့ဒီမှာကြည့်ဘင်္ဂလီမျိုးသားကဆက်ဖြစ်နေတာထပ်ပြလာပဲရှိတော်မျိုးကိုရောက်တယ်ရှိတော်ဆိုတော့ဂျေရုဆလင်မျိုးပဲနော်အဲ့ဒီနေရာကိုရောက်တဲ့ခါမှာကျတော့ဆူဆူဆန်ဆန်အတန်ကြားတော့ဟဲ့ဘာဖြစ်တယ်လဲအော်သူစတဲ့ဘက်ကပြန်လာတယ်လို့ငါတို့ရှုံးသွားတယ်ဆိုတော့အဲ့လိုပြောနေတဲ့အတန်ကိုဟိုးမှနေနေအေဒီရပါလေကြားတော့အေဒီဟဲ့ဘာဖြစ်တယ်လဲလို့ပြောတော့အေဒီကပြောအေဒီတခင်တဲ့ကျွန်တော်တို့စစ်ပွဲမှာရှုံးတယ်တခင်ရဲ့တားနှစ်ယောက်လဲပါလေအေဘီဘရင်းတစ်တာလဲရန်သူလက်သေးကိုပါတော့ပြီးဆက်ဖတ်ပါအဲ့ဒီကတော့ဒီကိုကြားတော့အခါအဲ့ဒီဒီကနာမှာထိုင်တော့ခုံပေါ်ကနောက်တော့လမ်းကြားတစ်ပြင်လေဒီကျိုးရည်သေးလေးအေးမကြည့်အဲ့တော့ဒီလိုထိုင်ခုံမဒီလိုထိုင်နေတာသူက98နှစ်ရှိပြီဒီလိုထိုင်နေတော့အဲ့ဒီသတင်းကိုကြားတာသူတားသိတယ်ဆိုကိစ္စမရှိသေးဘူးဘုရားသခင်ရဲ့ brain တစ်တာတော့ပါလေပါတော့ဘုရားသခင် brain တစ်တော်ဆိုတော့အဲ့ဒီနေရာမှာဘုရားသခင်ရှိတယ် the presence of God အဲ့မှာရှိတယ်ဆိုတော့အဲ့ဒီဟာကရန်သူလက်ကိုပါလေပါသွားပြီဆိုတော့ကြားတဲ့ခါကျပါလေအနောက်လန်ချပြီးမှပါလေတည်သွားတယ်စက်ဖက်အသက်ကြီးရဲ့ကိုလို့ကိုလေးတော့သူဖြစ်တို့ဒီနေ့ကအမျိုးကိုအနည်းလေးစအောင်ဆိုတဲ့ကြီးဟုတ်ပြီတို့ရပါလေဆိုအတက်ကြီးမှာပါလေကိုလေးတွေပဲပြောတော့နော်ဆရာကြီးဆိုတော့ဟိုအိမ်ကဟင်းတစ်ခွက်လာပြီးတဲ့ဆန်းလိုက်အာရောက်ကောင်မကင်းစားချစ်စမကင်းစားဆိုမှအာရောက်ဝါတာလေအခုကပြလိုက်လေတီဗီသူ့တန်းနေအောင်လေတီဗီပရင်ကြီးတာလေရှော့ဘီသူ့လဲပါလေတီဗီကြီးစားအိမ်တော်မိသားစုထဲမှာနော်ဘုရားဘက်ကဖျားတခင်စကားကိုနားမထောင်တဲ့လူတွေဆွေးစင်လို့ဆက်တဲ့ဒုက္ခရောက်တာမြင်ဘူးလားဒုက္ခကြီးမှာအများကြီးရှိတယ်နော်ကဲအဲ့တော့စပတ်မဲလားဒီချွေပါဒီခါဒီမယားဒီနေ့ရရမရှိရဲ့အချိန်ကြီးတဲ့တိုင်းကင်းတာကြောင့်ဒီရန်သူတက်တူကြောက်ရခမလေးနေကြလို့ကြားတော့အခါကြောက်ကိုရတာခွာချုံတနာတော့ချက်ချင်းခံရတယ်ဒီလိုတော့အခါနားမှာရှိတော့မိမတို့ကမဆုံးနေတယ်ဒါရောက်ကြဖို့ခွာနေပြီကိုဆိုရတယ်ကျန်မပြောအမှုမထားပဲဒီမှာပြားတဲ့ကြီးတော့ရန်သူတက်တူကြောက်တော့ကြောက်၎င်းဒီလိုကမားလို့လည်းအမှုကြောက်၎င်းအဲ့ဒီတော့ဘုရားကြီးကြောက်ခဲ့ပြီကိုဆိုရက်တို့ရေကိုဧကဘုအမြင်ဖြစ်မေ့နေရွေးတကယ်လားအမျိုးကြီးထားတဲ့ခေတ္တတော်ဒီရန်သူလက်တို့ရောက်တော့ကြောက်တကယ်လားဘုရားကြီးတက်ခဲ့ပြီကိုဆိုဟုတ်ပြီနော်ဆိုတော့ဒီမှာအဆုံးတတ်မယ်ဒီအဆုံးတတ်တော့မယ်နော်ဒီနေ့ကဒါပြောပြချင်တာအဲ့ဒါပဲသူဘာတီကားပြီအေလီတီကားပြီအဲ့ဒီခါမှာဒီမှာကြည့်ဟောဖနီရဲ့မိန်းမကပိုက်ချီဘာဖြစ်နေလဲပိုက်ချီကြည်စမ်းဒီဆီယာကြီးရဲ့အာမိန်းမရှိတာမရှိလားရှိတယ်မိန်းမရှိပြီဘာလို့လဲပရိသတ်စီဝေးရတဲ့ကဏ္ဍမှာတခြားမိန်းမနဲ့ဘာလို့လဲဖောက်ပြတယ်တွေ့လားဒီလိုကြီးမကောင်းဘူးပိုက်ချင်းနေတဲ့သူမိန်းမအခုကတော့သူယောက်ျားလေးပါလေတေးပြီရောက်ခမလေးပါလေအခုပဲနေပြီးကျိုးပြီးမှပါလေတေးပြီတက်တာလဲဟိုမှာပါသွားပြီလို့ပြောတဲ့အခါသူဖိုက်ချီပြီးတော့သူကရှူကျုံရဖြစ်မှာကလောဦးစောဆိုပြီးသူအဲ့လိုမှဘိုက်ကိုအဲ့လိုကိုမကလေးကပြည့်စုံဝေးတာဒါချင်လို့ကလေးပါလေမွေးတော့မွေးရှင်တယ်လို့မွေးတော့မဟုတ်မွေးကလေးပြုတ်စုပြုတ်စားတော့တခြားလူတွေကမျိုးတော့မျိုးလေးဟေးယောက်ျားလေးပြတော့စကားတော့အတန်းတော့ထွက်တော့ယောက်ျားဆိုမုန်းနေနော်ဟုတ်တယ်မလားသူယောက်ျားလည်းမကောင်းဘူးသူတန်းသူရဲ့ပဲတမန်လည်းပဲတမန်ရဲ့ပဲတမန်မဟုတ်ပါလေသူမတ်လည်းမကောင်းဘူးလေဟုတ်လားယောက်ျားဆိုတော့မကောင်းတော့ပါလေဆိုတော့စကားတော့မပြောချင်အဲ့ဒီနာမည်ကိုမဲ့နေဆိုဣခဘုဗါလေဣခဘုရဲ့အဓိပ္ပာယ်ကဘာလဲဆို the glory of God has departed ဘုရားသခင်ရဲ့ဘုန်းတော်ငါတို့ကိုဆွန့်သွားပြီနော်ပမာကျမ်းစာမှာတော့ဘယ်လိုလဲဘုရားဘယ်လိုရေးလဲဘုရားကြီးကြောက်ခဲ့ဘုန်းကြီးပြောက်ဘုရားသခင်ရဲ့ဘုန်းတော်ကြီးပါလေပြောက်ဘယ်သူကြောင့်ပြောက်တာလဲဟေးဘယ်သူကြောင့်ပြောက်တာလဲအေလီကောင်းကောင်းမွန်သူ့ရဲ့တာသမီကိုမတင်ဘူးနံပါတ်1တာနှစ်ယောက်ကလည်းအဒမလူဟုတ်လားမဟုတ်လားအဲ့တော့ကျွန်တော်ဒီအိမ်ထောင်ထဲမှာဘုရားသခင်ရဲ့ဘုန်းပါလေပြောက်
နားလေနော်ဆိုတော့ပြီးလို့ဒီအိမ်ထောင်တည်မဲ့လူတွေယောက်ျားယူမဲ့လူတွေမိန်းမယူမဲ့လူတွေကိုယ့်ရဲ့အိမ်ထောင်ခုနဆရာတို့ပြီးစားနေတယ်အိမ်ထောင်တည်တယ်ဆိုတော့ဘုရားသခင်ရဲ့နိုင်ငံတော်ကိုပါလေဒီဆောက်တော့ဘုရားသခင်ရဲ့အလုပ်ကိုကူလုပ်တဲ့ဟာဖြစ်တဲ့အတွက်ဘုရားသခင်ဘုန်းတော်ထင်ရှားဖို့ပဲဖြစ်ရမယ်ဘုရားသခင်ဘုန်းတော်ပျောက်ဖို့ပါလေမဖြစ်ရအေလိရဲ့မိသားစုကတော့ဘုရားသခင်ဘုန်းတော်ဘာဖြစ်စေလဲပျောက်စေအဲ့ဒီတော့ဒါကြောင့်ဒီကဘာမီဒီလောကကြီးထဲမှာဘုရားသခင်ရဲ့ဘုန်းတော်ကိုပျောက်စေတဲ့အိမ်ထောင်အများကြီးရှိတယ်ဟုတ်လားမဟုတ်လား ဟုတ်ပါတယ်ဆရာ ငါတို့လည်းဘုရားသခင်ဘုန်းတော်ပျောက်တဲ့အိမ်ထောင်မိသားစုကနေမွေးဖွားလာတာပဲဒါပေမဲ့ငါတို့ကိုဘုရားသခင်ချင်းစွာကြောင့်ခေါ်လာပြီးမှဒီနေ့ပါလေအတိတ်ပြန်လုပ်ခိုင်းတာဟုတ်လားမဟုတ်လားဒါကြောင့်အရင်တော့ကိစ္စတွေအားလုံးပါလေဒီမှာပါလေရဟုတ်လားမဟုတ်လားဒီကနေ့စပီတော်နဲ့ဘုရားသခင်ဘုန်းတော်ကငါအိမ်ထောင်မိသားစုနဲ့ထွက်ရမယ်ပြောရအောင်ဘုရားသခင်ရဲ့ဘုန်းတော်ငါကဲပြောဘုရားသခင်ရဲ့ဘုန်းတော်ငါအိမ်ထောင်မိသားစုထဲကနေထွက်ရမယ်ဟုတ်လားမဟုတ်လားဒါပဲဒါကြောင့်ဆရာဒီနေ့အပေးရှင်ဒီမှာအဆုံးသတ်မယ်ဒါကြောင့်ဆရာအပေးရှင်ဆိုမင်းတို့အိမ်ထောင်ပြုတာရီစားချတာလေးပါတယ်ညာတဲ့အားလုံးကဘုရားသခင်ဘုန်းတော်နာမတော်ဖြစ်ပါစေဇာဂမနကဖြည့်ဆည်းဖို့ချောင်းနေတာဖြစ်တယ်နော်မင်းတို့အပျော်ဆိုတာလေးဟိုလောကမှာလည်းဒီတိုင်းပဲဆိုတာလေး living together တွေပါတယ်အော်ဒီမှာလုံးဝမထင်နဲ့မင်းတို့တစ်ခုဒုက္ခရောက်တော့မယ်မင်းသားသမီးဒုက္ခရောက်မင်းဒုက္ခရောက်ခဲ့တာချိန်နှလိုက်တော့ပြီးဟုတ်ပြီလားလောကအိမ်ထောင်ဆောင်ရင်းချင်းမင်းကဆောင်ရင်းချင်းဆိုလည်းဘယ်လိုဆောင်ရအောင်ဆိုတော့နားလေနော်ကဲအားလုံးတဲ့အားလုံးတဲ့မင်းငါတို့ဘာလုပ်လဲဆိုပြီးဘုရားကိုပြောမယ်နော်ဘုရားကပြောမလဲငါတို့အိမ်ထောင်မိသားစုအဖေအမေတွေကိုမချီနှောင်ပါနဲ့ဟုတ်ပြီလားအဖေအမေတွေကောင်းတာမကောင်းတာဘယ်လိုပဲဖြစ်ခဲ့သူတို့ကိုခွင့်လို့ရအောင်နံပါတ်1အဲ့ဒါနံပါတ်2ကငါတို့ကိုဘုရားသခင်ပြန်လဲပြီးကယ်ဆယ်ပြီးဖြစ်တဲ့ကျေးဇူးတော်ကိုချီးမွမ်းမယ်ဟုတ်ပြီနော်နံပါတ်1ကအဖေအမေကိုမချီနှောင်နဲ့ဟုတ်ပြီလားသူတို့ကိုခွင့်လို့ပါသူတို့တည်တဲ့အတိုင်းပဲသူတို့လုပ်ခဲ့တာဖြစ်တယ်နံပါတ်2တစ်ချက်ကအဖာကြားတယ်နော်နံပါတ်2တစ်ချက်ကပါလဲဆိုဒီနေ့ဘုရားသခင်ငါတို့ကိုကယ်လာတဲ့အတွက်ပါလဲကျေးဇူးတော်ပါလေချီးမွမ်းပါနံပါတ်3ကကိုဆက်ရှောက်မဲ့အိမ်ထောင်ပြုမဲ့ကိစ္စဘုရားသခင်လက်တော်ထဲမှာအနံပါစာတန်ကိုကောင်းကောင်းမကြွေးကြော်ပါပြောပါစာတန်တော့လာထိလို့မရဘူးဟုတ်တယ်မလားထိလို့ပါလေမရဘူးဒီနေ့ဘုရားသခင်နဲ့ငါတော်မှာငါလမ်းပေါ့ငါလမ်းဒီလမ်းမှာနတ်တော်မှာရှင်ယောခရစ်ဝင်ကြအခန်းကြီးလေးအငယ်6မှာပြောတယ်ယေရှုကငါသည်လမ်းကြီးပြီးအတလည်းဖြစ်တမန်တရားလမ်းဆိုတာကမှတ်ထားပါနော်ယေရှုနဲ့ရှောက်မှလမ်းပြောယေရှုနဲ့ရှောက်မှလမ်းယေရှုနဲ့ရှောက်မှလမ်းကိုရှောက်ဖောက်ပြီးတော့လမ်းမဟုတ်ဘူးမင်းကတော့လမ်းလို့ထင်တာလေလမ်းမဟုတ်ယေရှုနဲ့ရှောက်မှလမ်းယေရှုဆိုတာကောင်းကင်နဲ့ရောက်တဲ့လမ်းဘဝမှာလေအောင်မြင်မှုတော့ယေရှုနဲ့တော့မှလမ်းမင်းဟာမင်းတော့လမ်းမဟုတ်ဘူးမှတ်ထားရအိမ်ဆောင်ရေးမှာလေယေရှုနဲ့တော့မယ်အဲ့ဒါလမ်းအဆုံးကိုတွေ့မယ်ဒီနေ့ငါတို့ရဲ့အိမ်ဆောင်မိသားစုထဲပြန်တဲ့တိဆောက်မဲ့အရာမှာစာနာငါတို့ထိလို့မရဘူးဘုရားသခင်ဘုန်းတော်အတွက်ငါတို့အိမ်ဆောင်ကိုဆက်ရအောင်ဆုတောင်းတယ်ငါတို့စီမှာအဲ့ဒီစိတ်ဆန္ဒရှိတယ်ဆိုဘုရားသခင်မျိုးစေ့ငါတို့ထဲကနေမွေးထွက်လာလိမ့်မယ်ဘုရားသခင်ငါတို့ကိုပါလဲရှာနေတယ်ဘာလို့နေရလဲဘုရားသခင်ရှာနေတယ်အဲ့တော့ငါတို့သူ့လက်ထဲကိုငါတို့တော့မယ်ဆုတောင်းရအောင်